နေ့သာသနာတော်နှစ်2550ခုနှစ်လူတော်ဟာကောဇာတက္ကရာ1369ခုနှစ်သင်္ကြန်လဆန်း73ရက်နေ့ည9နာရီအချိန်ရန်ကုန်တိုင်းကမာရုံမြို့နယ်4ရပ်ကွက်ဟန္တာရိပ်မော်အင်ယာ6လမ်းတိုက်6အခန်း102နေ့ဓမ္မဒါနလူရှင်များဖြစ်ကြကုန်သောဥတန်းလွင်တော်နီနီဝင်းသမီးမသင်းတန်စညစာငိမ့်သားမောင်ကောင်းဆက်ငိမ့်မိသားစုတို့ကကွယ်လွန်နှစ်ဖက်သောမိဘများကိုရည်စူး၍ဆင်ကျင်းပပူဇော်အပ်သောမိဘကျေးဇူးဆက်ထေရဝါဒထုတရားဝဲဝဲဟောကြားအပ်သောဒီကနိကေမဟာသတိပဋ္ဌာနသုတ်တော်နိဒာန်နှင့်ဓမ္မပဒပါဠိတော်ထက္ကရာပွင့်တော်မှာဘုရားရှင်တော်မြတ်ဟောကြားတော်မူသောတန်တတိအမတ်ကြီးရဲ့ဝတ္ထုကိုတာသာရှင်ဟောကြားအပ်သောတောကဖြည့်စီအမည်ပေးသောတရားတော်ပြိလိုက်ပါတရားနဲ့တောကဖြည့်စီတရားတော်ဟုတ်လားဒါကြောင့်သောကဖြည့်စေလို့အမည်ပေးတဲ့ဒီတရားကိုမဟောကြားမိမနာကြားမိတရားတော်ရဲ့ပိုင်ရှင်ဖြစ်တော်မူသောသုံးလောကထတာသတ္တညုမြတ်စွာဘုရားကိုရှုသိစွာရှိခိုးကြော့ဆိုကြရအောင်ဒါကြောင့်အလုံးခေတ္တကဏငြိမ်သက်စွာနေထိုင်ပြောဆို၍လက်အုပ်လေးတွေချီရတော်လေးတွေချထားရုပ်ဘပူဇော်နေတဲ့ဗုဒ္ဓရှင်တော်မြတ်ရဲ့ခုံတော်များကိုအာယုံပြုပြီးတော့အတူတူပဲပူဇော်လိုက်ကြရအောင်ဧလောဝအာနနံသောဗံဓမ္မေတံဓမ္မဒေသကံကန္တိတံသဗ္ဗကန္တနံဣဒကံဒနမမဟံဣတိနာသစ္စာဝစေနာဒုက္ခိတာဣန္ဒဝအာနနံသောဗံဓမ္မေတံဓမ္မဒေသကံကန္တိတံသဗ္ဗကန္တနံဣဒကံဒနမမဟံဣတိနာသစ္စာဝစေနာဒုက္ခိတာဟွန္တုသာတောတန်ဒီဘုံတော်ဆက်ရှင်ရလုံးနေ၍ကိုယ်သိတင်ထလွန်မြင့်မြတ်တော်မူပေသောအရှင်မြတ်ဖရာဒီအရှင်မြတ်ဖရာဤအာနန္ဒဘုမြောက်တဲ့ရှုမြင်မဝအမယနိုင်သောမျက်နာတော်အပြင်သည်ဣန္ဒဝါအာကဝေဟင်ထကောင်းကင်ဝဲမောင်းနေလေသံယုံနံသောတာယောဝထိန်ဝင်းဝေလာမင်းကြီးကဲ့သို့သောဗံဘုသူမြင်သူရှုသူအာသာအစာမပြေတင့်တယ်လှပတော်မူပါပေသည်ဖယားဣန္ဒဝါအာနနံသောဗံသောတာရောက်၏ဖြူဝေးထိန်ဝင်းဝေလာမင်းကြီးတမျှဤဝေကောင်းလာပါသောမျက်နာတော်အပြင်လည်းရှိတော်မူပါပေထသောဓမ္မေတံတရားကျော်ခိုင်ထုံထိုင်ထိုင်နှင့်ကြိုင်တိုင်းနေသူနတ်လူအပေါင်းကိုလည်းဒီကောင်းလမ်းပြယဉ်ကျေးအောင်ဆုံးမတော်မူပေထ
ဓမ္မဒေသကံပွင့်လို့ချင်းချင်းကျိုးပွဲဝင်ပြီလူရှင်တတိုင်းရာတိုင်းပင်ကစားဝိနည်းယာကိုဒေသနာယေဤတိုင်းကျွေးဟောပြတော်မူပြီးထသောသဗ္ဗကန္တနာအလုံးစုံသောအရာယရနာဟုသမျှတို့ထကန္တိတံအစတရားမကသာအောင်နိသဖွယ်ရလည်းဖြစ်တော်မူပါ၏ထသောဣနကံရှိရှိသမျှဓမ္မဥသောအလုံးစုံကိုသိကြုံပါ၏သာအစိုးရတော်မူပြီးထသောတဏှာယကံမဂ္ဂင်ရှိစုအောင်လံထူ၍နေဟုသောမူဖောင်းကတို့ဖြင့်ဆောင်ဖို့တော်မူညာထိုရှင်တော်မြတ်ဖရာကိုအဟံဓမ္မကထာဒေသနာကိုဖွေရှာဟောမည်စိတ်ကရည်၍ကြံစီအားထုတ်ဖရာတပည့်တော်အကျွန်ုပ်သည်နမမိဓမ္မယုံပလင်ဥစီကသရဟောရွှင်ရွှင်မြူပြီးလည်းရင်ရှိဥညွအခါနေ၍အကျဉ်းချင်းကြောလိုက်ရပါတော့သည်မြတ်စွာဘုရားဣတေနသစ္စာဝဇေနဣသောနောသံဖောတုပြန်၍ဟောမှန်စွာပြောဆိုရသောဗနာမသစ္စာစကားကြောင့်သာတောတရားချစ်ခင်စိတ်ကောင်းဝင်ကြကုန်သောသင်္သူတော်စင်တရားနာပရိသတ်ပေါင်းတို့သည်ဒုက္ခိတာအန္တရေပြောက်ပြက်စီဝါတက်လျက်စိတ်ဆက်ရွှင်လန်းဝမ်းပန်တသာချမ်းသာခြင်းရှိကြကုန်သည်ဟွန်တုဖြစ်ကြပါစေကုန်သတည်းနေဒုက္ခသာကိုယ်ဆင်းရဲခြင်းစိတ်ဆင်းရဲခြင်းကိုယ်စိတ်နှပါတို့၏ဆင်းရဲခြင်းဆွဲသောဆင်းရဲခြင်းအပေါင်းတို့မှလည်းကင်းဝေးကြကုန်သည်ဟွန်တုဖြစ်ကြပါစေကုန်သတည်းနေမယသာအတ္တနုဝါဒပိပရာနုဝါဒပိတန္တာပိဒုက္ခတိပိအစာရှိကုန်သောမကောင်းသောဘေးအပေါင်းတို့မှလည်းကင်းဝေးကြကုန်သည်ဟွန်တုဖြစ်ကြပါစေကုန်သတည်းနေသောကစားမညုမမိန်တကုရှိန်၍ဆိုရင်မနာကြောင့်ကြပူဆွေးငိုကြွေးခြင်းတို့မှလည်းကင်းဝေးကြကုန်သည်ဟွန်တုဖြစ်ကြပါစေကုန်သတည်းဟွန်တုယခုစွာသောသစ္စာစကားနှင့်ဘုလိုအပ်သောမေတ္တာတဲ့အရှိန်ဝါတို့ကြောင့်အချိန်မကြာကိုယ်စီကိုယ်ငါဖြစ်တော်မူနိုင်ကြပါစေကုန်သတည်းချမ်းသာလို့ပဲထိုင်ပြီးတော့နာပါစင်ပြေလို့ထိုင်ပါပါတရားတယ်လေသောကဖြေစေလူတော်များများသောကတွေနဲ့ရင်ဆိုင်မနေရဘူးလားအဲသောကတွေကိုမပြေခြင်းမပြောက်ခြင်းတဲ့လူပါပါမလားပါပါဘုရားအဲတော့
တောကကိုဖြေခြင်းပျောက်ချင်လို့တဲ့တောကဖြေနည်းမျိုးစုံနဲ့ဖြေကြတာလေကြားနေရပါလေဟုတ်လားဒါကြောင့်ဒီနေ့တော့အဲ့တောကဖြေစေတရားဘယ်ကနေစပြီးတော့ဟောဖို့ဖြစ်လာတာလေဒီကနေ့ဒကမာကြီးတယောက်ကဖုံးဆက်တယ်ရှင်ဘုရားရဲ့တပည့်တော်တို့ကိုရှင်ဘုရားကလည်းတစ်ခါမှဝိပဿနာနေရအောင်မဟောပေးဘူးဟောရလို့ဟောတော့ဟောပါလေကျုပ်ကရိတ်တာမှပဲဟောတာတော့အမြင်ဆိုရင်သိမဟုတ်ဘူးဘာဖြစ်လို့လဲအရှင်ဘုရားတို့ကဝိပဿနာမဟောတော့တပည့်တော်တို့ကစိတ်ငြိမ်းချမ်းအောင်ဘယ်လိုလုပ်ရမှမသိဘူးကဲဒကမာကြီးကဘာတွေဖြစ်နေတယ်တော့ပြောစမ်းမအောင်တောကတွေပေါ့ဗျာဘာတောကတွေတော့ပြောတော့လေကြီးတော့ကြီးစရာနိုင်ငံသားကိုသွားခြင်းနဲ့ဆိုလို့မလေးရှားအောင်တပည့်တော်ရှိတာလေးအကုန်ရောင်းချပေါင်ချပြီးပေးလိုက်တာအဆင်ပြေတယ်လဲကြရောမိမယူသွားတော့တပည့်တော်မှာသားစီကပိုတိုးနိုးနဲ့မျောနေတာအခုသူ့စီကလည်းမပို့ကိုယ်စီကအကျွေးရလည်းမကြည့်တော့ခရမ်းမှာပေါင်ရတယ်ဖေ။အဲ့တော့ကတော်တော်ကိုနှိမ့်ဆက်ဒုက္ခပဲကိုယ်ကတော့ခရမ်းပြန်ရွေးပြရမလို့ဖြစ်နေတာ။ကဲအဲ့ဒါဆိုရင်ညကြရင်လာခဲ့လို့ဒီထဲမှာပါတယ်။ဘယ်သူလဲတော့ဓမ္မကြီးနာမည်လေးပြောပါဦးဆိုမပြောတော့ပါဘူးဗျာ။တရားနဲ့ထည့်ဟောမှကြောက်ဟမ်ဒါကြောင့်ဟောလို့လူတွေမှာတောကမျိုးစုံဝိုင်းအိုလို့မနေဘူးလားအေးဒါကြောင့်တောကပြည်စီတောကဖြည်စီလေးကိုတို့ပြိတ္တအထိုက်လျောက်ရသွားရင်မဆိုးဘူးနော်စာကြရအောင်ဧကာယနောယံဘိကဝေမဂောသတ္တနာဝိသုဒ္ဓိယဧကာယနာမဂောဘိကဝေအယမဂောသတ္တနာဝိသုဒ္ဓိယသောကပရိဒေဝနာသမတေကမယဒုက္ခဒေါမနတနာအထင်ကမယညာယတာအဓိကမယနိဗ္ဗာနတသစ္စိကရဏထာယယတိတံသတ္တရောတတိပဋ္ဌာနာဒီကနိကေမဟာတတိပဋ္ဌာနာသုတ်တော်ရဲ့နိကျမ်းမှာဘုရားရှင်ကိုယ်တော်မြတ်မိန့်ခဲ့တယ်ဘေကဝေပရိသလေးပါးจิตသာจิตသမီးတို့သတ္တရောလေးပါးသောယတိတာယေဣမေတတိပဋ္ဌာနာအကျဉ်တတိပဋ္ဌာန်တရားတော်မြတ်တို့သည်အဋ္ဌိတံဒီဤလောက၌ထင်ရှားမသွေရှိလို့နေကြပါ၏จิตသာจิตသမီးတို့ကာယ ानु ပဒနာတတိပဋ္ဌာန်ဝေဒနာ ानु ပဒနာတတိပဋ္ဌာန်စိတ်ဓာ ानु ပဒနာတတိပဋ္ဌာန်ဓမ္မာ ानु ပဒနာတတိပဋ္ဌာန်လို့ခေါ်တဲ့တတိပဋ္ဌာန်တရား၄ပါးတို့သည်ဟောဒီလောကဤထဲမှာထင်နေရှားရှားနဲ့ရှိလို့နေကြပါ၏ပရိသေလောကဤထဲမှာဘယ်တရားတွေထင်နေရှားရှားရှိနေသလဲတတိပဋ္ဌာန်တရားတွေတဲ့အယမကောငါဘုရားမိန့်ကြားတော်မူလိုက်တဲ့အကျဉ်တတိပဋ္ဌာန်ဆိုတဲ့လမ်းစဉ်သည်သတ္တနာဟောဒီလောကမှာရှိကြတဲ့လူနဲ့ဗျာမှာတတ္တဝအပေါင်းတို့ရဲ့ဝိသုဒ္ဓိယစိတ်အစဉ်မှာအမြဲတမ်းညင်နွမ်းစွာရှိနေတဲ့လောဘဒေါသမောဟမာနစတဲ့ကိလေသာအငြိအကြီးအပြစ်ပေတို့ကိုပြောင်းစင်ကင်းဝေစေဖို့ယံအယမကောအကျဉ်တတိပဋ္ဌာန်လမ်းစဉ်သည်ဧကာယနာမကောနှစ်ကြောင်းမကွဲတဲ့တစ်ကြောင်းတည်းသောလမ်းခရီးဖြစ်ပါ၏จิตသာจิตသမီးတို့ကာယဝေဒနာစိတ်ဓမ္မလို့ခေါ်တဲ့တတိပဋ္ဌာန်တရား၄မျိုးတို့သည်ဟောဒီလောကကြီးထဲမှာထင်ထင်ရှားရှားနဲ့ရှိလို့နေတယ်ထင်ထင်ရှားရှားရှိနေတဲ့ဒီတတိပဋ္ဌာန်တရား၄မျိုးတို့သည်ဒီလောကမှာရှိနေတဲ့လူနဲ့မြတ်မှာတတ္တဝအပေါင်းတို့ရဲ့တဏ္ဍမှာဘဝတန္တရာတခွင်တွေကကင်းပြီးတော့လာခဲ့တဲ့လောဘအပူကိလေသာတွေဒေါသအပူကိလေသာတွေမောဟမာနအပူကိလေသာတွေလို့ခေါ်တဲ့ကိလေသာမျိုးစုံတို့ကိုပြောင်းစင်အောင်ဆေးကြောလို့ပြနိုင်ပါ၏မြတ်စွာဘုရားမိန့်တဲ့စကားငါဘုရားရှင်ကိုယ်တော်မြတ်ဖော်ထုတ်လိုက်တဲ့ဩရိတတိပဋ္ဌာန်တရား၄ပါးသည်တဲ့
နံပါတ်1စွမ်းအားအနေနဲ့ဗာပေးလာလဲဆိုရင်ဒီလောကမှာရှိနေတဲ့လူနဲ့မြမတတ္တဝါတွေရဲ့တဏ္ဍာမှာဘဝတဏ္ဍာတခွင်တွေကပါလာကိန်းလာတဲ့လောဘဒေါသမောဟမာနစတဲ့ကိလေသာအငြိအကျေးမျိုးစုံကိုပြောင်းစင်အောင်ဆေးကြောသုတ်သင်ပေးနိုင်ပါ၏တတိပဋ္ဌာန်တရားကဘာကိုသုတ်သင်ပေးလဲကိလေသာကိုသုတ်သင်ပေးတယ်ကိလေသာဆိုတာပြိဿရေဘာကိုပြောတာလဲကိလေသာဆိုတာစိတ်ကိုညစ်ညူးစေတဲ့တရားကိလေသာဆိုတာစိတ်ကိုညစ်ညူးစေတဲ့တရားဟာကိလေသာလို့ခေါ်တယ်ဆိုရင်ပြိဿရေလောဘသည်စိတ်ကိုညစ်ညူးစေသလားတန့်ရှင်းစေသလားဒေါသမောဟမာနအဲ့တော့အဲ့ဒီလောဘဒေါသမောဟမာနစတဲ့စိတ်ကိုညစ်ညူးစေတဲ့တရားစိုးတွေကိုဘာလို့ခေါ်လဲကိလေသာဟုတ်လားငါဘုရားရှင်ကိုယ်တော်မြတ်ဟောကြားတော်မူလိုက်တဲ့အဲ့ဒီတတိပဋ္ဌာန်တရား၄ပါးတို့သည်သင်တို့တဏ္ဍာမှာကိန်းနေတဲ့ကိလေသာတရားစိုးမှန်သမျှတွေကိုရေနဲ့ဆေးလို့ပြောင်းစင်အောင်သုတ်သင်ရှင်းလင်းနိုင်လိုက်သလိုပါပဲဟောဒီတတိပဋ္ဌာန်တရားကပြောင်းစင်အောင်ဆေးကြောသုတ်သင်လို့ပြီးနိုင်ပါတယ်တတိပဋ္ဌာန်ရဲ့နံပါတ်1စွမ်းအားဟုတ်လားသောကပရိဒေဝနာသမာဓိကမာယာဆိုရင်ချင်းသောကငိုကြွေးခြင်းပရိဒေဝဆိုတဲ့တရားစိုးတွေကိုလည်းပဲသမာဓိကမာယာကျော်လွှားလွတ်မြောက်နိုင်ဖို့ရန်အယံမကောအကျင့်တတိပဋ္ဌာန်လမ်းစဉ်သည်ဧကယနာမကောနှစ်ကြောင်းမကွဲတဲ့တကြောင်းတည်းသောလမ်းခရီးဖြစ်ပါ၏ဟောဒုတိယစွမ်းအားကြတော့ဒီလောကမှာကြုံနေရတဲ့လူသားအလုံးကြုံရတဲ့တောကဆိုတဲ့ညောင်တရားတွေပရိဒေဝဆိုတဲ့အပူမျက်ရည်တွေတောကညောင်ကြီးတွေပယ်နှုတ်တိုင်ဖို့ပရိဒေဝမျက်လုံးအိမ်ကမျက်ရည်ပူတွေခန်းချောက်စေဖို့ဆိုရင်လည်းပဲတခြားမရှာနဲ့တဲ့ပရိသတ်ရဲ့တတိပဋ္ဌာန်တရားသည်စွမ်းအားပြည့်ပြည့်နဲ့ကူညီပေးလိမ့်မယ်ဟုတ်လားရတတိပဋ္ဌာန်ရဲ့စွမ်းအားလေးတွေအရင်ပြောသွားမယ်သောကပရိဒေဝနာသမတေကမာယဒုက္ခဒေါမနတနာအထင်ကမာယဒုက္ခဒေါမနတနာကိုဆင်းရဲဆိုတဲ့ဆင်းရဲခြင်းကတစ်မျိုးစိတ်ဆင်းရဲဆိုတဲ့ဆင်းရဲခြင်းကတစ်မျိုးအဲ့ဒီကိုယ်စိတ်နှစ်ပါးဆင်းရဲခြင်းဆိုတဲ့ဆင်းရဲခြင်းတွေကိုလည်းပဲအထင်ကမာယချုပ်ပြောက်ပျက်စီးသွားစေဖို့ရန်အယံမကောအကျင့်တတိပဋ္ဌာန်လမ်းစဉ်သည်ဧကယနာမကောနှစ်ကြောင်းမကွဲတဲ့တကြောင်းတည်းသောလမ်းခရီးဖြစ်ပါ၏ဟောတဆင့်ပြီးတဆင့်မြင်လာတယ်စောစောကတောကနဲ့ပရိဒေဝကိုကြောစေတယ်အခုကကိုယ်ဆင်းရဲစိတ်ဆင်းရဲတရားကိုချုပ်ပြောက်ငြိမ်းသွားစေတယ်တဲ့ဘယ်တရားလဲပြိဿရဲ့တတိပဋ္ဌာန်တရားဟုတ်လားညာယတာမညာဘုံယံကိုအဋ္ဌိကမ္မယရဖို့ယံနိဗ္ဗာန်သာသစ္စေကရဏထာယဒုက္ခခသိအကုန်လုံးငြိမ်းစေတဲ့နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုဖို့ရန်အတွက်လည်းပဲအယံမကောအကျင့်တတိပဋ္ဌာန်လမ်းစဉ်သည်ဧကယနာမကောနှစ်ကြောင်းမကွဲတဲ့တကြောင်းတည်းသောလမ်းခရီးဖြစ်ပါ၏ဟောနောက်ဆုံးပြိဿ္မဉဏ်ဖူဉဏ်ရဖို့ဆိုရင်ရောဘယ်လမ်းကအကောင်းဆုံးလဲနိဗ္ဗာန်ချမ်းသာကြီးမျက်မှောက်ပြုဖို့ရန်ဆိုရင်ရောတတိပဋ္ဌာန်တရားပါပဲဒါကြောင့်လူတော်များများကတတိပဋ္ဌာန်တရားဟဲ့တရားရှုဟဲ့ဆိုရင်တော်တော်ခက်တဲ့တရားလို့ထင်နေရတယ်ဒါကြောင့်မခတ်ဘူးဆိုတာလေးနဲ့ဒုပရိသတ်ရဲ့အရင်ထဲမှာတတိပဋ္ဌာန်ရဲ့စွမ်းအားလေးတွေသိအောင်လို့ဟောပေးတာဟုတ်လားဒီတော့ပရိသတ်ရဲ့မြတ်စွာဘုရားရဲ့ပါဠိတော်လေးကြီးညိုတဲ့အနေနဲ့အစာဆုံးပြန်ပြီးတော့ကြီးညိုရအောင်ဘေကဝေပရိသတ်လေးပါးခြင်းသာခြင်းသမီးတော်သတ္တတော်လေးပါးကုန်သောယတိတာယေဣမေတတိပဋ္ဌာနာအကျဉ်ကာယဝေဒနာစိတ်ဓမ္မလို့ခေါ်တဲ့တတိပဋ္ဌာန်တရား၄မျိုးတို့သည်အဋ္ဌိတံတိဤလောက၌ထင်ရှားမသွေရှိလို့နေကြပါ၏ယ
အယံမကောအကျဉ်တတိပဋ္ဌာန်လမ်းစဉ်သည်သတ္တနာဟောဒီလောကမှာရှိကြတဲ့လူနာပြမှာတတ္တဝအပေါင်းတို့ဤဝိသုဒ္ဓိယကိလေသာအငြိအကျဉ်အပြည့်ဘေးတို့မှကင်းဝေးစင်ကြယ်ဖို့ယံသောကပရိဒေဝနာဆိုရင်ခြင်းသောကငိုကြွေးခြင်းပရိဒေဝတရားတို့ကိုကျော်လွှားနိုင်ဖို့ယံသမတေကမယာကျော်လွှားနိုင်ဖို့ယံဒုက္ခဒေါမနတာနံကိုဆင်းရဲတရားစိတ်ဆင်းရဲတရားဆိုတွေကိုအထေကမယာချုပ်ပြောင်းငြိမ်းသွားဖို့ယံညာယတာအဓိကမယာမညာဘုံညာငိုရဖို့ယံနိဗ္ဗာန်တသစ္စေကရဏတာယနိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်ဖို့ယံအယံမကောအကျဉ်တတိပဋ္ဌာန်လမ်းစဉ်သည်ဧကယနာမကောနှစ်ကြောင်းမကွဲတဲ့တကြောင်းတည်းသောလမ်းခရီးပါဟူ၍ဘဂဝါဘုန်းတော်6ပါးသခင်ဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်အဟောစာကရုဏာရှိသွားမေတ္တာအဖြင့်မိန်ကြတော်မူခဲ့ပါ၏တည်းလူမူ၏ဒုက္ခတွေသာဝနေဒုက္ခတွေသာယသမီးဒုက္ခတွေဒုက္ခပင်လင်းဝေသောကပင်လင်းဝေနေတဲ့အလုံးသောဒုက္ခဓမ္မပေါင်းသူတော်ကောင်းနေတဲ့သောကတွေကိုလည်းကျော်လွှားခြင်းနဲ့ပြည်ငြိမ်းခြင်းနဲ့စိတ်ဆင်းရဲကိုယ်ဆင်းရဲတရားတွေကိုလည်းပဲခြုံငြိမ်းခြင်းကြတာပါပဲဟုတ်တယ်မို့လားဒီတော့ပြိဿကြီးသောကတွေတပုံတပင်ကြီးဝိုင်းအုံလာပြီဆိုရင်လူတော်တော်များများဟာသောကဖြည့်စေးအနေနဲ့မရှာကြဘူးလားတခါကြီးတွေသောကတွေများနေမယ်တက္ကမကြီးတွေသောကတွေများနေမယ်သောကတွေဖြစ်ဖို့အကြောင်းတွေကရောမြောင်များစွာမရှိဘူးလားရှိတယ်ဒီတော့ပြိဿကြီးသောကပဲဖြစ်ဖြစ်ဒုက္ခပဲဖြစ်ဖြစ်အဲ့ဒီသောကဒုက္ခဆိုတဲ့တရားစုနှစ်ပါးရဲ့မူရင်းဇစ်မြစ်ကိုရှာလိုက်ရင်ပြိဿကြီးနံပါတ်1အခြေခံဘာကလာတာဘာကလာတာလဲကိလေသာအမလီတော်လိုက်တာဟောမယ်ဒီည2 နာရီတော့ဟုတ်လားကိလေသာဆိုတော့ပြိဿကြီးကိလေသာဆိုတဲ့စကားကိုကြားလိုက်တာနဲ့ဘာတွေလဲလူတွေနဲ့အနီးဆုံးတွေ့နေရတဲ့တရားတွေကလောဘဆိုတဲ့ညှဉ်းနှွမ်းကြောင်းတရားကိလေသာဒေါသဆိုတဲ့ညှဉ်းနှွမ်းကြောင်းတရားကိလေသာမောဟမာနဆိုတဲ့ညှဉ်းနှွမ်းကြောင်းတရားကိလေသာတွေတဲ့ပြိဿကြီးခဏလေးလာခဲ့တာလားအမြဲတမ်းလာနေတာလားဘယ်ချိန်ကစပြီးတော့လာနေတာလဲကဲပြိဿကြီးလောဘမရှိတဲ့လူပါသလားလောဘရှိလိုက်ပြီဆိုတဲ့ကအဲ့ဒီလောဘကြီးလို့ကြားလိုက်တာနဲ့ပြီးကျင်တာလားလိုချင်တာလားလိုချင်တာဟုတ်လားမရှိတဲ့လူတွေကလည်းရှိအောင်လိုချင်တယ်ရှိနေတဲ့ပုဂ္ဂိုလ်တွေကလည်းနောက်ထပ်အများကြီးရှိအောင်လိုချင်တယ်ငါတော့တော်ပြီလို့ပြိဿရဲ့လောဘကိုတားထားတဲ့ပုဂ္ဂိုလ်ရှိသလားရှိပါဘူးဒါဆိုရင်ပြိဿလောဘကိုတားမထားနိုင်လို့လွတ်ထားလိုက်တဲ့အခါကျတော့လောဘဟာလိုချင်တယ်လိုချင်တယ်ဆိုရင်အဲ့ဒီလိုချင်တဲ့အရာဟာရလာသလားမရပါဘူးစဉ်းစားနော်လိုချင်တဲ့အရာတိုင်းရသလားမရပါဘူးစိတ်နေရွှေငွေတွေအိုးအိမ်ချမ်းမြေတိုက်တာတွေကားတွေလိုချင်တဲ့အတိုင်းပြိဿရေရကြသလားမရပါဘူးရာဓုအာနာတွေလိုချင်တဲ့အတိုင်းရကြသလားမရပါဘူးပညာရေးအောင်မြင်မှုတွေလိုချင်တဲ့အတိုင်းရကြသလားမရပါဘူးလူကျင်တဲ့အတိုင်းရမလာဘူးဆိုရင်ပြိဿရဲ့အဲ့ဒီစိတ်ကငြိမ်ငြိမ်သက်သက်ရှိရလားရှိပါဘူးအလိုမပြည့်တော့ဘူးလိုဘမပြည့်တော့ဘူးဆိုရင်ပြိဿရဲ့အလိုမပြည့်ဘူးဆိုရင်ဘာရောက်လာလဲဘာဖြစ်လာလဲဒေါသခေါ်စရာလိုသလားမိမိလိုချင်တာမရဘူးမိမိဖြစ်ချင်တာမဖြစ်ရဘူးဆိုရင်ပရိသတ်ရဲ့အလိုမပြည့်တဲ့အခါကျတော့ဒေါသဖြစ်တယ်ဒေါသဆိုတာအလိုမပြည့်လို့ဖြစ်တာဒေါသဘာဖြစ်လို့ဖြစ်တာအလိုမပြည့်လို့ဖြစ်တာအလိုမပြည့်တဲ့ဒေါသပရိသတ်ရဲ့ပုဂ္ဂိုလ်ရွေးသလားသာသမီနဲ့မိဘကြားမှာလည်းအလိုမပြည့်ရင်အဖေမိကလည်းဒေါသတွေဖြစ်တတ်တယ်သာသမီတွေကလည်းဒေါသတွေဖြစ်တတ်တယ်ညီကိုမောင်နှမတွေကြားမှာလည်းအလိုမပြည့်ရင်ညီကိုမောင်နှမဆိုရင်ဒေါသတွေဖြစ်တတ်တယ်
အဲ့ဒီတန်ရောစဉ်ခိုင်တဲ့နေရာမှာတော့မှဒီဒေါသကရော့ကြမသွားဘူးဆိုရင်တန်ရောစဉ်မတင်းတဲ့နေရာတွေမှာပြိဿပို့ပြီးတော့မဖြစ်ဘူးလားဒီတော့ဒေါသဆိုတဲ့စကားရင်ထဲမှာထားလာပြီးလက်ခံလာပြီးဆိုရင်အဲ့ဒီဒေါသကချမ်းသာသလားဆင်းရဲသလားဆင်းရဲပါဘူးဒေါသဆိုတဲ့တရားဆိုရင်ထဲကိန်းလာပြီးဆိုရင်အဲ့ဒီဒေါသကနေပြိဿရဲ့သွေးသားတွေပြောင်းပြန်လှန်လိုက်တာအလွန်လှပါတယ်ဆိုတဲ့ကိုယ့်မျက်နှာအရင်တုန်းကလှတဲ့ထင်တဲ့မျက်နှာဒေါသဖြစ်တဲ့အချိန်မှန်တယ်ကြည့်အရင်တိုင်းဟုတ်သေးရဲ့လားဟုတ်ပါဘူးဘာဖြစ်သွားလဲရုပ်ဆိုးသွားတာကိုတော့သိတာမသိရင်တကယ်အဲ့ဖြစ်တဲ့အချိန်ကြည့်ခဏလေးအထဲဝင်ကြည့်လိုက်ဟုတ်လားဦးစင်းကလေခဏကြည့်ဟုတ်လားဘာဖြစ်လို့ကြည့်လဲအမေကခဏမလီငါသားတွေထဲမှာတဲ့ဦးစင်းကမျက်ခုံးအကောင်းဆုံးပဲအမေလို့တော်ရမ်းမမြောက်နဲ့လို့အဲ့မျက်ခုံးကပုံမှန်နေတော့လှသလိုပဲလို့ဒေါသဖြစ်တော့အဲ့ဟာ तू ကအရင်ဆုံးရုပ်ဆိုးတာဟုတ်လားဒေါသဖြစ်မှန်းနေအဲ့မျက်မှောင်ကျုပ်နေတာဖြောင်းလို့ကိုမရဘူးဟုတ်လားအဲ့တော့ပြိဿရေဒေါသပေါ်လာပြီဆိုတာနဲ့အဲ့ဒီမျက်နှာဟာပြောင်းလဲမသွားဘူးလားဒေါသတွေဖြစ်လာပြီဆိုရင်ဖြူနေတဲ့မျက်နှာတွေကရေလာတယ်မင်းနေတဲ့မျက်နှာတွေကပြာလာတယ်အလွန်ငြိမ်သက်ပါတယ်ထင်တဲ့ပုဂ္ဂိုလ်တွေရောက်ရက်ခတ်အောင်တုန်လှုပ်လာတယ်ဘသူကခိုင်းနေတာလဲဒေါသဒါဆိုရင်အဲ့ဒီဒေါသဖေကလာတာအလိုမပြေတာတွေဖြစ်လာပြီဆိုရင်လူမှုရေးကြောင့်ဒေါသဖြစ်တယ်စီးပွားရေးကြောင့်ဒေါသဖြစ်တယ်ပညာရေးကြောင့်ဒေါသဖြစ်တယ်ယာတုအာနာကြောင့်ဒေါသဖြစ်တယ်ဒေါသမျိုးစုံမလာဘူးလားအကုန်လုံးကောက်ချက်ချတစ်ခုပဲရှိတယ်အလိုမပြည့်လို့လိုချင်တာမရလို့ဖြစ်ချင်တာမဖြစ်လို့ဟုတ်တယ်မို့လားဒီဆိုရင်အဲ့ဒေါသကြီးဖြစ်တယ်လို့ဒေါသရဲ့နောက်မှာပြိဿကြီးမခေါ်ဘဲနဲ့အဖော်ပါလာတာမောဟကလည်းပါလာတယ်ဒေါသမွန်လာပြီဆိုတဲ့အခါကျတော့ပြိဿကြီးအလွန်ယဉ်ကျေးပါတယ်လိမ္မာတယ်ပါတယ်ဆိုတဲ့သာသမီတွေကလည်းမိဘအရင်ကိုတော့ပြန်ပြီးတော့နှုတ်နံထိုးလို့မပြောနိုင်ဘူးလားဘသူခိုင်းနေတာလဲဘသူခိုင်းနေတာလဲမောဟခိုင်းနေတာဒေါသကြီးများရင်ထဲမှာမွေလာပြီဆိုရင်ဒေါသောအဋ္ဌနာဇာနာတိဒေါသောဓမ္မနာပတ္တိအကျိုးစီဝါဟုတ်တာမဟုတ်တာအမှန်တရားဟုတ်တာမဟုတ်တာဘာမှမစင်စားနိုင်တော့ဘူးငါမေပဲငါဖေပဲငါဆရာတော်ပဲငါဘုန်းကြီးပဲလို့ပြိဿကြီးဒေါသနဲ့မောဟကတားနိုင်ရဲ့လားမောဟဖုံးလွှမ်းလာပြီဆိုရင်ပြိဿကြီးဘုန်းကြီးတွေဖရာတွေသူတော်ကောင်းတွေသူရုပ်ပါတွေလာမပြောနဲ့မကျေနဲ့တုတ်ထည့်လိုက်တာပဲဟုတ်တယ်မို့လားမောဟဖုံးလွှမ်းလာရင်ပြဿနာတွေမကြီးလာဘူးလားအဲ့ဒီမောဟဖုံးလွှမ်းလာတာကလည်းပြိဿကြီးဘယ်ကနေလာတာလောဘအခြေခံကနေဒေါသအပင်လေးပေါက်လာတယ်ဒေါသအပင်လေးပေါက်လာတော့မောဟအသီးလေးကအလိုလိုနေရင်းနဲ့သီလာလိုက်တာဖရာတွေဘုန်းကြီးတွေလာမပြောနဲ့သူတော်ကောင်းတွေသူယုံမာတွေလာမပြောနဲ့အဖေတွေအမေတွေလာမပြောနဲ့ဟောဒီဒေါသပါဇက်ကြီးကပြင်မှားရေးလိုက်တာဒါကပါဇက်နဲ့ပြီးသွားတဲ့ဇလန်းတွေမြောင်များစွာရှိတယ်လို့မထိန်နိုင်လို့လက်တွေပါသွားတာရောမကြားရဘူးလားပြိဿကြီးကြောက်စရာကောင်းတယ်နော်လောဘဒေါသမောဟတရားတွေရင်ထဲကိန်းထားရင်လူတွေများစွာမှားလာပါပြီအေးအဲ့ဒီထဲမှာနောက်တဲ့အဖို့တယောက်ပါလာတာကမာနဆိုတဲ့အကောင်လဲပါလာတယ်တခါမှာပြိဿကြီးကိုသိအထင်မကြီးဘူးလားကြီးပါဗျာထင်ကြီးတာဗောပြိဿမလိန်နဲ့ဦးစင်းမဲ့ကြီးဟိုတုန်းကသာသင်သားအခုကျောင်းတိုင်ဘုန်းကြီးဖြစ်တာ9နှစ်ပဲရှိသေးတယ်အကုန်လုံးကခေါ်တော့ဆရာတော်တဲ့အမလီဖီလင်ကိုတက်နေတာဟုတ်လားအဲ့ဒီဆရာတော်ခေါ်ခံနေရတာကြာလာတဲ့အခါကျတော့တယောက်ယောက်ကများကိုယ်ကိုလေမလေးမခံကိုတပည့်တွေတော့ဟဲ့အောင်ဒီเจ้าမှာမင်းဆရာတော်လားငါဆရာတော်လားသိတဲ့ဘာတန်းလဲမာနတန်ဟုတ်လားဆရာတော်မှန်ဝင်သွားတဲ့အခါကျတော့ငါဆရာတော်ကိုမင်းဒီလိုပြောရဲသလားဟောမိဘမှန်ဝင်သွားတဲ့အခါကျတော့နင်ငါမွေးလို့ကြီးလာတာပြန်မပြောနဲ့ပြိဿကြီးမာနတွေမပါဘူးလားကဲအဲ့ဒီမာနဝင်တော့ရောပြိဿကြီးဝင်တဲ့ကိုအရင်ပင်ပန်းသလားအဝင်ခံရတဲ့ပုဂ္ဂိုလ်ပင်ပန်းသလားလက်သီးတွေထိုးနယံတွေထိုးဟောတောက်တွေတစ်ခေါက်ငါတို့ဆရာတော်များငါတို့မိဘအောင်များငါတို့ပုဂ္ဂိုလ်ကိုများပြောရမလားဆိုတော့ပြိဿကြီးမာနကနှိုးဆော်ပေးလိုက်တာချမ်းသာသလားဆင်းရဲသလားဆင်းရဲပါဘူးဒါဆိုရင်အခုပြောလိုက်တဲ့အလွန်ညင်နွမ်းတဲ့ကိလေသာတရားဆိုကြီး၄မျိုး
လောဘရှိမယ်ဒေါသရှိမယ်မောဟရှိမယ်မာနရှိမယ်အဲ့ဒီတရားတွေယင်ထဲမှာများများကြီးပေါ်လာရင်ပြိဿလူတွေချမ်းသာသလားဆင်းရဲသလားဆင်းရဲပါဗျာဟောဘယ်လောက်ဆင်းရဲသလဲဟမ်ဘယ်လောက်ဆင်းရဲသလဲလောဘအလိုမပြေလို့ဆင်းရဲလို့ဖြစ်ခဲ့ရတဲ့ဒေါသတွေလည်းပင်မလှပါပြီဒေါသတွေနောက်မှာမောဟတွေဖုံးလွှမ်းလို့အမှန်မှမခွဲခြားနိုင်မဲနဲ့ပြင်းမမိတာတွေလည်းများလာပါပြီမာနတွေတထောင်ထောင်ခဲ့တဲ့အတွက်ကြောင့်ကိုယ်မာနနဲ့ကိုပင်မလာရတဲ့အကျဉ်းတွေကလည်းများလာပါပြီတဲ့ဒါဆိုရင်လောဘဒေါသမောဟမာနများလွန်းတဲ့အတွက်ကြောင့်ပြိဿကြီးအဲ့ဒီလောဘဒေါသမောဟမာနကိုဆေးတောက်တယ်လို့တခုခုတောက်ချရေလေးနဲ့ကုတ်ခနဲ့မျိုးချလိုက်လို့ပျောက်သွားမယ်ဆိုရင်မလိုချင်ဘူးလားလိုချင်တယ်ကဲလိုချင်တယ်ဆိုရင်ပြိဿကြီးအဲ့ဒီဆေးကလက်သီးဆုံးတော့ကြီးတယ်မျိုးချမလားမျိုးချမလားဒါဆိုရင်ပြိဿကြီးဒီခေတ်ကြီးကသိပ္ပံခေတ်ဟိုလကဘာအထီတောင်တက်ပြီးတော့အိမ်ဆောက်ဖို့ကြိုးစားနေကြတဲ့ခေတ်ကြီးထဲမှာဘလောက်ပဲလကဘာတိုင်အောင်တက်ကြပါစေစัจ java လာဘယ်နှပတ်ပဲပတ်ကြပါစေအလွန်ထွန်းကားနေတဲ့သိပ္ပံခေတ်ကြီးထဲမှာပြိဿကြီးလောဘတတ်တာတဲ့ဆေးဒေါသတတ်တာတဲ့ဆေးမောဟတတ်တာတဲ့ဆေးမာနကြစေတဲ့ဆေးဆိုတာပေါ်ခဲ့ပြီလားမပေါ်ဘူးပြိဿကြီးဆရာဝန်ကြီးတွေပါကူကြီးတွေသွားပြောကျွန်တော်မှာဗျာလောဘတွေများလွန်းလို့အဲ့လောဘနောက်ကလိုတာမရတော့ဒေါသတွေမောဟတွေမာနတွေတန်းစီဖြစ်နေတာပင်မလာပါတယ်ကျွန်တော်ကိုကျမကိုလောဘတတ်တာတဲ့ဆေးတွေပျောက်တဲ့ဆေးလေးများရှိရင်ပေးပါလို့သွားတောင်းကြည့်ဆရာဝန်ပေးနိုင်မလားဘယ်နဲ့ပြောမလဲတုတ်တောင်ထဲလိုက်အောင်ငါတော်မှလူနာတရားမပြည့်လို့စိတ်ညစ်နေရလားဟမ်အဲ့တော့ပြိဿရေလောဘဒေါသမောဟမာနပျောက်တဲ့ဆေးဆိုတာဒီလောကမှာရှိပြီလားကဲပြိဿရေအခုခေတ်ကြီးကိုတိုးတက်တယ်လို့ပြောမလားဆုတ်ယုတ်တယ်လို့ပြောမလားမှန်လေးနော်ပြိဿရေအဲ့ဒီလိုမဖြေနဲ့ဒုံးတိကြီးမဖြေနဲ့ရုပ်ဝါဒကြည့်လိုက်ရင်ဘာဖြစ်မလဲတိုးတက်တယ်နာဝါဒကြည့်လိုက်တော့ဆုတ်ယုတ်နေတယ်ရုပ်ဝါဒကြီးကတိုးတက်လိုက်တာလကဘာပေါ်မှာအိမ်ဆောက်ဖို့ကြိုးစားနေကြပြီးစัจ java လာကိုပြိဿရေနှစ်ပတ်သုံးပတ်ပတ်လို့စัจ java လာအသစ်တွေကိုရှာနေကြပြီးရုပ်ဝါဒတွေဘလောက်ပင်တိုးတက်ဖွံ့ဖြိုးကြပါစေနာဝါဒတွေကြာဆင်းလာတဲ့အခါကျတော့ဖြစ်အောင်လုပ်နိုင်တဲ့စွမ်းအားသာရှိပါတယ်ဖြစ်တဲ့တရားတွေပြတ်သွားပြီဆိုတဲ့အခါကျတော့မခံရနိုင်အောင်ပင်မနာများလာပါပြီဟုတ်တယ်မို့လားဒီတော့ပြိဿကြီးဖြစ်အောင်ကြိုးစားနိုင်တာပဲရှိတယ်ဖြစ်တဲ့တရားတွေမပြတ်စည်းအောင်လိုချင်တဲ့အရာတွေတည်တတ်အောင်ဆိုပြီးတော့လုပ်လို့ရရဲ့လားမရဘူးလေDiscovery လုံးပြန်ရင်ကြီးတိဆောက်တာဒေါ်လာသန်းပေါင်းများစွာမကုန်ဘူးလားစัจ java လာကဘာကြီးကိုတက်ပြီးတော့ပတ်လိုက်တာကဘာမြေပြင်ဆင်းတဲ့အချိန်ကျမှဒိုင်းဆိုပေါက်ကွဲတော့တစားစီရှာလို့ရသေးရဲ့လားရင်လည်းရှာမရတော့ဘူးရင်မပါသွားတဲ့လူတွေရောဟောပြိဿအဲ့တော့တီထွင်တဲ့လူတွေလည်းမျက်ရည်ပေါက်ကြီးငယ်ကြလို့ငိုကြွေးပူဆွေးရပါပြီပါသွားတဲ့မိသားစုဝင်တွေကလည်းပဲဖြစ်ရလေခြင်းလို့ရင်ဘတ်စီတီးငိုကြီးလို့အချိန်ပေါင်းများစွာဒီတော့သိပ္ပံဘလောက်ပဲတိုးတက်တယ်ပြောပြိဿရေလူနှလုံးသားထဲမှာတောင်းကျမ်းနေတဲ့လောဘဒေါသမောဟမာနကိုနေသွားအောင်ချုပ်သွားအောင်ပျောက်သွားအောင်တော့ဘယ်သူမှမလုပ်နိုင်သေးပါဘူးလုပ်နိုင်ရဲ့လားဒါဆိုရင်ဟောဒီလောဘဘလောက်ပင်မနဲ့ဒေါသဘလောက်ပင်မနဲ့မောဟမာနဘလောက်ပင်မနဲ့ဆိုတာပြိဿရေသူများကိုမေးစရာလိုသလားမလိုဘူးသူ့အရွယ်နဲ့သူ့လောဘသူ့အရွယ်နဲ့သူ့ဒေါသမောဟမာနမရှိဘူးလားပညာလိုချင်တဲ့ပုဂ္ဂိုလ်တွေကပညာရေးအပေါ်မှာလောဘအာကြည့်လိုက်တော့ကိုမန်းသလိုဖြစ်မလာတဲ့အခါဒေါသတွေမောဟတွေတန်းစီလို့ဝင်လာပြီတဲ့အဲ့တော့သာသမီရဲ့အဲ့ဒီပညာရေးလောဘကပြိဿရေမိဘတွေရောတွဲမသွားဘူးလားအဲ့တော့ပြိဿကိုသာသမီအောင်တခါလေခိုင်ကြိုးစားနေကြိုးစားတဲ့အတိုင်းဖြစ်မလာတော့ဂုံတုကမှန်းထားတာက5ဘာသာပါလာတော့2ဘာသာဆိုတော့ပြိဿရေဘု து တုံတယ်ဟမ်အမလေးအဲ့ကျောင်းကထင်းနေငါထင်းနေတာကျောင်းကညစ်တာနေမှငါသမီးကတော်ပြီးသားဟုတ်လားအောင်စင်းကထွက်နေပြီဒေါသဖြစ်လို့ကောင်းတော့ဟုတ်လားအဲ့တော့ပြိဿရေပညာရေးနဲ့အလိုမပြည့်ရင်ရောလောဘကြောင့်ဒေါသမဖြစ်ဘူးလားစီးပွားရေးနဲ့အလိုမပြည့်ရင်ရောလောဘကြောင့်ဒေါသမဖြစ်ဘူးလားဟောဒါဆိုရင်လူမှုရေးနဲ့အလိုမပြည့်ရင်ရောနိုင်ငံရေးနဲ့အလိုမပြည့်ရင်ရော
အကုန်ဖြစ်နေတာဒီတော့လောဘဖြစ်လိုက်တာလိုချင်မှုတစ်ခုရှိထားလိုက်တာနဲ့ဒေါသမောဟမာနတန်းစီပြီးတော့ဝင်လာတယ်ဆိုရင်ဒုပရိသအဲ့ဒီတရားတွေကိုသာအမြဲတမ်းလွတ်ထားရင်အသက်တိုမလားရှိမလားဟောဒါလည်းသိတယ်ဒုပရိသကအသက်တိုရင်လားရှိရင်လားရှိပါဘူးမှန်ပြောစမ်းဘာဖြစ်လို့ရှိကြတာကိုเจ้าနဲ့ကိုရှိရင်နော်မှန်ပြောဘာဖြစ်လို့ရှိကြတာဟာအရှင်ဘုရားတပည့်တော်နှာစီးနေတဲ့အတွက်ဘာမှပြောလို့မထွက်ပါဘူးဘုရားကျုံလည်းပြောလို့မထွက်ပါဘူးဟုတ်လားဒီတော့ပြိဿကြီးအသက်ကတော့ရှည်ကျင်တာကြီးပဲသို့တော့အသက်ရှည်ကျင်တယ်လို့ပြောတဲ့လူတိုင်းရဲ့ပါဇက်ကစကားကြားရတာပဲရှိတယ်အသက်တူစေတဲ့လောဘဒေါသမောဟမာနတွေကြတော့အထုပ်ကြီးတွေအခဲကြီးတွေနဲ့ဗိုက်ထဲမှာရင်ထဲမှာစုမထားဘူးလားဒေါသဘယ်လောက်ထုတ်မိပြီလဲဟမ်ဒေါသတွေဘယ်လောက်စုမိပြီလဲဟမ်ပညာရှိအပြင်မထွက်အပြင်မထွက်တော့ဗိုက်တဲ့ဆိုရင်ဗိုက်ကိုပူထွက်လာဟမ်အဲ့တော့ပြိဿပြောချင်တာကကျုပ်တို့မြတ်စွာဘုရားပွင့်ခဲ့တာနှစ်ပေါင်းဘယ်လောက်ကြာပြီလဲ2500ရဲ့ဟိုဘက်အများကြီးစောသေးတယ်ဟုတ်လား2500ဆိုတာကဒီဘက်ပိုင်းကျမှတက္ကရာဖြိုပြီးတော့သတ်မှတ်တာဟုတ်လားထားပါနှစ်ပေါင်း100လောက်ထပ်ပေါင်းလိုက်ပေါ့ဟုတ်လားလွန်ခဲ့သောနှစ်ပေါင်း2550ကျော်ကာလကလေးကကျွတ်တို့ရှင်တော်မြတ်ဘုရားကခြေသားခြေသမီးတို့လောဘဆိုတာပူလောင်နေညင်လွမ်းနေဒေါသဆိုတာပူလောင်နေညင်လွမ်းနေမောဟမာနဆိုတာပူလောင်နေညင်လွမ်းနေမင်းတို့အဲ့ဒီလောဘဒေါသမောဟမာနဆိုတဲ့ကိလေသာတရားတွေများလာရင်မင်းတို့အသက်တိုးလိမ့်မယ်ရုပ်တွေဆိုးသွားလိမ့်မယ်ခန္ဓာကိုယ်တွေမြန်မြန်ကြီးကြာဆင်းသွားလိမ့်မယ်ဒါကြောင့်လောဘငြိမ်းစေဖို့ဒေါသငြိမ်းစေဖို့မောဟငြိမ်းစေဖို့မာနငြိမ်းစေဖို့တဲ့ရှိမရှိဘူးလို့ပြိဿထင်သလားရှိပါဘူးဗျာဘာလို့လုပ်ရမလဲအယံမကောငါဘုရားရှင်ကိုယ်တော်မြတ်ဟောကြားလိုက်တဲ့အဲ့ဒီကာယဝေဒနာစိတ်ဓမ္မာဆိုတဲ့တတိပဋ္ဌာန်တရား၄ပါးတို့သည်တတ္တနာဟောဒီလောကမှာရှိကြတဲ့လူနဲ့ပြမတတ္တဝါအလုံးတို့ရဲ့ဝိသုဒ္ဓိယနှလုံးအိမ်မှာကိန်းနေတဲ့အဲ့ဒီလောဘဒေါသမောဟမာနဆိုတဲ့ညင်နွမ်းတဲ့ကိလေသာတရားဆိုတွေကိုပြောင်းစင်အောင်ဆေးကြောသုတ်သင်ပေးနိုင်ပါ၏ဟောလောဘဒေါသမောဟမာနစတဲ့ကိလေသာကိုဘာကသုတ်သင်ပေးနိုင်လဲသတိပဋ္ဌာန်တရား၄ပါးပြိဿရေနည်းနည်းလေးပဲဟောမှာအများကြီးမဟုတ်ဘူးမကြောက်နဲ့ကိုယ်အမူအရာဖြစ်တိုင်းမှာကောင်းစွာသိအောင်မှတ်ရမည်ဟောတတိပဋ္ဌာန်တရား၄ပါးဆိုလို့ခက်ခက်ခဲခဲထင်ပါဆိုလို့ပြိဿနံပါတ်1မိတ်လိုက်တဲ့ကာယ ानु ပတနာတတိပဋ္ဌာန်ဆိုတာကိုယ်အမူအရာဖြစ်တိုင်းမှာကောင်းစွာသိအောင်မှတ်ရမည်တဲ့ပြိဿရေဘာကိုမှတ်ရမလဲလိုက်ဆိုကြည့်ကိုယ်အမူအရာဖြစ်တိုင်းမှာကောင်းစွာသိအောင်မှတ်ရမည်ခုတို့ပြိဿထိုင်နေလားရက်နေလားထိုင်နေတယ်ဆိုတာကိုပြိဿကြီးမတွေးပဲနဲ့မစင်စားပဲနဲ့တတိမထားပဲနဲ့လွတ်ထားကြည့်ပါလားထိုင်ရင်းနဲ့စိတ်ကူးရင်ပြီးတော့ရှောက်သွားမနေဘူးလားအိမ်မနှခေါက်ရောက်ပြီနဲ့ဟမ်အမလီတရားတော်တော်ရှိမယ်ထင်တယ်အိမ်ပြန်သွားတာအချိန်မောင်းမြောက်သွားတာပြန်လာနေဟုတ်လားပြိဿကြီးထိုင်နေတာကယုတ်တရားပြိဿနန္တရားစိတ်ကရှောက်သွားနေတာကိုလွတ်ထားလိုက်တဲ့အခါကျတော့ထိုင်တာကိုထိုင်မှန်းသိရတာသတိပဋ္ဌာန်ဆိုတာအဲ့ဒါပဲပြိဿထိုင်တာကိုထိုင်မှန်းသိတဲ့ဟောရက်နေတော့သွားနေတော့ထိုင်တာရက်တာသွားတာဘာနဲ့လုပ်နေတာလဲဟမ်ဒီခန္ဓာကိုယ်ကြီးနဲ့မဟုတ်ဘူးလားဒါကြောင့်ကိုယ်အမူအရာဖြစ်တိုင်းမှာကောင်းစွာသိအောင်မှတ်ရမည်ခန္ဓာကိုယ်ကြီးထိုင်တော့ထိုင်နေရက်တော့ရက်တယ်သွားတော့သွားတယ်လှုပ်တော့လှုပ်တယ်ဟောထိုင်နေလည်းပဲခွေးရင်ခွေးတယ်ဆက်ရင်ဆက်တယ်အကုန်လုံးပြိဿခန္ဓာကိုယ်ရဲ့လှုပ်ရှားသမျှအမူအရာကိုသိအောင်မှတ်နေရင်ပြိဿအဲ့ဒါကာယဆိုတဲ့ခန္ဓာပေါ်မှာတတိပဋ္ဌာနာသတိနဲ့စောင့်မှတ်နေတဲ့အတွက်ကာယ ानु ပတနာတတိပဋ္ဌာန်လို့ခေါ်တယ်တဲ့ခက်ခဲသလားဒီတော့ပြိဿကြီးခန္ဓာကိုယ်အမူအရာရဲ့အပေါ်မှာဖြစ်တိုင်းသိအောင်မှတ်လိုက်မယ်ဆိုရင်အခုနကပြောတဲ့လောဘတွေဖြစ်နေပြီဒေါသတွေဖြစ်နေပြီမောဟမာနတွေဖြစ်နေပြီဆိုရင်ငါ6ထင်းလိုက်ရဆိုရင်ပြိဿကြီးခန္ဓာကိုယ်မှာဒေါသအရှိန်နေတဲ့လှုပ်ရှားမနေဘူးလားလှုပ်ရှားနေတာနဲ့ကိုယ်အမူအရာလှုပ်လိုက်ရင်ဟာလှုပ်တယ်ဒေါသဖြစ်နေပြီသိအောင်မှတ်နေတာနဲ့တတိပဋ္ဌာန်ကသက်သာစေသလားပို့ဆိုးသေးသလား
ကာကြပြောတော့ငါနော်ငါဒေါသဖြစ်နေပြီနော်ငါဒေါသဖြစ်လာပြီနော်မပြောဘူးလားဖြစ်တော့ဖြစ်လာတာလေးကိုတတိလေးနဲ့ဟဲ့မဖြစ်နဲ့ကိုယ့်အကိုဆုံးမလိုက်လို့ရှင်ရှေ့တိုးပါအောင်မလားဟောဒေါသဖြစ်နေတာကြီးကိုဖြစ်မှန်းသိရတယ်လွတ်ထည့်လိုက်တဲ့အခါကျဆော်ထည့်လိုက်တော့ကွဲရောဟုတ်လားအဲ့တော့ဒေါသတော့ဖြစ်မှန်းသိတယ်မဖြစ်အောင်တတိနဲ့မထိန်းတဲ့အခါကျတော့ရှေ့တိုးလိုက်တော့ပြဿနာဖြစ်မလာဘူးလားဒါပဲပြိဿကြီးခန္ဓာကိုယ်ကြီးကိုယ်တိုင်းဆံတိုင်းသွားတိုင်းရတိုင်းထိုင်တိုင်းလျောင်းတိုင်းမှာသိအောင်မှတ်ရင်ခန္ဓာကိုယ်ကြီးရဲ့လှုပ်ရှားမှုသိအောင်မှတ်တဲ့အတွက်ကြောင့်ကာယ ानु ပတနာတတိပဋ္ဌာန်ဟောဒီအတိုင်းပဲပြိဿကြီးကာယ ानु ပတနာတတိပဋ္ဌာန်ကိုမှတ်တယ်လို့ပဲစိတ်တယ်တို့ပြိဿရဲ့စိတ်ကမြန်သလားနှေးသလားမြန်ပါဘူးဖြစ်တာလည်းမြန်တယ်ပြက်တာလည်းမြန်တယ်ပြောင်းလဲတာလည်းမြန်တယ်ဟောအခုတရားနာမယ်တော်ကြတဲ့အခါကျတော့မနာခြင်းမှုတော်တော်လုံးကတရားရှိမှကြိုက်တယ်တရားတော်တော်ရှိလို့ခါနာလာတော့တရားဒူတာကောင်းတယ်ဟုတ်လားစိတ်ကပြိဿချက်ချင်းမိနစ်ပိုင်းစက္ကန့်ပိုင်းမှာပြောင်းလဲပြီးတော့ဖြစ်မနေဘူးလားဖြစ်နေတယ်ဟုတ်လားအဲ့တော့ပြိဿစိတ်ဆိုတာမြန်ဖြစ်ပြီးမြန်ပြတ်သွားတဲ့သဘောမရှိဘူးလားရှိတယ်ဒီတော့ဒုပြိဿအခုစိတ်ကဘယ်ရောက်နေဟမ်တရားထဲမှာအခုဘာဟောလိုက်လဲဟမ်သိချာပြောနော်ရောမချနဲ့ဟုတ်လားဒီကနေ့ပဲစာလေးတစ်ကြောင်းဖတ်မှုလေဟုတ်လားစာလေးတစ်ကြောင်းဖတ်မိနေဘာလဲဆိုတော့အသက်ကြီးတဲ့ဒကမာကြီးတွေကိုပြောထားတာတတိလေးနဲ့လည်းအမြဲတမ်းနားထောင်နဲ့တရားဝဲလည်းပြန်တော့အိမ်ရောက်ရင်မင်းဘာမှမပြောတတ်ပဲနေဦးမယ်တဲ့ဟိုတုန်းကဒေါ်ကျင်ဥဆိုတဲ့ဒကမာကြီးလိုမလုံးနဲ့ဘာဖြစ်လို့ဒေါ်ကျင်ဥဆိုတော့ဖတ်လဲဖတ်ကြည့်ဟုတ်လားဒေါ်ကျင်ဥရဲ့တရားနဲ့အရက်ကွက်နဲ့လမ်းလျှောက်ကလေးမလေးလည်းဆုံးလဲဆိုအမေဒေါ်ကျင်ဥကြီးဘယ်ကပြန်လာလဲဆိုတော့အမလီမေတော်ကျင်ဦးကပြန်မဖြစ်နိုင်ဘူးကျေးဇူးအမလီသမီးတို့ကျေးဇူးတင်လိုက်တာကျေးဇူးနဲ့ဟမ်အမေတော်ကျင်ဦးဘယ်ကပြန်လာလဲခေါ်တာနဲ့ပဲကျမတို့ဘာဖြစ်လို့ကျေးဇူးတင်တာလဲငါစဉ်းစားတာတဲ့ငါနာမည်ဘသူပါလိမ့်လို့တလန်းလုံးစဉ်းစားလာအခုနင်တို့ခေါ်မှာပဲငါနာမည်ကျင်ဦးပဲလို့တတိယလည်းနင်တို့ကျေးဇူးတင်တာတဲ့အခုလည်းပဲနားထောင်ရင်နဲ့အင်းရောက်ရင်လည်းဘာဟောမှမသိဘူးတရားလည်းမှန်ဟုတ်လားကိုယ်နာမည်တော့တစ်ခါမေ့သွားတာဟုတ်လားအဲ့တော့ပြိစိတ်ပေါ်မှာတတိကင်းသွားတဲ့အခါကျတော့မေ့မသွားဘူးလားလို့ပဲစိတ်ကတွေးမယ်ကြံမယ်စဉ်းစားမယ်စိတ်ကူးရင်မယ်တရားနာတဲ့နေရာဟောဒီစိတ်ဟောဒီယုတ်တရားကနာပဲနာညတော့လေစိတ်ဆိုတဲ့နံတရားလေးကအင်းကိုအချင်းချင်းပြန်ပြီးတော့ပကံနေသိမ့်နေမယ်မိဂန္တိတာဖွင့်လိုက်ပိတ်လိုက်လုံနေမယ်တခါကြီးတွေသားတွေသမီးတွေပြန်မရောက်လားဆိုတာစဉ်းစားနေလိမ့်မယ်ဒီတော့စိတ်ကအဲ့ဒီမှာရောက်နေတယ်ရုပ်ကဒီမှာရှိနေတယ်ဆိုတော့ပြိဿရေဟိုဘက်လည်းမရောက်ဒီဘက်လည်းမရောက်ခြားထဲမှာစောကန့်လန့်ဖြစ်မနေဘူးလားဒါကြောင့်ပြောချင်တာကစိတ်ကိုလည်းလွတ်မထားနဲ့စိတ်ကတွေးရင်တွေးနေတဲ့စိတ်ကလေးတွေးမှန်းသိအောင်မှတ်ပါစိတ်ကူးရင်စိတ်ကူးရင်မှန်းသိအောင်မှတ်ပါကြံရင်ကြံမှန်းသိအောင်လိုက်ပြီးတော့မှတ်ပါဘာဖြစ်လို့လဲစိတ်ဆိုတဲ့သဘောဟာလည်းမမြင်ဘူးဆိုတဲ့အနိစ္စသဘောဟာပြိဿကြီးအဲ့ဒီစိတ်မှာပဲပြန်မှတ်မှမမြဲတဲ့သဘောကထင်ထင်ရှားရှားတွေ့တာဟုတ်လားဟဲ့ရုပ်လည်းမမြဲဘူးဟဲ့နာမ်လည်းမမြဲဘူးဆိုတာပြိဿကြီးသူများပြောတိုင်းနားထောင်နေစရာလိုသလားမမြဲဘူးဆိုတဲ့ရုပ်နဲ့နာမ်ရဲ့အကြောင်းကိုယ်တိုင်မှတ်လိုက်တာနဲ့ကာယ ानु ပတနာနဲ့စိတ် ानु ပတနာတတိပဋ္ဌာန်နှစ်ပါးပြီးမသွားဘူးလားပြီးသွားတယ်ဒီတိုင်းပဲကိုယ်အမူအရာဖြစ်တိုင်းမှာကောင်းစွာသိအောင်မှတ်လိုက်စမ်းပါစိတ်အမူအရာတွေ့တိုင်းကြံတိုင်းမှာကောင်းစွာသိအောင်မှတ်လိုက်စမ်းပါဒါဆိုရင်ကိုယ်ကိုမှတ်တော့စိတ်ကိုမှတ်လို့ရပါမလားစိတ်ကိုမှတ်တော့ကိုယ်ကိုမှတ်လို့ရပါမလားဘာမှမကြောက်နဲ့ကျွတ်တို့မြတ်စွာဘုရားဟဲ့ကောင်မင်းဘာမှမပြောနဲ့ကိုယ်ပဲမှတ်စိတ်ကိုမမှတ်နဲ့စိတ်ကိုပဲမှတ်ကိုယ်မမှတ်နဲ့လို့ဆုံးမခိုင်းဘူးမင်းစိတ်ထဲမှာထင်ရှားတာကိုပဲမှတ်စမ်းပါတဲ့ပြိဿရေဘာကိုမှတ်ခိုင်းလဲရုပ်ထင်ရှားရင်ရုပ်ကိုမှတ်ပါစိတ်ထင်ရှားတော့စိတ်မှတ်ပါအဲ့ဒီရုပ်နဲ့စိတ်ကိုပြောနေရင်ကနေပြီးတော့ဘုန်းကြီးမလာရင်စောင့်ရတာကနာယီဝက်ဘုန်းကြီးလာတော့ဟောလိုက်တာကအခု45မိနစ်ရှိပြီဆိုတော့တနာရီကျော်ပြီစောစောကနေရတဲ့အရသာနဲ့ထိုင်ရတဲ့အရသာနဲ့အခုအရသာတူသေးလားတူပါဘူးဗျာဘာဖြစ်လားညောင်းလာပါပြီကြိုက်လာပါပြီအောက်ကပေါင်းကကြိုက်တာတစ်မျိုးအရှင်ဘုရားမော့ကြည့်လို့ဆက်ညောင်းတာကတစ်မျိုးဟုတ်လားအဲ့တော့ပြိဿကြီးဝေဒနာတွေကတတ္တိတွေပြမလာဘူးလားပမှန်လေးပြောကြည့်အဲ့ဒီဝေဒနာတွေတတ္တိပြလာတာကအခုမှတဏှာကြီးကြော်ကြော်လေးပဲထိုင်ရသေးတာမှန်လားမှားလားဒါဆိုရင်ဟောဒီပလင်ဘောကကိုတော်ကြီးကိုခဏဖင်လိုက်ဒီဘောမှာတီဗီကြီးတင်ကိုရီးယားက
လီယောင်ကြီးလေးတို့ကိုတင်ကြည်စမ်းပါစက်ညောင်းပါမလားပေါင်ကြိုက်ပါမလားအကယ်၍မီလီနီယံပြတ်သွားရင်ပါဇက်ကဘယ်နဲ့ပြောမလဲဘယ်နဲ့ပြောမလဲအမလေးတော့ဟာလားမပြောတော့ဘူးကိုသိတယ်ဟာလားအဲ့တော့ပြိဿရေအခုဝေဒနာဟာတဏှာကျော်လေးနဲ့တတ္တိပြလာပြီဆိုတော့အဲ့ဒီဝေဒနာတဏှာကျော်နဲ့တတ္တိပြတာတရားမှတ်တာမဟုတ်သေးဘူးတရားနာတာပဲရှိသေးတယ်တရားနာတာတော့ပြိဿရေနာတဲ့အာယုံလေးတစ်ခုပေါ်စူးစိုက်လိုက်တာနဲ့ဝေဒနာရဲ့ပူတာအေးတာနာတာကျင်တာထုံတာတောက်တာတင်းတာတွေသိလာပြီဆိုရင်ဒုပရိသတရားထိုင်ရင်15မိနစ်ထဲနဲ့သိတယ်ဘာဖြစ်လို့သိတာလဲဘာဖြစ်လို့သိတာရှုမှတ်လို့တတိနဲ့မှတ်လို့သိတာပေါ့ဟုတ်လားစောစောတုန်းကလည်းယုတ်တရားကြီးနဲ့ TV ကြည့်တယ်အိမ်မှာဇကား2ကား3ကားကြည့်တယ်ညောင်းတယ်လို့ညီးတယ်လို့ရှိသလားကြိုက်တယ်လို့ညီးတယ်လို့ရှိသလားတချို့များအာဩဘောကောင်းတယ်မင်းသားမသေးသေးဘူးဟုတ်လားသူတို့ကကျိုးငုံနေပြီကျိုးပွိုင်းနေဟုတ်လားအဲ့တော့ပြိဿကြီးဒီမှာအာယုန်တွေကဖန်ဆားထားတဲ့အခါကျတော့ခန္ဓာကိုယ်ကတော့ဒီခန္ဓာကိုယ်နဲ့ပဲကြည်တာပဲဝေဒနာတွေလာရဲ့လားမလာတာမဟုတ်ဘူးဝေဒနာလာတယ်ဝေဒနာကိုမသိတာဟုတ်တယ်မို့လားတတိယဘယ်ကိုရောက်နေလဲတတိယဘယ်ကိုရောက်နေဟဲဒီကားမှဝါလာတယ်နော်မလေးဟဲဟိုကားနဲ့မတူဒီကားကြီးကတမျိုးကြီးပဲဟလားသပင်းကြီးကဟဲဘာလို့ဒီလိုလုပ်တာလဲမသိဘူးအရင်လေးကလှရတဲ့နဲ့ဟလားလေတံမျိုးစုံကြားရတယ်ဟုတ်လားအဲ့တော့ပြိဿကြီးအဲ့ဒီအာယုန်တွေကဖန်ဆားနေတဲ့အခါကျတော့တတိယဘယ်မှာရှိနေလဲကိုယ်ပေါင်းကြီးကြိုက်တာမပြောနဲ့ကျိုးပဲ့သွားရင်တော့သိလိုက်မှာမဟုတ်ဘူးဟုတ်လားမင်းသမီးနဲ့မင်းသားကအာယုန်လေးနဲ့ခေါ်ထားတော့အဲ့ဒီနေရာကမခွာနိုင်အဲ့တော့ဝေဒနာဆိုတာလေပြိဿကြီးတတိမကတ်တော့သိရလားတတိကတ်လိုက်တော့အခု15မိနစ်မိနစ်20နာရီကတနာရီလောက်ဖြစ်လာတော့ညောင်းတာကြိုက်တာတွေဘုရားဒီဘက်တွေကံမလာဘူးလားအဲ့ဒါပဲပြိဿကြီးဒါကြောင့်စိတ်ထင်ရှားတော့စိတ်ကိုမတ်ပါရုပ်ထင်ရှားတော့ရုပ်ကိုမတ်ပါအဲ့ဒီစိတ်တွေရုပ်တွေဘလောက်ပင်စိတ်ကူးရင်ပါစေဘလောက်ပင်တောင့်တင်းလို့ထားပါစေဝေဒနာပူရာအေဒာနာရာကျင်နာကြိုက်တာခဲတာတွေနှိမ့်ဆက်လာပြီဆိုရင်ပြိဿရဲ့စိတ်ကူးရင်နိုင်သေးလားဟောကိုမူရာကြီးကပြိဿရဲ့ဘလောက်ပဲခါကြီးဟိုဘက်လှဲ့လှဲ့ဒီဘက်လှဲ့လှဲ့ဝေဒနာကတော့ပြန်မလာဘူးလားအဲ့တော့ဝေဒနာတက်လာတဲ့အချိန်ခန္ဓာကိုယ်ပဲမှတ်ပါစိတ်ကိုယ်ပဲမှတ်ပါလို့ဇွတ်ခိုင်းထားရင်ကျဉ်းစရာကောင်းမှာမလားမကောင်းဘူးဘုရားခိုင်းလည်းမခိုင်းဘူးဒါကြောင့်ဝေဒနာတွေနှိမ့်ဆက်လာလို့ပင်မလာရင်ဆင်းရဲလာရင်ဝေဒနာအနိစ္စအဲ့ဒီဝေဒနာလည်းမမြဲဘူးဆိုတာကိုသိအောင်မင်းတို့တွေပူရာကိုပူမှန်းသိအောင်အေးတာကိုအေးမှန်းသိအောင်နာတာကိုနာမှန်းသိအောင်ကျင်တာကိုကျင်မှန်းသိအောင်ဝေဒနာပေါ်မှာစူးစူးဆိုင်ဆိုင်နဲ့မှတ်ပါအဲ့ဒါဝေဒနာနုပတနာတတိပဋ္ဌာန်ခတ်သလားဝေဒနာကိုဝေဒနာမှမသိတဲ့အခါကျတော့ပြိဿကြီးကိုတယောက်တည်းခံစားနေရတယ်လို့မထင်ဘူးလားခန္ဓာရှိတော့ဝေဒနာရှိတယ်ပြိဿကြီးဝေဒနာကမပေါ်သေးလို့မဟုတ်ဘူးဝေဒနာကပေါ်နေတာတတိကမထားသေးလို့မတွေ့တာဟုတ်တယ်မို့လားဒီတော့ဝေဒနာပေါ်ဝေဒနာထင်ရှားဝေဒနာခံစားနေရတော့ဝေဒနာမှတ်ပါဆိုတော့တတိပဋ္ဌာန်ဘယ်နှပါပြီးသွားပြီ၃ပါးဒါဆိုရင်နံပါတ်၄ကသဘာဝဓမ္မအရှိတရားတွေကိုသဘာဝအတိုင်းမှတ်ပါပြိဿမျက်စိရှိတော့မမြင်ဘူးလားနားရှိတော့ကဲမျက်စိကန်းနေမယ်နားပဲကောင်းတယ်ဆိုရင်ပြိဿကြီးနားမြင်နိုင်သလားပြောသဘာဝမှာမျက်စိသည်ဘာသဘောရှိလဲနားသည်နှာခေါင်းသည်ဒါပဲသူ့သဘာဝအတိုင်းရှိနေတာကြီးကိုပြိဿကြီးမျက်စိနဲ့မြင်တဲ့အရာကိုမြင်တယ်လို့မှတ်လိုက်စမ်းပါမြင်တတ်တဲ့မျက်စိပါရှိလာတဲ့အတွက်ကြောင့်မြင်စရာရုပ်ဝတ္ထုကောင်းတာမကောင်းတာအကုန်လုံးကိုမြင်တယ်ကြားတဲ့နားပါလာတော့အတန်ကောင်းတာမကောင်းတာကြားမနေဘူးလားပြီးတော့ပြိဿကြီးမြင်တာကိုကြားတယ်လို့မှတ်လို့ရပါမလားကြားတာကိုမြင်တယ်မှတ်လို့ရပါမလားသဘာဝဟုတ်ပါအောင်မလားပြီးတော့သူ့သဘာဝအတိုင်းမြင်တတ်တဲ့သဘောကိုမြင်တယ်ပဲမှတ်ကြားတတ်တဲ့သဘောကိုကြားတယ်ပဲမှတ်လိုက်ပြီဆိုတာ ਨੇ အဲ့ဒီအပေါ်မှာလောဘဖြစ်ပါအောင်မလားဒေါသဖြစ်ပါအောင်မလားအခုမြင်တဲ့အပေါ်မှာပြိဿမြင်တယ်မှတ်ရဲ့လားမြင်တယ်ပြိဿရဲ့မှတ်တော့မှတ်တယ်မြင်တယ်မြင်တာဘယ်ပြိဿငါမမြင်တော့ဘယ်ပြိဿဟုတ်လားမြင်ပြီးတဲ့အခါကျတော့ပြိဿရဲ့ရိုးရိုးလေးနဲ့ပြီးသွားလားဘာဖြစ်လာလဲဟလာဒကမလေးဒကမကြီးတွေအယုံမိုက်တော့ပဲဟလာဒကာကြီးတွေဒကာလေးတွေဝါဟလာဟောပြိဿမြင်တဲ့အာယုံပေါ်မှာဘာတွေဖြစ်လာလဲ
လူချင်းတတ်မှတ်တဲ့လောဘတွေဖြစ်လာပြီအဲ့ဒီလောဘတွေရောက်လာရင်ပြိဿရဲ့ညှဉ်းနှွမ်းသလားဖြူစင်သလားပူလောင်သလားအေးချမ်းသလားရတဲ့နာမရတဲ့နာဖြစ်တဲ့နာမဖြစ်တဲ့နာဘာမှမစင်စားတော့ဘူးပြိဿရဲ့ကိုယ်အိမ်ဘေးမှာကိုယ်အိမ်ပေါ်မှာရှိနေတဲ့ကိုယ်တကာကြီးတွေကိုမှအာမနာအမလီရှင်တဲ့သားလေးကျမဒိုက်တာရင်နဲ့လဲလို့ရလဲလိုက်ရှင်တယ်ဟုတ်လားရှင်သားတော်အစ်စ်ပေးလိုက်အောင်မယ်ဆိုတာလည်းကြားဘူးတယ်ဟုတ်လားအဲ့တော့အမရိသကြီးမြင်တဲ့အပေါ်မှာလောဘတက်ပြီဆိုတဲ့ဟိုအောင်အဲ့ဒီလိုပြောမှတော့ကျင်တတ်ပါမလားမကျင်တတ်တော့ဘာပြောအေးငါလည်းပဲနင်းနဲ့သာလဲလို့ရရင်ငါအွန်စောကိုနင်းတို့သားမိတွေအကုန်ထိပ်ပြီးတယောက်တည်းငါခေါ်ထားမှာပြဿနာတွေမစဘူးလားအဲ့ဒါပဲပြိဿကြီးမြင်တဲ့သဘာဝကမြင်နေတာကိုမြင်တဲ့သဘာဝအတိုင်းမမှတ်တဲ့အခါကျတော့ပြဿနာတွေမပေါ်ဘူးလားဒါပဲပြိဿကြီးဒါကြောင့်ကိုယ်အမူအရာပေါ်မှာလောဘဒေါသမောဟတွေကွာနိုင်မှုစိတ်အပေါ်မှာလောဘဒေါသမောဟမာနတွေကွာနိုင်မှုဝေဒနာပေါ်မှာသဘာဝဓမ္မရဲ့အပေါ်မှာလောဘဒေါသမောဟမာနတွေကွာနိုင်မှုဆိုရင်တော့အနိစ္စမမြဲဘူးဆိုတာကိုတတိပဋ္ဌာန်ကပြနေတယ်ဒုက္ခဆင်းရဲခြင်းပဲဆိုတာတတိပဋ္ဌာန်ကပြနေတယ်ငါမပိုင်မှုအနတ္တသဘောဆိုတာတတိပဋ္ဌာန်ကပြနေတယ်ပြမနေဘူးလားအဲ့ဒီတတိပဋ္ဌာန်ကပြတဲ့အတိုင်းတကယ်လက်တွေ့ကြကြရှုမှတ်သုံးသပ်လိုက်တဲ့အခါကျတော့လောဘဒေါသမောဟမာနတတ်တာမသွားဘူးလားတတ်တာတာဘောပြိဿကြီးတတ်တာတာဘောဆိုတာကကိုအာရပါရပြောခြင်းရင်ကိုအာရပါရကျင့်သုံးတာအဲ့ဒါပြောလို့အလွန်ကောင်းဟုတ်လားအခုတော့ကိုကျင့်သုံးတာနဲတာတော့သူများပြောတာနားထောင်မနေရဘူးလားနားထောင်နေကိုရောလုံးရင်မရဘူးလားရတယ်ဒါကြောင့်အာလောကတို့တရားဓမ္မပေါင်းသူတော်ကောင်းနေနေ့စဉ်ကြုံတွေ့နေရတဲ့လောဘဒေါသမောဟမာနဆိုတဲ့ညှဉ်းနှွမ်းကြောင်းကိလေသာတရားစိုးတွေကိုဟောဒီနှလုံးသားတွေကများရာကနေရာကပါရာကခြုံငိမ့်နေတယ်ဆိုရင်တော့ဘယ်စီမှရှာမနေနဲ့တတိပဋ္ဌာန်တရား၄ပါးကိုကြကြနာနာရှုပွားစမ်းပါဟုတ်တယ်မလားကြကြနာနာရှုပွားလိုက်တာအခုအချိန်လေးမှာပစ္စကအချိန်လေးမှာတစ်ခုပဲပြောလိုက်မယ်ပြိဿကြီးအခုဝေဒနာတက်နေလိမ့်မယ်ကိုယ်ဝေဒနာနဲ့ကိုမတက်ဘူးလားတက်နေတဲ့ဝေဒနာစီစိတ်ကိုရောက်အောင်ပို့ဒူးကကြိုက်တယ်ဆိုရင်ကြိုက်နေတဲ့ဒူးစီစိတ်ကိုပို့ကြိုက်တယ်မှတ်ကြည့်ပြိဿကြီးဘာဖြစ်လို့ကြိုက်တာကြီးအရှင်ဘုရားကြိုက်တယ်မှတ်နေရတာကြိုက်နေပါတယ်ဆိုကြိုက်တာမှတ်ခိုင်းနေရတယ်ဆိုကြိုက်တဲ့ဝေဒနာလဲဝေဒနာအနိစ္စမမြဲဘူးပိုလာတာလဲသိလိမ့်မယ်ရော့ကျသွားတာလဲသိလိမ့်မယ်သူ့တဲ့ကြီးမားတဲ့ဝေဒနာတွေ့လာတဲ့အတွက်အဲ့ဒီဘက်အာယုံရောက်သွားတဲ့အခါဝေဒနာကြီးပျောက်သွားတာလဲတွေ့လိမ့်မယ်ဟုတ်လားဝေဒနာအနိစ္စအဲ့ဒီမှာတွေ့လိုက်ပြီဆိုတာနဲ့တပြိုင်နက်တည်းဝေဒနာကိုဖြစ်စေတဲ့ခန္ဓာပေါ်မှာတက်မှတ်နေတဲ့လောဘတဏှာတွေဟာပြိဿနည်းမလားများမလားနည်းတယ်ဒါကြောင့်တောကဖြည့်စေလူတွေဟာတောကတွေဝိုင်းအုံလာပြီဆိုရင်တော်တော်များများကတရားဘက်ကိုအာယုံပြုတာများသလားဖရာဘက်ကိုသွားတာများလားဘယ်ဘက်ကိုသွားလဲဖရာဘက်ကိုသွားတော့ရောပြိဿကြီးဖရာကိုတဲ့ဖူးဖို့သွားတာလားဂျိုတိုင်းကိုရေလောင်းဖို့သွားတာလားဒါအမှန်တိုင်းပြောတာပါပြိဿဟုတ်လားမဟုတ်ဘူးလားအောင်မလေးဂျိုတိုင်းကိုရေလောင်းဖို့သွားလိုက်တာဟိုမှာကိုယ့်ရှိတန်းစီနေတဲ့ကိုယ့်တဲ့မိုက်တဲ့ပုံကိုယ်တွေကအများကြီးရှိသေးတယ်ဟုတ်လားခါရဲလောင်းနေလိုက်တာဟိုစူပေးတဲ့လူကလည်းတဒန်းကြီးစူပေးတယ်သဘာဝအတိုင်းလေးပဲစဉ်းစားကြည့်မြတ်စွာဘုရားကိုတောက်တော်ရေချမ်းတန်တန်လေးတစ်ခွက်ကပ်ပြီးတော့အိမ်မှာနေဆူတောင်းရင်ရောမရဘူးလားဖះမှာသွားပြီးတော့ဂျိုတိုင်းဖះကိုရေလောင်းလို့ကိုလည်းပဲအေးရမယ်ဆိုတော့ပြိဿကျောင်းကဖះကြီးရေထဲကိုစိတ်ထားမှာကဲပြိဿအေးနိုင်မှာမလားသဘာဝလွန်ကဲတဲ့အရာတွေနဲ့တောကမဖြေပါနဲ့ပြေပါမလားအဖြေမတက်လို့အဲ့ဒီမှာဂျိုတိုင်းကိုတခါလေရေဒီလောင်းတော့လောင်းပြီးနေပြီးတော့အမကြီး450ကျတယ်45ခွက်ဆိုမဏိတော့ဈေးကြီးတပါတာ300ပါဆိုမှဘယ်လိုလုပ်ပြန်မလဲဟုတ်လားအဲ့မှာဖိုက်ကြရောကဲတောကပိုဖြစ်သွားသလားကျတောကပြေသွားသလားစဉ်းစားတော့ပြိဿကြီးဒါကြောင့်တောကဖြေဈေးဆိုတာဖះပေးခဲ့တာလွန်ခဲ့သောနှစ်ပေါင်း2500ကျော်တဲ့ကမရှိဘူးလားသို့တော့သုံးသလားမသုံးဘူးဟုတ်လားတောကတွေကြုံလာပြီလောဘဒေါသမောဟတွေနှိမ့်ဆက်လာပြီဆိုရင်လူတော်တော်များများရဲ့စိတ်ထဲမှာတရားကိုဆင်ញင်ဖို့ဒုတိယနေရာဖះကိုအရင်ရောက်အောင်သွားမယ်ဖေးရင်မိပြီးသားဆိုရင်ရရတန်းပြီးတော့ခြေမယ်ဖေးရင်မမိရသေးရင်ဖေးရင်ဆရာကိုအရင်သွားပြီးတော့ရှာမယ်ဟုတ်လားဒီနေ့ပဲကျုပ်ကအမေရိကကျုပ်နဲ့ပတ်သက်တဲ့ဒကမတယောက်ပါပဲဘ
ဖုံရေးတဲ့နည်းနည်းပါးပါးမတွက်တဲ့မချက်တဲ့ဘူးလားတဲ့ဒီကလည်းအမြင်ကက်ကက်ရှိရတယ်ဒေါ်လာဘယ်လောက်ပို့မလို့လဲလို့ဟုတ်လားသိသားပဲသူပြောတော့မယ်ဆိုမဟုတ်ပါဘူးတဲ့ဘေးကဒေါ်လာမဟုတ်တပည့်တော်နည်းနည်းတွက်ချင်လို့တဲ့ဟုတ်လားကဲနည်းနည်းတွက်ချင်တာဘာကိစ္စတွက်ချင်တာတော့ပြောလို့လူမွေးပေါ့ဗျာမတက်နိုင်တော့ပြိဿကြီးအတဲပြောလိုက်တယ်ယောက်ျားယူခြင်းပြီလားလို့ဟုတ်တယ်ဘုမောသိနေတယ်နော်တဲ့မှန်နေတယ်အထင်ကြီးနေဟုတ်လားသူတို့မေးပြီးတော့ထားကြအောင်မယ်လားသိနေတာဘောလို့ငါအကုန်လုံးသိပြီးသားအဲ့ဒါဆိုရင်ပြိဿဖုံဖုံကောင်းလားမကောင်းလားကြည့်ပေးပါအောင်လို့ဟိုးနင်းနဲ့ကြိုက်ပြီးသားမကောင်းပြောတော့ငါငယ်ကြီးမှမကောင်းတယ်ချတာချတော့လို့အဲ့တော့ပြိဿကြီး तू ကကောင်းလို့ကြိုက်လို့ပဲလက်ထပ်ဖို့တော့စီစဉ်ပြီးတော့ကို့လားဗေဒေမေးမယ်ဆိုကိုလည်းဗေဒေလည်းတက်တာလည်းမတက်လည်းခေါင်းမဲ့ဘုန်းကြီးမှအဲ့တော့မထူးနင်ကြိုက်နေမလားကြိုက်နေပြီကြိုက်နေမှတော့ဘာဗေဒေမေးစရာလိုသေးတယ်လို့ဟုတ်တယ်မလားအဲ့တော့ပြိဿကြီးတော်တော်များများထင်ရတယ်လို့ချင်ရလို့ပြီးမှဗေဒေဆရာကြီးတော့ဗေဒေဆရာလည်းဆရာသိတယ်ဒါဆရာသိနေပြီသားဟုတ်လားဆရာသိနေပြီသားပြောရမှာပေါ့ဆိုပြောထည့်လိုက်တာပြိဿကြီး तू ပြောတာပဲပြန်ပြောလိုက်တာမှန်တာပေါ့ဟုတ်လားကျုပ်ဘုန်းကြီးတော်မှန်ချမှန်နေတာဟုတ်လားအဲ့တော့ပြောကျင်တာကပြိဿကြီးတောကပြေစေးတောကဖြည့်စေးကဘယ်မှာရှာကြလဲဘယ်ဘုရားမှာအများဆုံးလဲရွှေဘုံမွဲ့ဇေဒီဆိုရင်လည်းပဲတောကပြေစေးရောက်နေတဲ့နေရာတွေအများကြီးပါပဲရွှေတကုံဇေဒီတော်မြတ်ကြီးမှာလည်းပဲတောကဖြည့်စေးရောက်နေတဲ့နေရာအများကြီးပါပဲအဲ့ဒီနေရာကြတော့3000ဆိုလဲအကုန်ခံတယ်5000ဆိုလဲအကုန်ခံတယ်တရားပွဲကြတော့300လှူဖို့တော့မှလက်တွေတုံနေတတ်တယ်ဟုတ်လားရှင်ွယ်ကွဲရတဲ့ဒုက္ခသေကွဲကွဲရတဲ့ဒုက္ခတောကတွေမြောင်များစွာခံစားလရတာတောကထံချက်ဘယ်လိုမှမခံရနိုင်တဲ့အခါကျတော့ပရိဒေဝမျက်လုံးအိမ်ကအပူမျက်ရည်တွေကြားလိုက်ရတာမငိုဘူးတဲ့လူပါသလားဘာဖြစ်လို့ငိုတာလဲကဲဘယ်တောကအကြီးဆုံးလဲဟမ်ဘယ်တောကအကြီးဆုံးလဲဟမ်အခုစန္ဒပီဘယ်လောက်လဲဟမ်စန္ဒပီဘယ်လောက်လဲ1300ဟွန်းဒါဆိုရင်ပြိဿအဲ့ဆံမစားဘဲနဲ့ရဆံစည်းတွေကြီးပြီးတယ်ဆိုတဲ့သတင်းကြားလိုက်တာနဲ့ပြိဿရင်ခေါင်းမိုးကျွတ်ပြစ်တာနဲ့မတူဘူးလားအမလီတော့ကြိုဝယ်ထားတဲ့နာပိုက်ဆံလည်းဘာမှမရှိသေးဘူးဟုတ်လားအဲ့ခမည်းတော်လိုပဲကြုံတဲ့အတူတူပဲဟုတ်လားအခုစာတင်တဲ့ကြီးတွေကပိတ်တော့ကလေးတွေအကြောင်းပြန်လာစောစောတော့ကိုယ့်အကူဟုတ်လားအမလီတရားပွဲကလည်းသိမဟောရငါတပည့်တွေလည်းအကုန်ကြောင်းပြန်ဆုံးလာပြီဟာဆန်စည်းဘယ်လောက်တော့မေးအမလီတအိတ်ကို2300ပါဖះဆိုရင်ချွေးတွေပြန်လာဟုတ်လားအဲ့တော့ပြိဿကြီးတောကဓာန်ချက်ဆိုတာနေ့စဉ်စားဖို့နေတစ်ခုတည်းနဲ့ကိုဝိုင်းအောင်လို့မနေဘူးလားမစားဘဲမှနေလို့မရပဲဟုတ်တယ်မလားဒါကြောင့်သာဝနေတောကလူမှုရေးတောကပညာရေးတောကကျမ်းမာရေးတောကမျိုးစုံဝိုင်းအောင်ခံရတဲ့ဒုဒကဓမ္မပေါင်းသူတော်ကောင်းနေတောကဖြည့်စေတောကပြည်စည်းလေးမှရှာမထားဘူးဆိုရင်တတ်တာနိုင်ပါမလားအဲ့ဒီထဲမှာပြိဿကြီးကျမ်းမာရေးတောကပါလာအောင်မယ်ဟာတိခွဲခွဲရတဲ့တောကရှင်ခွဲခွဲရတဲ့တောကတွေများလာပြီဆိုတဲ့အခါကျတော့မျက်လုံးအိမ်ကမျက်ရည်ကခေါ်စရာလိုသလားအောင်မလေးငါတို့တအိမ်ထဲမှာများဒီလိုကပ်ပြီးဖြစ်နေတာလားလို့ပြိဿကြီးကိုပြန်ပြီးတော့ကြုံသွားရတာခံစားရတာတွေမပေါ်ဘူးလားမထင်နဲ့အကုန်လုံးအတူတူပဲဟုတ်လားဘုန်းကြီးနဲ့လူတွေရောကြွားမယ်ထင်လားတရားဓမ္မတွေကလည်းသာသမီရှိတော့သာယင်သမီးရင်ဒုက္ခဘုန်းကြီးတွေမှလည်းသာသမီအရင်မရှိပေမဲ့သူများသားကိုသားလှုပ်ထားရတဲ့သာဒုက္ခတွေမြောင်များစွာဒီကိုယ်တော်တွေနေဖို့စားဖို့ဟုတ်လားပြဿနာတွေမပါဖို့အန္တရာယ်ကင်းဖို့ကျုပ်တို့မှလည်းအကုန်လုံးပင်မစွာနဲ့ပဲပြိဿကြီးလှဲ့ထင်းနေရတာဆူလိုက်ငေါက်လိုက်ချောလိုက်ခြောက်လိုက်ဒီလိုပဲနေရတာပဲဟုတ်လားအဲ့တော့တောကတွေများလွန်းလို့မခံနိုင်တော့ပရိဒေဝမျက်လုံးအိမ်ကမျက်ရည်တွေရောကြမလာဘူးလားဒါဆိုရင်တောကတွေများလွန်းလို့ပါမျက်လုံးအိမ်ကမျက်ရည်တွေထိန်းလို့မရအောင်ကိုငုံနေရပါတယ်တောကပရိဒေဝအပူတွေနှိမ့်ဆက်လွန်းတဲ့အတွက်ကြောင့်အရှင်ကြီးကျွန်ုပ်ကိုမသပါကေပါစောင့်ရှောက်ပါလို့ညောင်မင်းကြီးအောက်မှာသွားပြီးတော့ငိုကြည့်စမ်းပါကျုပ်ကစိုးကြီးကနေဟဲနင့်တောကငါဘာမှမပေးအကုန်လုံးကဲပေးမယ်လို့ပြောပါမလားပြောမယ်ငါတော်မှလမ်းမလွတ်လို့ဘယ်နည်းအခုခံရမှမသိဘူးဟုတ်လားကျုပ်ကစိုးတော်ငိုမှဟုတ်လားငါတော်မှလမ်းမလွတ်လို့ဘယ်နည်းအခုခံရမှမသိနင့်တောကတွေငါလာပြောမလဲငါလည်းစိုးရင်ကြီးနေနေရတာပဲဟုတ်လားကျုပ်ကစိုးလည်းတောကမကင်းပါဘူးကင်းပါမလားဒါဆိုရင်ယုတ်ကစိုးအာမကောလို့ကျောင်းဘုန်းကြီးသွားရင်နော်ကျောင်းဘုန်းကြီးကဘာပြောမလဲဟမ်
ဟိုတော့ဒကမာကြီးတယောက်ကတရားလဲနာပြီးတော့အမလီဖုံဖုံတို့များဒီလောက်အေးချမ်းတဲ့တရားတွေရှိထားတာနော်ဘာတော့ကဒုက္ခမှရှိမှမဟုတ်စိတ်ချမ်းသာဖို့ကောင်းလိုက်တာဆိုတော့ဘုန်းကြီးကတခါလေလက်လေးကာပြီးတော့ဒကမာကြီးအသေးနာအသားနေဟုတ်လားဘာဖြစ်လို့လဲဗျာဟောကျုံနဲ့ကျုပ်တော့ကနဲ့ကျုပ်တော့ရှိတာဗောဖုံဖုံတို့ကတော့ကရှိသေးတယ်ရှိတာဗောဒကမာကြီးဘာတော့ကတော့ကဲဒကမာကြီးတော့ကအရင်ပြောအမလီတပည့်တော့လင်ရလည်းပဲအိမ်ပြန်မလားဘောလုံးနှလုံးသုံးလုံးနဲ့လက်ဖက်ရည်ဆိုင်မှာပဲနေအချိန်တန်းမိုးချုပ်တော့အရက်ဆိုင်ရောက်ပြန်သားကလည်းအိမ်ပြန်မလားခိတ္တတရောင်တောင်နဲ့ဟိုလန်းဝင်ဒီလန်းထွက်လူတော်မှအမုန်းခံရပါသေးတယ်သူ့တော့ကတွေသားဒုက္ခသမီးဒုက္ခယောက်ျားဒုက္ခတွေတင်ပြလိုက်တာဘုန်းကြီးကတော်တဲ့ခမည်းမှာကိုရှာထားတဲ့ကိုပိုင်တန်ရောစင်နဲ့ဖြစ်ရတဲ့ဒုက္ခကျုပ်ကကိုပိုင်တန်ရောစင်နဲ့မရှိသူများသားသမီးကိုเจ้าမော်တင်ပြီးတော့ဒီကိုတော်တွေစားဖို့ဒီကိုတော်တွေမိုးလုံးအောင်နေဖို့ဒီကိုတော်တွေအချိန်မှန်ရေရှိဖို့ဒီကိုတော်တွေမိပြက်လို့ရှိရင်ကျုပ်မှလည်းစီသေးကြီးနဲ့စီနဲ့မိဆက်မောင်းဖို့ရှင်ထဲမှာပူလိုက်တာဗျာတဲ့အဲ့ဒီအပူတွေခုတယောက်ပြိုင်ကျုပ်တို့နှစ်ယောက်ဘိုက်ပေါ်လှမ်းပြီးစကားတင်ကျုပ်ဘိုက်ကပေါက်ပေါက်ထားပေါက်တော့တယ်တဲ့ဟုတ်လားအဲ့တော့ပြိဿရေတောကဆိုတော့ဘုန်းကြီးရောလူရောဝိုင်းအောင်မနေဘူးလားဝိုင်းအောင်နေတယ်ဆိုရင်ပြိဿသောကပရိဒေဝနာဆိုရင်သောကပရိဒေဝဆိုရင်ငိုကြွေးခြင်းပရိဒေဝတရားတွေကိုသမတေကမယကျော်လွှားနိုင်ဖို့ယံဟောသောကကိုကျော်လွှားဖို့ပရိဒေဝကိုကျော်လွှားဖို့ဆိုရင်ရောပြိဿဘာကိုလုပ်ရမလဲမဟာသတိပဋ္ဌာန်တရားကိုပဲအာထုတ်ရမှာပါပဲမဟာသတိပဋ္ဌာန်တရားကိုအာထုတ်လိုက်ပြီဆိုတာနဲ့ပြိဿရေသတိဟောမမှတ်သေးနဲ့အောင်တတိလေးနဲ့ပဲအရာရာဆင်ញင်လိုက်တော့အလိုမပြည့်တဲ့ဓာန်ချက်ကြောင့်တက်လာတဲ့သောကတွေအိုးငါတို့တယောက်တည်းမဟုတ်ပါလားငါတို့လည်းသောကအပူတွေဝိုင်းအောင်နေတယ်လို့ငါအိမ်ဘေးကမိသားစုတွေလည်းဝိုင်းအောင်နေတယ်ငါတို့ရဲ့ရက်ွက်တွေကဘုန်းကြီးเจ้าကဘုန်းကြီးတွေလည်းဝိုင်းအောင်နေတာပဲအိုးဘုန်းကြီးတော်မှာကရုံတုံးသင်္ကန်းပတ်ဒီတိုင်းနေရတော့သောကရှိတယ်ဆိုရင်ငါသောကတော်သေးတာပေါ့ဟောအဲ့ဒါဆိုရင်ပြိဿနင်းနေတော့တတ်တာမသွားဘူးလားအဲ့ဒါကပြိဿရေမြန်မြန်ပြည့်အောင်ဖြည့်တယ်နီးအဲ့ဒီလိုမှမဟုတ်ပဲနဲ့ရုပ်တရားနံတရားရဲ့မမြဲတဲ့ဆင်းရဲတဲ့ငါမပိုင်မှုဆိုတဲ့သဘောအထိရောက်အောင်မှတ်လိုက်ပြီဆိုတဲ့အခါကျတော့တတိပဋ္ဌာန်ကပေးလိုက်တဲ့တောကပြေစေပရိဒေဝပြေစေဆိုတာအဲ့ဒီမှာတဲ့ကြီးတွေ့ပြီပြိဿရေငါမမြဲတဲ့သဘောပဲတနေ့သေအောင်မှလို့သိလိုက်တာနဲ့မသေးခင်နေဖို့စားဖို့ဖြစ်နေရတဲ့လောဘကြောင့်ပူတဲ့တောကဒေါသကြောင့်ပူတဲ့တောကမောဟကြောင့်ပူတဲ့တောကဓာန်ချက်တွေဟာပြိဿရေဖြည့်စရာအနေနဲ့ရမလာဘူးလားငါလည်းပဲပူရင်ပန်ရင်နဲ့ပဲမြန်မြန်ကြီးသေရအောင်မှာငါလည်းပဲမဖြစ်ခင်မသေးခင်လေးပဲဟောဒီတောကဓာန်ချက်ခံရမှာအနိစ္စသဘောမြင်အောင်မှတ်လိုက်ပြီဆိုတဲ့အခါကျတော့တောကဓာန်ချက်ကိုဖြည့်စရာစီးကခန္ဓာကိုယ်ပေါ်မှာပဲတွေ့မသွားဘူးလားအဲ့ဒါပဲဒုပရိသတောကပြည်စည်းအတွက်လောဘပြည်စည်းအတွက်အဝေးကြီးမရှာနဲ့ဘယ်မှာရှိလဲတရားရှာတော့ဘယ်မှာတွေ့တယ်ဩဒါလည်းသိတာပဲကဲအဲ့ဒါဆိုရင်အဲ့ဒီကိုယ်မှာဘယ်နှခါရှာပြီးတရားရှာရင်ဘယ်မှာတွေ့တယ်လဲမင်းတော့ကိုမှတွေ့တယ်လို့ပြောနိုင်ပါရဲ့ကင်နဲ့အဲ့ဒီကိုမှဘယ်နှခါရှာတယ်လဲမေးတဲ့အခါကျတော့ဘာဖြစ်လို့ပြုံးကြတာလဲဘာဖြစ်လို့ပြုံးကြလဲအရှင်ဘုရားတို့ပဲများများကြီးရှာထားပါများများကြီးရှာလို့များများကြီးဟောရင်တပည့်တော်တို့ကအဲ့ဒါလောက်နဲ့ခြေနဲ့ပါပြီအဲ့လိုလားပြိဿရေဟောလဲဟောတယ်နာလဲနာတယ်မောလဲမောတယ်ညောင်းလဲညောင်းတယ်ပြီးတော့လဲပြစ်ထားမယ်ဆိုရင်တော့အရင်မယ်ဟုတ်လားဘာမှမထူးမောတာနဲ့ညောင်းတာပဲဖတ်တယ်မှာလက်တွေ့ကျင့်သုံးဖို့မလိုအပ်ဘူးလားသောကပရိဒေဝနံသမတေကမာယဒုက္ခဒေါမနတနံအထင်ကမာယဟောကိုယ်ဆင်းရဲဆိုတဲ့တရားတွေစိတ်ဆင်းရဲတရားတွေချုပ်ပြောက်ပျက်စီးဖို့ဆိုရင်လည်းပဲဟောဒီအယံမကောအကျဉ်တတိပဋ္ဌာန်လမ်းစဉ်သည်ဧကယနာမကောနှစ်ကြောင်းမကွဲတဲ့တစ်ကြောင်းတည်းသောလမ်းခရီးပါပဲတတိပဋ္ဌာန်တရားဟာပြိဿရေလောဘဒေါသမောဟငြိမ်းယုံနေမဟုတ်ပါဘူးတဲ့တောကပရိဒေဝကိုလည်းကြောစေတယ်ကိုယ်ဆင်းရဲစိတ်ဆင်းရဲဆိုတဲ့လူတွေလက်တွေ့ကြုံနေရတဲ့ဆင်းရဲနှမျိုးကိုလည်းပဲအမြင့်ပြတ်ချုပ်ငြိမ်းသည့်အထိစောင့်ရှောက်ပေးပါတယ်ကဲပရိသတ်ရေကိုယ်ဆင်းရဲလို့စိတ်ဆင်းရဲလို့ဆိုပြီးတော့လမ်းဘက်မှာထွက်ငိုးကြည့်စမ်းလမ်းလာတဲ့လူတွေမေးမယ်အမကြီးဘာဖြစ်လို့ငိုနေလဲကျမစိတ်တွေဆင်းရဲလို့ပါဆိုအမဘာဖြစ်လို့စိတ်ဆင်းရဲလဲဩသာသမီးက9ယောက်ဟုတ်လားကြောင်ထားဖို့ကိစ္စစားဖို့နေဖို့ကိစ္စအကုန်လုံးကျမပူလောင်နေရပါတယ်ဆိုရင်အဲ့ဒီတက္ကမနေပြီးတော့ဟိုအမရေမငိုနဲ့ကျမမှနီးရှိတယ်လို့ပြေးမယ်လို့ထင်တာ
အမကသာသမီဒုက္ခလောက်တယ်တော်သေးတယ်ကျမကအိမ်ကလူဟိုသွားဒီသွားပြန်မလာလို့အစစ်တောင်တိုးသေးတယ်ဟုတ်လားတောကတွေဒုက္ခတွေလမ်းဘေးမှာပြိုင်မှုပဲရှိတယ်ပရိသတ်ကြီးသူနိုင်ကိုယ်နိုင်အပြိုင်ကျဲမှုပဲရှိတယ်ဆင်းရဲတရားတွေကရော့သွားပါမလားမရော့ဘူးဒါကြောင့်ခန္ဓာကိုယ်ကြီးဆင်းရဲတဲ့ဆင်းရဲခြင်းဒုက္ခခန္ဓာကိုယ်ကနေမှီပြီးဖြစ်လာတဲ့စိတ်ဆင်းရဲခြင်းဒုက္ခဆိုတဲ့ဒုက္ခတွေဟာနေ့စဉ်ကြုံနေရတဲ့အခါမှာလူတော်တော်များများဆင်းရဲကိုမနေ့ကမေးထားတယ်ကြောက်သလားကြိုက်သလားဆင်းရဲကိုကြောက်ကြပါတယ်ဆင်းရဲကြောက်တဲ့အတွက်ကြောင့်ဆင်းရဲလွတ်မြောက်ဖို့ရအတွက်ဘာတွေကိုလုပ်ကြသလဲလို့မေးရင်ဘာပြောမလဲစိတ်ဆင်းရဲလို့ဆိုပြီးတော့တရားထိုင်တဲ့လူကတော်တော်နည်းပါတယ်စိတ်ဆင်းရဲလို့ဒကာကြီးတွေဆိုရင်ပြသွားမလဲစိတ်ဆင်းရဲတော့ဒကာကြီးတွေကအရက်ဆိုင်သွားတယ်စိတ်ဆင်းရဲတော့ဒကမာကြီးတွေကဘာလုပ်မလဲဒကာကြီးတွေကအရက်ဆိုင်သွားတယ်ငါလည်းမတက်နိုင်ဘူးချဲတိုင်သွားမယ်ဟုတ်လားစိတ်ဆင်းရဲတော့ပြိဿကြီးအလုံးမပြည့်မှုတွေကြောင့်စိတ်ဆင်းရဲမပြည့်စုံမှုတွေကြောင့်စိတ်ဆင်းရဲလာတဲ့အခါကျတော့ရာနိုးနိုးနဲ့မတက်နိုင်ဘူးရဲ့ဒီ900စားပြည့်လေကုန်မာတို့တရားက9ခွက်လောက်ပတ်ချလိုက်အောင်မယ်ပေါင်းရင်9000ဟုတ်လားပေါက်လားမပေါက်လားတော့မသိဘူးအဲ့ဒီလိုပတ်ရင်းနဲ့ပဲပြိဿဆင်းရဲတိုးလာသလားယော့သွားသလားကဲဒကာကြီးတွေကလည်းတောင်းရင်နဲ့ဆင်းရဲတိုးသွားသလားယော့သွားသလားတောကဖြေတာတွေကလွဲနေသလားတဲ့နေသလားရှိတာဗောပြိဿကြီးဟောဒီယုတ်တရားနံတရားရလာပြီဆိုရင်အခုပြောတဲ့တရားတွေကမလွဲမသွေကြုံရမှာယုတ်တရားရလာတော့ခန္ဓာကိုယ်ဆင်းရဲကြီးကမခေါ်ဘဲနဲ့ကြုံလာလိမ့်မယ်နံတရားရှိနေတဲ့အတွက်စိတ်ဆင်းရဲဆိုတာကအလိုမပြည့်တာတွေဖြစ်သမျှအမြဲတမ်းပေါ်နေလိမ့်မယ်ဒီတော့ကိုယ်ဆင်းရဲတရားစိတ်ဆင်းရဲတရားဆိုတာကိုလည်းပဲကိုကဆင်းရဲကိုဆင်းရဲအမှန်မှန်သိအောင်အဲ့ဒီဆင်းရဲရဲ့လမ်းစားနဲ့ဆင်းရဲရဲ့လမ်းဆုံးကိုသိအောင်ကာယဝေဒနာစိတ်ဓာတ်မှာတတိပဋ္ဌာန်တရား၄ပါးနဲ့မပွားသမျှကာလပတ်လုံးသောကဖြည့်စေအစစ်တွေ့ပါမလားမတွေ့ဘူးပြိဿကြီးစိတ်တွေများတစ်ခါတစ်ခါဆင်းရဲလိုက်တာတော်တော်ကိုဆင်းရဲပါတယ်စိတ်တွေဆင်းရဲလုံးလို့တစ်ခါတစ်ခါကျရင်မနေနိုင်ဘူးပြင်းပြင်းနဲ့တယ်လီဖုန်းတွေရှောက်ဆက်ကိုယ်နဲ့ရင်းနှီးတဲ့ဒကာကြီးတွေဒကာမကြီးတွေဟိုပြောဒီပြောရင်ဖွင့်ပေါ့ဟုတ်လားရင်ဖွင့်လိုက်တော့လေပြိဿပေါ့သွားသလိုနဲ့တယ်လီဖုန်းကျသွားတော့ပြန်ရောက်မလာဘူးလားပြန်ရောက်လာတာပဲအဲ့တော့တခါကျရင်အလိုမပြည့်လို့ရှိရင်ပြိဿမှတ်ထားသာသမီပဲဖြစ်ဖြစ်စီးပွားဥစ္စာပဲဖြစ်ဖြစ်အိမ်ပဝန်းကျင်ပဲဖြစ်ဖြစ်ဟိုဒီပဲဖြစ်ဖြစ်ဟုတ်လားအလိုမပြည့်လို့ဒေါသတွေဖြစ်လာရင်ပြိဿကြီးကိုယ်ဆင်းရဲစိတ်ဆင်းရဲတွေဖြစ်မလာဘူးလားဖြစ်လာရင်ဘသူမှဘာမှပြောမနေအခန်းထဲဝင်ဘုရားကုံတော်များများပွားပြီးတော့အရဟံကိလေသာကင်းတော်မူသောမြတ်စွာဘုရားအရှင်ဘုရားမှာလောဘဒေါသမောဟမာနကိလေသာတွေကင်းတော်မူလို့ချမ်းသာလိုက်တာတပည့်တော်လည်းလောဘဒေါသမောဟမာနမြန်မြန်ကင်းပါစေဘုရားအဲ့ဒါလေးကိုပဲအကျဉ်းချင်းပွားအကျဉ်းချင်းရွတ်အကျဉ်းချင်းပွားနေပြိဿကြီးအဲ့ဒါမှတဖြည်းတဖြည်းသက်တာလားဟုတ်လားတခါတခါကျရင်ဥစဉ်တို့မှာအများကြီးပဲဘာကွင်နေဥစဉ်တွေကိုအလိုမပြေတာနောက်ဆုံးများအကြောင်းမှာကိုကွန်ဆက်ရှင်လုပ်နေတယ်အလူမီနီယံသမားသဘောမကျဘူးကျွေရကတဲ့ကောင်သဘောမကျဘူးသူကလုပ်နေတာကိုကသဘောမကျတာဆိုကိုပြောရင် तू ကရွက်လိုက်ရင်ကိုကရွက်မှန်းတယ်ခုနကပြောတဲ့မာနပေါ့ဘာပြောတာတက်ရွက်လုပ်နေတာကျတော့ဒေါသဖြစ်တော့ထိုးလို့ကြည့်လို့လည်းမဖြစ်ဟုတ်လားအဲ့တော့မတက်နိုင်ကိုဒေါသနဲ့ကိုပင်မတော့အခန်းထဲသွားဂုံတော်ပဲများများပွားပြီးတော့နိုင်ဝက်တနိုင်လောက်အခန်းပိတ်နိုင်မှသက်တာလားလိမ့်နိုင်ဥပိ္ပခာတရားလေးနဲ့နေပေးကြည့်မသက်တာဘူးလားဒါကမြန်မြန်သက်တာတဲ့နေအဲ့ဒီလိုမဟုတ်ပဲနဲ့ကာယဝေဒနာစိတ်ဓာတ်မှာမိမိရဲ့စိတ်ထဲမှာဖြစ်ပေါ်နေတဲ့အလိုမပြေမှုဒေါသကြောင့်ဆင်းရဲတဲ့သဘောတရားတွေအဲ့ဒီဒေါသကြောင့်ပင်ပန်းနေတဲ့သဘောတရားတွေကိုစိတ်ရဲ့မမြဲတဲ့သဘောရုပ်ရဲ့မမြဲတဲ့သဘောတွေကိုအာယုံပြုလို့ရှုမှတ်လိုက်မယ်ဆိုရင်ဉာဏ်ပါတဲ့ဖြည့်ဆည်းခြင်းတွေရမသွားဘူးလားအေးဒါကြောင့်အလုံးသောဒုက္ခဓမ္မပေါင်းသူတော်ကောင်းတွေကိုယ်ဆင်းရဲတရားစိတ်ဆင်းရဲတရားတွေနှိမ့်ဆက်လာရင်လည်းပဲအဝေးကြီးကိုပြေးပြီးတော့ဆင်းရဲပြေကြောင်းနေရှာမနေနဲ့ဘုရားရှင်ကိုယ်တော်မြတ်မိန့်တော်မူထားတဲ့တတိပဋ္ဌာန်တရား၄ပါးသည်တောကဖြည့်စည်းအစစ်ပါပဲဟုတ်လားမဟုတ်ဘူးလားဒီတော့ဒီတရားတွေဟာအခုပြောတဲ့လောဘဒေါသမောဟမာနကိုငြိမ့်စေတယ်နည်းစေတယ်လောဘဒေါသမောဟမာနတဆင့်ကျော်ပြီးတော့တောကပရိဒေဝကိုကျော်လွှားစေတယ်ကိုယ်ဆင်းရဲစိတ်ဆင်းရဲကိုချုပ်လွှားစေတယ်ဆိုတဲ့သဘောတရားတွေဟာလူသားတိုင်းနေ့စဉ်နေ့တိုင်းကြုံမနေဘူးလားကြုံနေတယ်ဒီတော့လူလည်းကြုံနေတယ်ဘုန်းကြီးလည်းကြုံနေတယ်ကြုံနေတဲ့အဲ့ဒီလောဘဒေါသတောကပရိဒေဝဒုက္ခဒေါမနတဆိုတဲ့တရားဆိုးတွေကိုလွတ်ထားကြည့်စမ်းပါပြိဿရဲ့နေ့စဉ်နေ့တိုင်းမပင်ပန်းဘူးလား
တခြားနည်းတွေနဲ့ဖြည့်စမ်းမှာကြိုက်တဲ့လောက်ဖြည့်ပြိဿကြီးခုနကပြောတဲ့ဘေးရင်မင်းမလားမေးအောင်ပင်လေကန်းစားမှာသွားပြီးတချင်းလေးဆိုပြီးတော့အပန်းဖြည့်မလားဖြည့်လိုက်အောင်အရက်ဆိုင်သွားပြီးတော့စိတ်ကြိုက်တောက်မလားတောက်လိုက်အောင်ချဲတိုင်းသွားပြီးတော့ရှိသမျှအကုန်ပေါင်ထိုးမလားထိုးလိုက်အောင်ပြိဿကြီးပြေမလားခဏလေးပဲပြိဿကြီးခဏလေးပဲပြေတယ်ထင်ပြီးတော့အချိန်တန်းကြတော့မခေါ်ဘဲနဲ့ပြန်ရောက်လာတာပါပဲမမြဲတဲ့သဘောဆင်းရဲတဲ့သဘောငါမပိုင်မှုဆိုတဲ့သဘောတရားကိုဉာဏ်ထဲမှာကွက်ကွယ်ကွင်းကွင်းနဲ့မမြင်သမျှကာလပတ်လုံးအလုံးတော်တို့တရားဓမ္မပေါင်းသူတော်ကောင်းတွေတောကဖြီနည်းတွေမှားနေပါတယ်မြန်မြန်လေးပြင်လိုက်ပါဟုတ်ရဲ့လားပြီးတော့တောကပရိဒေဝဒုက္ခဒေါမနတကိုဆင်းရဲစိတ်ဆင်းရဲတဲ့အထိတရားတွေကိုဖြည့်ပေးနိုင်တာဗာတရားကဖြည့်ပေးမလဲအထုတ်ပြီးပြီလားအထုတ်တယ်ဟောမယ်ခုတနာကြီးကြော်သွားပြီဟုတ်လားဒါပေမဲ့ဒီနေ့ညကတော့နောက်ဆုံးပိတ်အိတ်နဲ့လွယ်တော့ပွဲသိမ့်မယ်ဟောရတော့မှာပဲဟုတ်လားဒါဆိုရင်ပြိဿညာယတာအဓိကမာယမဉ္ဇဉ်ဘုံဉ္ဇဉ်ရဖို့ဆိုရင်လည်းပဲဟောဒီတရားပါပဲတို့ပြိဿတောင်းနေတဲ့နိဗ္ဗာန်ကိုမျက်မှောက်ပြုဖို့ရန်ဆိုရင်လည်းဟောဒီတတိပဋ္ဌာန်တရားပါပဲဘလောက်မြန်အောင်ဖို့ကောင်းလဲကျွတ်တို့မြတ်စွာဘုရားဟိုလူတွေတောင်းနေတဲ့နိဗ္ဗာန်ကိုတန်းပြီးတော့ပေးလိုက်တာမဟုတ်ဘူးမင်းတို့နိဗ္ဗာန်မရသမျှကာလပတ်လုံးဘဝတန်တရာထဲမှာကျင်လည်နေရရင်လူဖြစ်လိုက်နတ်ဖြစ်လိုက်ခွေးဖြစ်လိုက်ဝက်ဖြစ်လိုက်ခန္ဓာတွေအမျိုးမျိုးရရင်အဲ့ဒီဇာတိဆိုတဲ့ပဋိသန္ဓေနေလို့ခန္ဓာကြီးရလာရင်စရာအိုခြင်းဗျာတိနာခြင်းမရဏသေခြင်းဆိုတဲ့တရားတွေကြုံအောင်မှာဒီတရားတွေကြုံတိုင်းမင်းတို့အတွက်ဟောလောဘတွေလာလိမ့်မယ်တောကတွေလာလိမ့်မယ်ပရိဒေဝတွေလာလိမ့်မယ်ကိုယ်ဆင်းရဲစိတ်ဆင်းရဲတွေလာလိမ့်မယ်ဒီတရားနဲ့အထုတ်ကြစမ်းကွာတဲ့လက်တွေ့ဘဝကိုကျွတ်တို့မြတ်စွာဘုရားမကယ်ခဲ့ဘူးလားအဲ့ဒီကနေတဆင့်မြင့်ဒုက္ခခတ်သိအကုန်ကြီးနဲ့နိဗ္ဗာန်ကိုသွားခြင်းနဲ့ဆိုရင်လည်းနိဗ္ဗာန်ရောက်ဖို့အတွက်မညွန်ခဲ့ဘူးလားဘုရားကတော့မပေးခဲ့ဘူးလားမယူတာဘာလို့လဲဘာဖြစ်လို့လဲဟမ်ငယ်သေးလို့လားငယ်သေးလို့ပါဘုရားဟုတ်လားလေဘင်းကတုံးနေပြီငယ်သေးလို့ပဲပြောတယ်ဟုတ်လားအဲ့တော့ပြိဿစဉ်းစားတော့ဦးဇင်းတို့မြတ်စွာဘုရားဘဝထဲမှာနေ့စဉ်ကြုံနေရတဲ့တောကတွေကိုလည်းဖြေဖို့ရန်အတွက်ဖြည့်ဆည်းပေးခဲ့တယ်ဘဝတန်တရာကလွတ်မြောက်စေခြင်းလုံးလို့လွတ်မြောက်ခြင်းလုံးလို့ကြိုးစားနေတဲ့သူတော်ကောင်းတွေအတွက်လည်းမဉ္ဇဉ်ပူဉ္ဇဉ်ရဖို့မင်းတို့တခြားတရားစဉ်းစားမနေနဲ့ဟောဒီတတိပဋ္ဌာန်တရားပဲအားထုတ်กว่าဆိုတော့တောကကိုလည်းပြည့်စေတယ်မဉ္ဇဉ်ပူဉ္ဇဉ်လည်းရစေတယ်နိဗ္ဗာန်ကိုလည်းမျက်မှောက်ပြုစေတယ်ဆိုတော့တခုတည်းနဲ့ပြီးတဲ့တရားလောကကြီးမှာရှားစရာလိုသေးလားခင်ဗျားတို့ကကော်ဖီမစ်တော့ဘာရေးထားလဲ3 in 1ရေးထားတယ်ဟောဒီမှာကျွတ်တော်မြတ်စွာဘုရား7 in 1ဟုတ်လား7ခုနှစ်ချက်လောက်လိုက်တာနဲ့တစ်ခုလုံးအကုန်လုံးပြီးသွားတယ်ပြိဿရဲ့7 in 1တောကလည်းပြည့်စေတယ်ဒုက္ခလည်းငြိမ့်စေတယ်သောတပတိမဉ္ဇဉ်ဘုံဉ္ဇဉ်စားတယ်မဉ္ဇဉ်ဘုံဉ္ဇဉ်လည်းရစေတယ်အကုန်လုံးတောင်းနေတဲ့နိဗ္ဗာန်လည်းရောက်စေတယ်7 in 1ဒီတရားတစ်ခုပဲကြိုးစားအကုန်လုံးရမယ်ပြိဿရဲ့ယူမလားတကယ်လားဒါဆိုရင်ပြိဿသောကပရိဒေဝနံဆိုရင်သောကကိုကျွေးခြင်းပရိဒေဝတရားတွေကိုသမတိကမယကျော်လွှားနိုင်ဖို့ရန်ဒုက္ခဒေါမနတာအနံကိုဆင်းရဲတရားစိတ်ဆင်းရဲတရားတွေကိုအထင်ကမယချုပ်ပြောက်ဖို့ရန်ညာယတာအဓိကမယမဉ္ဇဉ်ဘုံညာကိုရဖို့ရန်နိဗ္ဗာန်တာသစ္စိကရဏတာယနိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်ဖို့ရန်အယမကောငါဘုရားဟောကြားလိုက်တဲ့အကျင့်တတိပဋ္ဌာန်လမ်းစဉ်သည်ဧကယနာမကောနှစ်ကြောင်းမကွယ်တဲ့တကြောင်းတည်းသောလမ်းခရီးပါဟူ၍ဘဂဝါဘုန်းတော်6ပါးသခင်ဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်ပြာကတိကောင်းစွာမသွေမိန်ကြတော်မူခဲ့ပါပေသတည်းဝေဒိသောကာရီကျုံလာရင်ဖိရင်မေးစရာလိုသေးသလားရရချေစရာလိုသေးသလားဟိုဒီဒီမျောစရာလိုသေးသလားဘာလုပ်မလဲတတိပဋ္ဌာန်တရားအထုပါဒီတော့ဦးစင်းကတောကဖြည့်စည်းကိုပဲပေးနိုင်ခဲ့မှာပြောနိုင်ခဲ့မှာအဲ့ဒီတောကဖြည့်စည်းကိုအနုစိတ်ဘာနဲ့ဖော်ဆက်ဘလို့တော့ဘယ်ချိန်မှတော့ဘယ်နေ့ခါမှဈဉ္ဉံတော့ဘလို့တော့ထိုင်တော့ဘလို့တော့ရက်တော့ဘလို့တော့ဆိုတဲ့နီးရတော့တောက်တဲ့နီးတွေအကုန်သိခြင်းမာဇိယိတာကြီးကိုသွား
ဟုတ်လားရိတ်တာကြီးမသွားနဲ့ရိတ်တာခွဲတွေသွားဘယ်မှမသွားရင်မစ္စည်းမခွင်ကိုလာခဲ့ဟုတ်လားဆေးကိုထောင်းတိုက်လိုက်မယ်ချက်ချင်းကိုအိမ်မပြန်နိုင်အောင်ဟုတ်လားဒါကြောင့်ပြိဿဒီနေ့ညအနေနဲ့ကအနုစိတ်ဟောရင်ကလေးတွေပြင်းသွားမယ်ဟုတ်လားဒါကြောင့်အာလုံးတော်တို့တရားဓမ္မပေါင်းသူတော်ကောင်းတွေအားကြနိုင်ဖို့ရန်အဲ့ဒီသောကတွေပြင်းငိမ့်သွားစေတဲ့အကြောင်းဒုက္ခတွေလွတ်မြောက်သွားတဲ့အကြောင်းမဉ္ဇဉ်ဘုံဉ္ဇဉ်မျက်မှောက်ပြုလို့နိဗ္ဗာန်တိုင်အောင်ရောက်သွားနိုင်တဲ့ဇာတ်ကြောင်းလေးတစ်ခုနာကြားကြည်ညိုရအောင်နာအောင်မလားနာအောင်မယ်တဲ့နာအောင်မယ်ဆိုရင်ဟောမှာမြတ်စွာဘုရားလက်ထက်ကပြိဿရေပတိနတိကောသလမင်းကြီးဆိုရင်ဒုပရိသသိပြီးသားပဲသိပြီးသားလားဘယ်ရောလားဟန်လာရဲ့မောဟောရှင်မင်းမဲ့လေကိုယ့်မြို့နေရလို့ပြောရင်နဲလားဟမ်လူကြီးဖြစ်သွားတယ်ကိုယ့်မြို့နေရဆိုကြွားလို့သိကောင်းတာပဲမကောင်းဘူးလားပတိနတိကောသလမင်းပစ္စာတိသားလေကမယုတ်မြို့နယ်၄ရက်ကွဟန်လာရဲ့မောပါဗျာဟုတ်လားပတိနတိကောသလမင်းကြီးရဲ့လက်ထက်တိုင်းပြည်ရဲ့အစွန်ဖျားတွေမှာသဘုံရံတွေထကြွတောင်းကျမ်းတဲ့အခါတန်တတိစစ်တီယူကြီးလို့ခေါ်တဲ့တန်တတိအမတ်ကြီးကိုပတိနတိကောသလမင်းကအမိန့်ပေးတယ်ဟဲ့တန်တတိအမတ်ကြီးစစ်ဦးစီးမှုအနေနဲ့အဲ့ဒီသဘုံရံကိုသွားပြီးတော့တိုက်ခိုက်စီဆိုပြီးတော့တောင်းပေးလိုက်တာတန်တတိအမတ်ကစီကျွမ်းကျင်တဲ့ပုဂ္ဂိုလ်ကြီးဖြစ်တဲ့အတွက်သဘုံရံကိုအကုန်လုံးဖြိုခွင်းပြီးတော့အနိုင်တိုက်လာလိုက်တာအောင်ဝဲနဲ့အတူပြန်လာတဲ့တန်တတိအမတ်ကိုဘယင်ပတိနတိကောသလမင်းကဆုတော်လက်တော်ချတယ်ပြိဿရေဘွယ်သူဂုံသူတွေပေးတယ်ပေါ့ဟုတ်လားဘာဘွယ်သူပေးလိုက်လဲဆိုရင်ငါရှင်မင်းရဲ့တိုင်းစုံပြည်များကသဘုံရံတွေကိုကာကွယ်တဲ့အတွက်တိုင်းပြည်ရဲ့အပေါ်မှာခံစား권ရှိတယ်ဒါကြောင့်မင်းကိုဒီကနေ့ကစပြီးတော့9ရက်တိတိမင်းကိုမင်းစားနဲ့ရှင်မင်းရာထူးပေးမယ်အလွန်ချောမောလှပတဲ့မိန်းကလေးတယောက်ကိုမင်းရဲ့အသုံးတော်ကဖြောပြေဖို့အရာအတွက်ငါရှင်မင်းဆက်သက်ပေးလိုက်မယ်ဆိုပြီးတော့ပြိဿရေပတိနတိကောသလမင်းကတန်တတိအမတ်ကိုဘာရာထူးပေးတယ်ရှင်မင်းရာထူးမင်းမြောက်တစား၅ပါးဆင်ပြီးတော့အလွန်လှပချောမွေ့ပြည့်ပြည့်အကအဆူကောင်းတဲ့ကကြည်တဲ့လေးတယောက်ကိုပါစနီးမယားအဖြစ်နဲ့နေဖို့ရန်အတွက်ပေးလိုက်တယ်ဘယ်နှရက်ရလဲ9ရက်ဟုတ်လား9ရက်ရတော့ဟိုမှာစစ်သူကြီးဆိုတော့တန်တတိအမတ်လည်းခမများတို့ဝါသနာပါတဲ့အတိုင်းပေါ့ဗျာသူလည်းအတော့စားလေးတော့ပဲခင်းမလဲဟုတ်လားရှင်းရသင်မျက်နာပြင်မှာတောက်လာတဲ့အကျင့်ကလည်းပါလာတယ်ရှင်မေရာထူးလည်း9ရက်ရလိုက်ပြီဆိုတော့တန်တတိအမတ်ကြီးတဲ့တောက်လိုက်စားလိုက်ပြောလိုက်ပါလိုက်နဲ့ကညာလေးအောင်ရမသွားဘူးလားလက်မပြည့်ပြည့်ချောမောပြီးတော့အပြောကောင်းအဆိုကောင်းအကာကောင်းနဲ့ဇနီးမယားလေးပါရလိုက်တဲ့အခါတန်တတိအမတ်ဂျွန်းဆိုင်အောင်တောက်ပြီးတော့အကာခိုင်းအဆိုခိုင်းဖြောပြေခိုင်းပြီးတော့ရှင်မင်းစည်းစိမ်ကိုခံစားလိုက်တာပြိဿရေဘယ်နှရက်ကြာသွားလဲဆိုရင်9ရက်ပြည့်တဲ့နေ့ရောက်လာပြီဘယ်နှရက်ရောက်လာ9ရက်ပြည့်တဲ့နေ့ရောက်လာတဲ့အခါကျတော့ဒီနေ့တော့9ရက်ပြည့်ပြီနောက်ဆုံးနေ့ဖြစ်တဲ့အတွက်ခုနကပြောတဲ့ကကြည်သေးလေးကိုလည်းဆင်ပေါ်မှာတင်တန်တတိဘယင်တန်တတိအမတ်ကြီးလည်းပဲဆင်ပေါ်မှာစီးပြီးတော့ရေချိုးစိတ်မှာသွားပြီးတော့ရေကစားအောင်ပါပြိဿရေဘာလို့မှလဲရတဲ့ဟာတော့အကုန်ယူတာပဲဟုတ်လား9ရက်ပြည့်ကနေအထိတကားရေချိုးစိတ်မှာသွားပြီးတော့ရေကစားထွက်ဖို့ရေကစားဖို့ရန်အတွက်ဆင်ကြီးနဲ့ထွက်လာတဲ့အခါသုံးလောကဒေါတာရှင်တော်မြတ်ဘုရားကလည်းနောက်ပါသံဃာပြစွာခြံရတော်မူလို့သာဝတိမြို့တွင်ကိုဆွမ်းခံလှည့်လည်ကြွလာတဲ့အချိန်ဘုရားနဲ့သံဃာတွေကလည်းဒီဘက်လမ်းကနေတန်းစီပြီးတော့ကြွလာတယ်ခုနကပြောတဲ့တန်တတိအမတ်ကြီးဘဝကနေရှင်မင်းရာထူး9ရက်ရထားတဲ့အမတ်ကြီးကလည်းပဲရှင်ကြီးဘဝနဲ့ကကြည်တယ်လေးနဲ့ကြွလာတဲ့အခါမှာဘုရားကိုမြင်တော့တန်တတိအယုသေပြုပါတယ်ဟုတ်လားအယုသေပြုဖို့ဘာလုပ်လဲဆင်ဘော်ကနေဆင်းပြီးတော့အယုသေပြုတာပေါက်ထားတဲ့အရှင်ကမသိသေးတော့ရိုင်တိုင်နဲ့ဆင်းလာတာပေါ့ဟုတ်လားရိုင်တိုင်နဲ့ဆင်းလာတဲ့တန်တတိအမတ်ကိုကြည်ပြီးတော့ရှင်တော်မြတ်ဘုရားကအာရပါရပြုံးတော်မူပြီးတော့ရှင်တော်မြတ်ဘုရားအာရပါရပြုံးနေတာကိုဘယ်သူသိလဲဆိုတော့အရှင်အာနန္ဒာကသိတယ်ဒီတော့တန်တတိအမတ်ကြီးလည်းသူ့လမ်းသူဆက်ကြွသွားဘုရားရှင်ကိုယ်တော်မြတ်နဲ့သံဃာတွေလည်းဒီဘက်ကိုဆက်ကြွလာတဲ့အခါအရှင်အာနန္ဒာမထေရမြတ်ကဘုရားရှင်ကိုယ်တော်မြတ်ကိုလျှောက်တော်မူပြီးဘုံတော်ကြီးတော်မူသောမြတ်စွာဘုရား
သွားတော်40ဆွဲတော်လေးစုပေါ်အောင်ပြုံးတော်မူလိုက်ပါတယ်ဘယ်ချင်းရာကြောင့်ပြုံးတော်မူရပါသလဲဖရာအရှင်အာနန္ဒာလျှောက်ပြီဒီတော့မြတ်စွာဘုရားကညီဝအာနန္ဒာမင်းတို့မြင်လိုက်ရတဲ့ရှင်မေရာတို့9ရက်ရလိုက်တဲ့ဟောဒီတန်တတိအမကြီးသည်ဒီကနေ့ပဲငါဘုရားရဲ့ထံမောက်ကိုအရောက်လာလိမ့်မယ်ပြိဿတန်တတိအမတ်ဘေကိုလာမလဲငါဘုရားဓမ္မကိုရောက်လာတဲ့အချိန်လေးပါဒပါရှိတဲ့ဂါထာလေးတစ်ပုဒ်ကိုနာကြားလိုက်တာနဲ့ကိလေသာကင်းတဲ့ယဟန္တာဤဘဝကိုရလိမ့်မယ်ဟောဘုရားဓမ္မရောက်လာတော့ဂါထာဘဏ္ဍခါထာနာတယ်လေးပါဒရှိတဲ့တခါထာပဲနာလိုက်တာတရားဆိုရင်ဘာဖြစ်မလဲယဟန္တာမထေရမြတ်ကြီးဖြစ်တာတောင်မှမင်းမြောက်တန်စာ၅ပါးကိုဝတ်ဆင်ထားတဲ့အသွင်အပြင်းနဲ့လူဝကြောင့်ဘဝနဲ့ယဟန္တာဖြစ်မှာပြိဿရဲ့ဘယ်အသွင်နဲ့ဖြစ်မှာလဲလူဝကြောင့်ဘဝနဲ့ယဟန္တာဖြစ်ပြီးတဲ့နာယီပိုင်းအတွင်းမှာပဲကောင်းကင်မှာထပ်ခုနှစ်ပြားမြင့်တဲ့နေရာမှာတက်ပြီးတော့ပြိဋိဘံစံနိုင်မယ်လို့မြတ်စွာဘုရားကအကြောင်းပြည့်ပြည့်စုံစုံနဲ့ဟောကြားလိုက်တာဒီကနေ့တန်တတိအမကြီးငါဘုရားတန်ကိုရောက်လာလိမ့်မယ်ငါဘုရားနဲ့တွေ့ရင်ခါရတပုတ်ကိုတရားနာကြလိမ့်မယ်တရားဆိုရင်တန်တတိအမလူ့ကြောင့်ဘဝမင်းမြောက်တန်စာ၅ပါးပြည့်ပြည့်စုံစုံနဲ့ကိလေသာကင်းတဲ့ယဟန္တာဖြစ်လိမ့်မယ်အဲ့ဒီမင်းမြောက်တန်စာ၅ပါးပြည့်ပြည့်စုံစုံနဲ့ပဲကောင်းကင်မှာထန်း9ပြားမြင့်တဲ့နေရာမှာတက်ပြီးတော့တင်ပလင်ခွေအနေအထားနဲ့ပဲပြိဋိဘံစံဝင်လိမ့်မယ်စကလုံးတွေဟာပြိဿရဲ့လောကမျက်လုံးတွေလောကနားတွေနဲ့လက်ရှိတွေ့နေရတဲ့ပုံစံနဲ့ဆိုဆန့်ကျင်မနေဘူးလား9ရက်လုံးမူးအောင်တောက်ပြီးတော့ဟုတ်လားနေနေတဲ့တန်တတိအမတ်ကိုမြတ်စွာဘုရားပေးလိုက်တဲ့ဗျာတိစကားတွေဟာလူတွေအတွက်အပတ်တမဲ့တရားမရှိရင်ယုံစရာကောင်းမှမလားမလီဒီလောက်တောက်ပြီးဒီလောက်ပွေနေတာကြီးဘယ်လိုလုပ်ရဟန္တာဖြစ်မလဲခင်ဗျားတို့ဆိုရင်ပြောလားမပြောလားပြောပါဘူးအေးအဲ့ဒီလိုပဲမြတ်စွာဘုရားရဲ့စကားတော်ကိုယုံကြည်မြတ်စွာဘုရားရဲ့တကုတော်ကိုယုံကြည်တဲ့ယဟန်နေနဲ့လူတွေကတော့တန်တတိအမကြီးရဲ့ဖြစ်လာမဲ့နောက်ကြောင်းတွေအတွက်မျှော်လင့်ကြီးစွာနဲ့ဆောင်စားနေတယ်မိစ္ဆာဒိဋ္ဌိမြတ်စွာဘုရားကိုဆန့်ကျင်နေတဲ့ပုဂ္ဂိုလ်တွေကတော့ဟာဂေါရမကြံတဲ့စကားတွေတုန်းကတော့မှန်ရင်မှန်မယ်ဒီစကားကတော့ဒါမုတ္တဝါဒလုံးလုံးဖြစ်နေတော့ပြီဘယ်လိုမှမဖြစ်နိုင်ဘူးဒီလောက်တော့မူးနေတဲ့တန်တတိအမတ်ကဘယ်လိုလုပ်ကိလေသာကင်းတဲ့ယဟန္တာဖြစ်မလဲဖြစ်အောင်တော့ကွာကောင်းကင်မှာတင်မလင်ခွေအနေထားနဲ့ပြိဋိဘံစံအောင်ပါတယ်ဘယ်လိုမှမဖြစ်နိုင်တာကြီးပဲဂေါရမကိုဒီကနေ့ပဲငါတို့တွေသိက္ခာချလို့ရတော့မှာတဲ့မိစ္ဆာဒိဋ္ဌိတွေကလည်းပြိဋ္ဌသူတို့အကြံနဲ့စိတ်ဝင်စားစောင့်နေတယ်ဒီတော့နှစ်ဖက်လုံးစောင့်မနေဘူးလားဗုဒ္ဓဘာသာဝင်မြတ်စွာဘုရားကိုယုံကြည်ကြည်ညိုလေးစားတဲ့ပုဂ္ဂိုလ်တွေကလည်းမြတ်စွာဘုရားပြောတဲ့အံ့ဖွယ်သရေတွေကိုစောင့်စားဖူးမြော်ဖို့ရန်အတွက်မျှော်လင့်ချက်ကြီးစွာနဲ့စောင့်နေတယ်မိစ္ဆာဒိဋ္ဌိပုဂ္ဂိုလ်တွေကလည်းမုဒ္ဒဝါဒနဲ့ဆွဆွဲဖို့ရန်အတွက်စောင့်နေပြန်တယ်အဲ့ဒီလိုနဲ့မြတ်စွာဘုရားလည်းဆောင်းငံကြွသူเจ้าသူပြန်ကြွပေါ့တန်တတိအမတ်ကြီးကလည်းရေချိုးစိတ်မှာသွားပြီးတော့ကကြေတယ်မာလေးနဲ့ရေချိုးပြီးတော့ပြိဿရဲ့နန်းတော်မပြန်သေးဘူးလမ်းခုလက်မှာဥယျာဉ်ကြီးတစ်ခုရှိတဲ့အခါဥယျာဉ်ကြီးတစ်ခုအတွင်းမှာဝင်တို့ဒီနေရာလေးမှာပဲနှစ်ယောက်သားအပန်းဖြေကြရအောင်နဲ့ဟုတ်လားစီစိန်ကုံငါနီးအထိတန်တတိအမတ်ဟုတ်လားအဲ့တော့သူကတော့ကားရည်တယ်မာလေးကိုတန့်ပြအောင်ရေလဲချိုးပြီးဖိလိမ့်ပြီးကားရည်တယ်မာလေးကဒီကနေ့ပဲနောက်ဆုံးဒီလင်းတော်မောင်နဲ့ပဲအသုံးတော်ခံရမှာဆိုဒီကနေ့တော့အာရပါရနဲ့ငါလဲကလိုက်မယ်အသုံးတော်ခံလိုက်မယ်ဆိုပြီးပန်းချံထဲမှာတန်တတိအမကြီးကလည်းအမှုမပြည့်တဲ့ပြင်မျက်လုံးစင်စင်ရိုင်တိုင်တိုင်အနေအထားနဲ့ခါစားတာကိုဖူးတွေးဖူးခံနေတဲ့အချိန်ကားရည်တယ်မာလေးကလည်းကလိုက်တာပြိဋ္ဌာန်9ရက်လုံးအသုံးတော်ခံရတော့ရုပ်တရားဟာလိုက်နိုင်မှာမလားအေးဒီမဝအကတွေများတော့ပင်မနွမ်းနေနေတဲ့ရုပ်တရားစောစောကရေမိုးချိုးလို့တန့်စင်လို့နာပဲလာ냐တော်လဲပရိသတ်၏အာအင်းဤကုန်ခန်းသွားတော့မတ္တကဒိုင်ကနေလဲကျသွားလိုက်တာခုခေတ်လိုပြောရင်လေတင်လုံးဖြတ်ပြီးတော့ကာကြီးတယ်မာလေးကပါဇက်ကြီးဟာသာအဟောင်းသားကြီးနဲ့ပလက်ကြီးလမ်းပြီးနေတဲ့အခါမှာတန်တတိအမကြီးလည်းပြန်တော့ဟဲ့လောက်ကြပါဦးငါကာကြီးတယ်မာလေးဘိုင်းကနေလွဲသွားပြီးလာကြပါအောင်ဆိုကျန်တဲ့မူဒီမတ်ရရဲ့အနာလာကြီးဟိုစန်းဒီစန်းဆန်းလိုက်တော့
မင်းကြီးတဲ့ကကြီးတယ်မာလေးဟာအသက်သေဆုံးသွားပါပြီပြိဿကကြီးတယ်မာလေးဘာဖြစ်သွားလဲဟောခုနှစ်ရလုံးလုံးအသုံးတော်ခံအဆိုတွေအကတွေအပြုံးတွေအငိုတွေအမဲတွေနဲ့အသုံးတော်ခံလာလိုက်တာစောစောကမိနစ်ပိုင်းလေးအထိရေချိုးစိမ်မှာရေချိုးရင်းနဲ့ပျော်မြူးခဲ့သေးတယ်အခုအချိန်နဲ့ရှင်မင်းရာတို့မှာ9ရက်တောင်းမှတဲ့တဲ့မပြေသေးတဲ့အချိန်ကားကြီးတယ်မလေးနဲ့သေခွဲခွဲသွားရလားရှင်ခွဲခွဲသွားရလားသေခွဲခွဲရပြီဆိုတော့ပြိဿရေတန်တတိဘယင်တန်တတိအမတ်ခံစားနိုင်ပါမလားခံစားနိုင်ပါမလားကိုချင်းချာကြည့်ပေါ့ပြိဿရေကိုချင်းစာကြည့်ပေါ့ဒီတော့တန်တတိအမတ်ဘယ်လို့မှမခံစားနိုင်ဘူးဟိုတော့ကအတူနေအတူပြောအတူဆိုအတူကခဲ့တဲ့အကြောင်းလေးတွေတယောက်နဲ့တယောက်အတူတော့အတူတက်ခဲ့တဲ့အကြောင်းလေးတွေတွေးပြီးတော့တန်တတိပြောလိုက်ငိုလိုက်ပြောလိုက်ငိုလိုက်ဘယ်လိုမှဖြေစရာမရတဲ့အခါမှာငိုရင်နဲ့ပင်ပန်းလာတဲ့အခါကျတော့တတိဝင်လာပြီ။ဩငါရဲ့ရှင်မင်းရာတို့ကလည်းဒီကနေ့9ရက်ပြည့်တော်မယ်ငါ့ကိုပဲမူကြီးမတ်ရာတွေကမှလည်းအငိုတိတ်ဖို့ရအတွက်အပိနိုင်စွမ်းမရှိကြပါလားဒီတော့ငါသောကကိုဖြည့်ပေးနိုင်တဲ့ပုဂ္ဂိုလ်ဟာမြတ်စွာဘုရားပဲရှိမယ်တဲ့တန်တတိအမတ်ဖယားကိုတော့မကြည်ညိုဘူးလားကြည်ညိုပါဘူးဒါကြောင့်ငါရင်ထဲမှာပူလောင်နေတဲ့ဟောဒီသောကငါရင်ထဲမှာခံစားနေရလို့အငုံမတိတ်နိုင်တဲ့ငါရဲ့ပရိဒေဝမျက်ရည်တွေသောကတွေကျော်လွှမ်းနိုင်မှုအမြင့်လုံးအိမ်ကမျက်ရည်တွေခြောက်ခမ်းသွားနိုင်မှုကိုယ်စင်ရဲ့စိတ်တဲ့တရားတွေချုပ်သွားနိုင်ဖို့ရန်အတွက်ငါရဲ့အကုရာသည်ဖယားမတပါအခြားမရှိတော့ဘူးဒီတော့ဘုရားထံငါသွားမှပဲငါ့ကိုဘုရားထံလိုက်ပို့ကြစမ်းပါဆိုတော့မူကြီးမတ်ရာတွေဝန်းရံပြီးတော့တန်တတိအမတ်ကြီးတန်တတိရှင်မရင်ပဲရှိသေးတယ်ပြိဿကြီးဘယ်ကိုရောက်သွားလဲဟောပြိဿကြီးဘယ်ရောက်သွားပြီလဲစောစောကဘုရားမှာပြောထားတယ်ဟောဒီတန်တတိအမတ်ကြီးဒီကနေ့ပဲငါဘုရားရဲ့ထံမောက်ကိုရောက်လာလိမ့်မယ်ရောက်မလာဘူးလားရောက်လာတော့ဘုရားသိပြီဟဲ့တန်တတိမင်းဘာကိစ္စလာလဲပေါ့မှန်လားပါဘုရားတပည့်တော်သည်စီရင်မှာကြွညင်စွာအနိုင်တိုက်ခဲ့တဲ့အတွက်ကြောင့်ပဇိနရီဂေါတလမင်းချီးမြှောက်တဲ့ရှင်မင်းရာတို့9ရက်ရခဲ့ပါတယ်အလွန်လပ်ပါချောမောပြည့်ပြည့်တဲ့ကာကြီးသည်လေးတယောက်လည်းပဲတပည့်တော်ကိုအပိုင်ပေးခဲ့ပါတယ်အရှင်ဘုရား9ရက်တိုင်းဘယင်းစည်းစိမ်ခံစားလို့ပျော်ပါခဲ့တဲ့တပည့်တော်အလွန်နှစ်သက်မြတ်လို့စုံမတ်ပါတဲ့ကာကြီးသည်မလေးစောစောကပဲပန်းချံထဲမှာသေဆုံးလို့သွားခဲ့ပါပြီတပည့်တော်ရဲ့မျက်လုံးအစုံမှာအတူနေစဉ်ကပြုံးခဲ့ပျော်ခဲ့တာတွေသွားခဲ့နာခဲ့တာတွေစားခဲ့တောက်ခဲ့တာတွေအကုန်ပြန်တွေးပြီးတော့တရေပေါ်လာတိုင်းသောကတရဘယ်လိုမှမခံရနိုင်လို့ပရိဒေဝအငိုမျက်လုံးအင်္ဂါမျက်ရည်တွေလည်းတပည့်တော်ပါပြမောတသွင်သွင်းစီးကြအောင်ငိုနေရပါတယ်သိတဲ့ဒီသောကမျိုးတွေမကြုံရဘူးလားဟောဒီတရားနာပရိသတ်ပေါင်းသူတော်ကောင်းတွေရဲ့အိမ်အသီးသီးမှာအဖိုးသေးဘူးမဲ့အဖွားသေးဘူးမဲ့အဖေသေးဘူးမဲ့အမေသေးဘူးမဲ့သားသေးဘူးမဲ့သမီးသေးဘူးမဲ့မြေးသေးဘူးမဲ့သေဘူးတဲ့ပုဂ္ဂိုလ်သာခွဲရင်ခွဲမယ်ပရိသတ်ရဲ့သေခွဲခွဲလို့မငိုဘူးတဲ့ပုဂ္ဂိုလ်ရှိပါမလားမရှိဘူးဒီတော့တန်တတိအမတ်ကြီးငိုးနေတာကိုအပြစ်ပြောလို့ရပါမလားမရဘူးဒါဥစဉ်တော့အပြစ်မပြောပါဘူးဘုဒ္ဓဇင်သဘာဝသည်အငိုနဲ့စပြီးတော့ဘာနဲ့ဆုံးတယ်အငိုနဲ့ပဲဆုံးတာပဲဒီတော့တန်တတိအမတ်ကြီးသူ့ရဲ့ခံစားချက်တွေတန်းစီပြောပြီးတော့ငိုနေတဲ့အခါမြတ်စွာဘုရားရှင်ကိုတော်မြတ်ကဟဲ့တန်တတိငါဘုရားမင်းကိုတတိပေးစကားလေးမိန်ကြတော်မူပါအောင်မယ်မင်းကသာမင်းရဲ့ကချေတယ်မလေးသိသွားပြီဆိုမင်းငိုနေတာကွာတဲ့မင်းငိုနေတဲ့မျက်လုံးအင်္ဂါကြားနေတဲ့မျက်ရည်တွေကသာမတိတ်သေးတာမင်းလွမ်းလို့တန်တာနေတဲ့ကချေတယ်မလေးသည်လောကတွေကိုဘယ်သောအခါမှပြန်လို့ရောက်မလာတော့ပါဘူးရောက်ပါအောင်မလားမင်းွယ်တဲ့ဘဝသန္တရာခရီးမှာအဲ့ဒီလိုဇနီးမယားတွေသေဆုံးလို့ငိုခဲ့ရတဲ့မင်းရဲ့မျက်လုံးအင်္ဂါမျက်ရည်တွေသမုဒ္ဒရာတွေကရည်တွေတဲ့တောင်းမှများပါလေဦးမယ်ဘဝသန္တရာမှာအကျဉ်းပေါင်းများစွာငိုခဲ့ရတဲ့သောကမျက်ရည်တွေအကျဉ်းပေါင်းများစွာခံစားခဲ့ရတဲ့ကိုယ်ဆင်းရဲစိတ်ဆင်းရဲတရားတွေ
မင်းအတွက်ပြန်လေတိုင်းတာလို့ရမယ်ဆိုရင်ချစ်သားတဲ့သင်မျက်လုံးအိမ်ကကြတဲ့မျက်ရည်တွေကသမုဒ္ဒရာတွေကရေဒီဓာတ်တောင်မှများပါလိမ့်မယ်ပြိဿသောကမျက်ရည်တွေကတန်တရာနဲ့ချိန်ကြည့်မယ်ဆိုရင်ကျွတ်တို့မျက်ရည်တွေကများမလားနည်းမလားများတယ်ဒီတော့တဏ္ဍတိအမတ်ကြီးကိုမြတ်စွာဘုရားကစတင်တတိပေးလိုက်တော့မင်းဘာလို့ငိုးနေရတာလဲဒီမျက်လုံးရင်ကမျက်ရည်တွေအငိုမတိတ်နိုင်သမျှကာလပတ်လုံးဘဝတန်တရာမှာမင်းနောက်ထပ်ငိုရအောင်မှာပဲလို့တတိပေးလိုက်တဲ့အခါကျတော့မှတဏ္ဍတိအမတ်ကြီးသတိရလာဩကြည်စမ်းငါမှာသောကတံကြတိမခံရနိုင်လို့မြတ်စွာဘုရားထံလာလိုက်တာတန်ဖိုးရှိလိုက်တာငါသည်ဒီလိုငိုခဲ့ရတဲ့မျက်ရည်တွေဘဝတန်တရာတစ်ခွင်လုံးမှာဖြင့်ခွက်တွေအိုးတွေနဲ့ခြင်လို့တောင်မှဘယ်လိုမှမရနိုင်ဘူးသမုဒ္ဒရာတွေကရေတွေတောင်မှငါမျက်ရည်နဲ့စာရင်နေနေအောင်မယ်တတိတံဝေကဆိုတာပြိဿရဖို့မလိုအပ်ဘူးလားလိုအပ်တယ်သောကပေါ်လာပြီဆိုရင်အဲ့ဒီသောကဖြေဖို့ရန်အတွက်လမ်းစဆိုတာရအောင်ရှာရတယ်ဟုတ်လားဥပမာပေါ့ဦးဇင်းတို့ဆိုရင်ဟာလွန်ခဲ့တဲ့9နှစ်လောက်ကကို့မှာစိုက်ကားတစ်စီးတောင်အပိုင်မရှိဘူးပြိဿရေဟုတ်လားအခုကျောင်းနဲ့ကန်နဲ့နေရတာလေဟိုတင်းတာနဲ့နေခဲ့ရတာကြော့ပိုင်းကျောင်းစားတီဆောင်တော့အိမ်သာမရှိလို့အိမ်သာတော်မှဟိုပြပါအပြက်သွားဝယ်ပြီးတော့ကျင်းလုပ်ပြီးတော့စားခဲ့ရတာဟုတ်လားအဲ့တော့အဲ့ဒီလိုဘွာလေးရလည်းစားလာလို့ဒကာဒကမတွေလည်းလူရင်တိုင်းရင်ကိုလည်းကြိုးစားနေအခုကျောင်းကောင်းကောင်းလေးဖြစ်လာတော့အလိုမပြည့်ကျောင်းပေါ်အလိုမပြည့်ဘာပြန်တွေးလဲအောင်မလေးလွန်ခဲ့တဲ့5-6နှစ်တုန်းကအိမ်သာတော်မှရေမလို့မိုးမလို့နေခဲ့ရတာဒီလောက်ဆိုတော်ရောပေါ့ဆိုတော့ပြိဿတတ်တာမသွားဘူးလားပြိဿအဆိုးတွေကြုံလာရင်အကောင်းတွေနဲ့ပြန်ပြီးတော့ဖြေကြည့်ပြေလို့မရဘူးလားဒီတော့အခုလည်းပဲတန်တတိအမတ်ကြီးအခုငိုနေရတာကကြေတယ်မှာလေးတည်သွားလို့ပူဆွေးနေရတဲ့တော့ကလက်ဆက်ကြီးပဲသို့တော့မြတ်စွာဘုရားကနောက်ကျောင်းပြန်လာပြလိုက်တာမင်းဟောဒီကြေတယ်မှာလေးလို့တည်လို့ငိုရတဲ့ဘဝတန်တရာတုန်းကဇနီးမယားတွေလည်းမြောက်များစွာတည်ခဲ့ပြီးပြီဆိုတော့ပြိဿရေဟိုဘဝတန်တရာနဲ့ရှင်ပြီးတော့ပြောလိုက်တော့အများကြီးရော့မသွားဘူးလားရော့သွားတယ်ဒါကြောင့်ပြိဿရေတောကဖြေတဲ့လမ်းစဆိုတာကိုယ့်ဟာကိုယ်ထုတ်ယူရတယ်ဟုတ်လားဒါကြောင့်ရှင်တော်မြတ်ဘုရားကတန်တတိအမတ်ကြီးကိုတရားဓမ္မစတင်လို့ဟောလိုက်ပါပြီယံပုပ္ပေတံနာသောသာမိမြတ်စွာဘုရားကခါတာလေးတစ်ပုဒ်နဲ့မိတ်တယ်ယံပုပ္ပေတံဝိသောတေဟိဟဲ့အမောင်တန်တတိအမတ်မင်းတန်တန်ကိုကျွေးနေတယ်မင်းရဲ့ပါဇက်မှာတဖွာဖွာပြောနေတဲ့ကာကြီးတယ်မှာလေးဆိုတာစောစောတုန်းကသေဆုံးခဲ့ပြီစောစောတုန်းကသေဆုံးခဲ့ပြီဆိုရင်အခုအချိန်နဲ့ရှင်ကြည့်ရင်အတိတ်လားပြစ္ဆုတ်ပန်လားအနာဂတ်လားအတိတ်ဒါကြောင့်ပြီးသွားတဲ့အတိတ်ကအကြောင်းနေလဲမင်းပြန်တွေးလို့ပူဆွေးမနေပါနဲ့အတိတ်ဆိုတာဘယ်တော့မှပြန်ပြီးတော့ပြင်လို့မရတော့ပါဘူးပြိဿကြီးပြင်လို့ရပါအောင်မလားသာမေဝဲမအောင်ခဲ့တာတွေပြန်တွေးမနေနဲ့ပြင်လို့မရတော့ဘူးစီဝါရေးမအောင်ခဲ့တာတွေပြန်တွေးမနေနဲ့စဉ်းစားလို့မရတော့ဘူးယာတုဂုံစဉ်စည်းစိမ်ဥစ္စာမရခဲ့တာတွေနောင်တပူပန်းမနေနဲ့အတိတ်မှာကြံခဲ့ပါပြီဟုတ်တယ်မို့လားယံပုပ္ပေတံဝိသောတိပစ္စာတေမဟုကိဉ္စနံအဲ့ဒီအတိတ်ကအကြောင်းတွေကိုပြန်တွေးဖို့မလိုအပ်တယ်လို့ပဲတဲ့အနာဂတ်ဆိုတာပြိဿကြီးသိကြရဲ့လားဒီနေ့နဲ့မနက်ဖြန်ဆိုတာအဝေးကြီးရှိပါသေးတယ်ဒီနာရီနဲ့နောက်နာရီတောင်မှအသက်ရှင်မဲ့သိမယ်လို့ပြောလို့ရပါမလားဒီတော့ပြိဿကြီးမလာသေးတဲ့အနာဂတ်ကိုလည်းမင်းကြိုတွေးပြီးတော့စိတ်တွေလေးမနေနဲ့ကွာဟောမြတ်စွာဘုရားတရားဟောတာနော်အတိတ်ကအကြောင်းတွေလည်းပြန်တွေးပြီးတော့စိတ်လေးမနေနဲ့မရောက်သေးတဲ့အနာဂတ်အကြောင်းတွေကိုလည်းကြိုတွေးပြီးတော့ပူပန်လို့မနေလိုက်ပါနဲ့အနာဂတ်ဆိုတာရောက်ပြီလားမရောက်သေးဘူးဒီအတိတ်ဆိုတာဟောပြန်ယူလို့ရသေးရဲ့လားဒါကြောင့်အတိတ်ကိုပြန်တွေးစိတ်လေးမနေနဲ့အနာဂတ်ကိုကြိုတွေးပူဆွေးမနေနဲ့ဟုတ်လားအတိတ်ကိုပြန်တွေးပြီးတော့လဲပူဆွေးတာတွေစိတ်လေးတာတွေဖြစ်မနေနဲ့အနာဂတ်မရောက်သေးတာကိုလည်းကြိုတွေးပြီးတော့ပူပန်လို့မနေလိုက်ပါနဲ့ဒီကနေ့ဆင်းရဲမယ်မပြည့်စုံဘူးမနက်ဖြန်သဘက်ကပရိသတ်ကြီး900ရန်ထီပေါက်လိုက်ပြီဆိုရင်မဖြစ်နိုင်ဘူးလားပေါက်ကြပါစေဟုတ်လားပေါက်ရင်လည်းကျုပ်ကိုလည်းပဲ499သိန်းလောက်
လူကြပါစေဟုတ်လားအဲ့တော့ပြိဿအတိတ်ဆိုတာပြန်ဖော်လို့ရသေးလားသင်္ခန်းစာပဲယူလို့ရမယ်ပြန်ယူလို့ရသေးရဲ့လားအနာဂတ်ဆိုတာကြိုကြောက်เสียလို့သလားမရောက်ဘူးဒါကြောင့်မြတ်စွာဘုရားကအတိတ်ကိုပြန်တွေးလို့လည်းပူဆွေးသောကားတွေရောက်မနေပါနဲ့အနာဂတ်ကိုကြိုတွေးပြီးတော့လည်းစိတ်တည်းလေးလို့ပင်မလို့မနေလိုက်ပါနဲ့မေစေစီနောခယတတိအလေတဲ့တဲ့ပြစ္ဆုတ်ပံအခုအချိန်တဲ့တဲ့လီမှာပြိဿိပဲအချိန်လေးနဲ့ဘုဒ္ဓပြိဿထိုင်နေသလားထနေသလားပြစ္ဆုတ်ပံအတိတ်အနာဂတ်ကြည့်ရင်ဘယ်ထဲမှာပါပြစ္ဆုတ်ပံတဲ့တဲ့ထိုင်နေတဲ့အချိန်လေးမှာပူရာကိုပူမှန်းသိပါအေးရာကိုအေးမှန်းသိပါနာရာကိုနာမှန်းသိပါတရားရှိတာကိုရှင်းမှန်းသိပါနိုင်ကြည့်လို့မနေကြပါနဲ့ဟုတ်လားအဲ့တော့ပြိဿကြီးပြစ္ဆုတ်ပံတဲ့တဲ့အချိန်ကိုတတိပြုနေဖို့မလိုအပ်ဘူးလားဘုရားဟောလိုက်တာဟုတ်လားအနာဂတ်ကိုကြိုမတွေးနဲ့အတိတ်ကိုပြန်မပူဆွေးနဲ့ဆိုတော့စောစောတုန်းကတန်တတိမရဲ့အတိတ်ကြီးကမပင်ပန်းဘူးလားအလွန်ချစ်ခင်တဲ့ကာယေတယ်လေးသေဆုံးသွားတယ်ဆိုတန်တတိအမတ်ရဲ့နှလုံးသားတွေဘလောင်ဆူပြီးတော့တောကတွေပရိဒေဝတွေပိုင်မလာဘူးလားဒါကြောင့်အဲ့ဒီတောကပရိဒေဝတွေပိုင်လာပြီဆိုတဲ့ကပူမလားအေးမလားပူတယ်ဒီတော့မှမြတ်စွာဘုရားတရားဆုံးတော့တန်တတိစဉ်းစားကြည်စမ်းဟုတ်လိုက်တာငါကသာငါရဲ့အသေးကြော်လေးငါရဲ့ကာယေတယ်လေးကိုပူဆွေးလို့ငိုကြွေးနေတာသူကဒီလောကထဲမှာရှိတော်မရှိတော့ပါလားစောစောကပြောစရာထင်ခဲ့တဲ့အရာတွေအခုတော့ပူလောင်နေရပြီစောစောကမွေးကြိုင်ပါတယ်ဆိုတဲ့အရာတွေအခုတော့နှစောလို့နေခဲ့ပြီစောစောကတာယာကြည်နူးဝယ်ကောင်းတယ်လို့ထင်တဲ့အရာတွေဒီအခုတော့အလွန်ကိုအကြည်တန်းတဲ့အရာတွေဖြစ်လို့နေပါပေါ့လားအေးငါဘဝထဲမှာကရည်တယ်ဆိုတာလည်းမရှိတော့ဘူးငါရဲ့ချစ်စနီးဆိုတာလည်းမရှိတော့ဘူးတဲ့အတိတ်ဆိုတာအတိတ်မှာကြံခဲ့ပါပြီမကြံခဲ့ဘူးလားဖြေတတ်ဖို့သိလို့တယ်ဟုတ်လားအနာဂတ်မှာသူမရှိရင်ငါဘယ်လိုနေမလဲအထီးကျဆံတော်နဲ့ငါဘဝကြီးကိုငါဘယ်လိုအသက်ရှင်အောင်ကြိုးစားရမလဲရဲ့လို့မရောက်သေးတဲ့အနာဂတ်တယောက်တည်းနေရမှာကိုလည်းမဖြစ်ဘူးထင်ပြီးတော့ပင်မနဲ့အတွေ့တွေနဲ့တွေးလို့မဖြစ်တော့ဘူးအနာဂတ်ဆိုတာသိကြရဲ့လားငါလည်းပဲအချိန်မရွေးသူ့လိုပဲနာသွားနိုင်တယ်သူ့လိုပဲသေဆုံးလို့သွားနိုင်တယ်ဒီတော့ပြစ္ဆုတ်ပံတဲ့တဲ့ကိုပဲမြတ်စွာဘုရားကရှုရမယ်ဆိုတော့ကြည်စမ်းငါရထားတဲ့ယုတ်တရားနံတရားဆိုတာပြစ္ဆုတ်ပံတဲ့တဲ့အချိန်ကြည်လိုက်တဲ့အခါကျတော့ငါရဲ့စိတ်တွေမှာလိုချင်တဲ့လောဘကြောင့်တက်မှတ်တဲ့ဒေါသတွေမောဟမာနတွေတန်းစီလာလိုက်တာလောဘဒေါသမောဟမာနသောကပရိဒေဝဒုက္ခဒေါမနတဆိုတဲ့တရားမျိုးစုံဝိုင်းအောင်လို့နေခဲ့ပြီဒီတော့မမြင်ရတဲ့အရာမမြဲတဲ့အရာပေါ်မှာငါကအမြင်ဆွဲပြီးအမြဲထင်ထားတဲ့အခါကျတော့ပင်မလိုက်တာဆိုတဲ့တတိတံဝေခတန်တတိအမတ်ကြီးရဲ့နှလုံးသားမှာကိန်းသွားပြီဟုတ်လားအဲ့ဒီကနေပြိဿရဲ့မိခဲပြာဖုံးပေါ်ဘဝပါရမီကလည်းရင့်တန်တဲ့ပါရမီတွေကပါလာတယ်လူလောကမှာလည်းပဲကြီးမားတဲ့တန်ဝေကဉာဏ်ကြီးကရသွားပြီဆိုတော့မြန်ပြောရရင်ပြိဿရဲ့တန်တတိအမတ်ရှင်တော်မြတ်ဗျာဟောကြားလိုက်တဲ့အဲ့ဒီဂါထာလေးတစ်ပုဒ်ကိုနာကြားလိုက်တာပြိဿရဲ့ဟောဒီဂါထာလေးပြန်ပြီးတော့မှတ်မယ်မှတ်သွားဟုတ်လားတန်တတိအမတ်ကြီးကိုမြတ်စွာဘုရားမိန့်ကြားလိုက်တဲ့ပထမပါဒကဟဲ့အမောင်းတန်တတိအတိတ်ကိုပြန်တွေးပြီးတော့လေပူဆွေးလို့မနေပါနဲ့ဒုပရိသတ်အတိတ်ကအကြောင်းတွေမြောက်များစွာမကြံခဲ့ဘူးလားစီဝါရေးတွေအကြောင်းတွေပါမယ်လူမှုရေးအကြောင်းတွေပါမယ်သာရေးသမီးအကြောင်းပါမယ်သေဝဲရှင်ဝဲအကြောင်းတွေပါမယ်ပြန်တွေးလို့ရှိရင်ပရိသတ်ကြီးဆုံးနိုင်ပါမလားဆုံးတာမဆုံးနိုင်တာပြန်ခေါ်လို့ပြန်ဖော်လို့ရရဲ့လားအဲကြောင့်အတိတ်ကိုပြန်တွေးပူဆွေးလို့မနေပါနဲ့ဟောနောက်တစ်ပိုင်းကအနာဂတ်ကိုကြိုတွေးလို့စိတ်လေးလို့မနေပါနဲ့ဒုပရိသအနာဂတ်ကြိုတွေးပြီးတော့စိတ်လေးစရာလိုသလားကိုယ့်ရဲ့ကုသိုလ်ကံအကုသိုလ်ကံဒီမမြင်နိုင်တဲ့အတွက်အတိတ်ကိုပြန်တွေးနေမယ်အစားအတိတ်ကမှားတဲ့အမှားတွေသင်ခန်းစာယူအနာဂတ်မှာမသေးသေးလို့နေရအောင်မယ်ဆိုရင်ဒီအမှားမျိုးမကြုံရအောင်ပြုပြင်လိုက်ရင်ပြိဿရဲ့သင်ခန်းစာတွေရောရမသွားဘူးလားဒ
ဒါကြောင့်အနာဂတ်ကိုကြိုတွေးစိတ်လေးလိုလည်းမနေလိုက်ပါနဲ့ပြစ္ဆုတ်ပန်တဲ့အချိန်လေးမှာကာယဝေဒနာစိတ်ဓမ္မလို့ခေါ်တဲ့တတိပဋ္ဌာန်တရား၄ပါးလက်ကင်ထားပြီးတော့ယုတ်တရားနံတရားကိုရှုပွားလိုက်စမ်းပါအဲ့ဒီလိုရှုပွားလိုက်ရင်တော့နောက်ဆုံးအကျိုးရလကဒီဘဝမှာလေသောကငြိမ်းချောင်းဒုက္ခငြိမ်းချောင်းတရားကိုတွေ့လိမ့်မယ်အဲ့ဒါနဲ့ယမနာပဲနဲ့ဒလဇတ်သွားလို့အာထုတ်ရင်တော့မဉ္ဇဉ်ဘုံညာတရားလည်းတွေ့လိမ့်မယ်သင်တို့တောင်းနေတဲ့နိဗ္ဗာန်လည်းရောက်လိမ့်မယ်လို့ဘဂဝါဘုံတော်၆ပါးသခင်ဘုရားရှင်ကိုရောမြတ်ကြီးသည်ဩဇာကရုဏာရှိသွားမေတ္တာအဖြင့်မိန့်ကြားတော်မူခဲ့ပါပေသတည်းသေတရဲ့အတိတ်ကိုဘာဖြစ်သလဲပြန်မတွေးနဲ့ပူဆွေးရတာပဲရှိမယ်အနာဂတ်ကိုရောကြိုတွေးเสียလို့သလားစိတ်မလေးဘူးလားမလီမယုံရင်စဉ်းစားကြည့်မနှက်ဖန်ဘလို့နေရမလဲဘလို့စားရမယ်ဘလို့သုံးရမလဲတွေးကြည့်စိတ်တွေလေးမလာဘူးလားလေးတာပေါ့ဒီတော့မနှက်ဖန်ဆိုတာရောသိကြရဲ့လားအေးဒါကြောင့်သိကြတာကဘယ်အချိန်လဲအခုအချိန်ပဲဟုတ်လားပြစ္ဆုတ်ပန်တဲ့အချိန်လေးမှာပဲပြိဿရဲ့ယုတ်တရားနံတရားကိုတတိပဋ္ဌာန်တရား၄ပါးနဲ့အမြဲမပြတ်ရှုပွားထားစမ်းမှာရှုပွားလိုက်ပြီဆိုတာနဲ့နိဗ္ဗာန်မရသေးရင်သာဒီဘဝကြုံရတဲ့လောဘဒေါသမောဟတွေတတ်တာသွားမယ်တောကတွေတတ်တာသွားမယ်ပရိဒေဝအပူတွေငြိမ်းသွားမယ်ကိုယ်ဆင်းရဲစိတ်ဆင်းရဲတွေချုပ်ငြိမ်းသွားမယ်တဲ့တရားဒုတရားမြတ်မရသေးရင်တော့လောကမှာတော့တတ်တော့တတ်တာနေလို့ရမသွားဘူးလားအဲ့ဒါပဲတရားတို့တရားမြတ်ရအောင်ကြိုးစားအားထုတ်လိုက်လို့မဉ္ဇဉ်ဘုံဉာဏ်ရသွားမယ်နိဗ္ဗာန်ချမ်းသာမျက်မှောက်ပြုသွားမယ်ဆိုရင်တော့အောင်ပြီဟုတ်တယ်မို့လားအဲ့တော့မြန်မြန်ပြောရရင်ဒီတရားကိုဟောကြားတဲ့ဘုရားကလည်းဟောတယ်နာကြားတဲ့တန်တတိကလည်းလက်တွေ့ရှုပွားလိုက်တာပြိဿရဲ့အဲ့ဒီတရားဆုံးတဲ့အချိန်မှာပဲတန်တတိအမတ်ကြီးသောကပရိဒေဝတွေအကုန်ကျော်ပြိဿရဲ့မဉ္ဇဉ်ဘုံဉာဏ်မျက်မှောက်ပြုပြီးတော့အငြိမ့်တဲ့နိဗ္ဗာန်အထိအာယုံပြုမျက်မှောက်ပြုသွားလိုက်တာပဋိသင်္ပိဒါဉာဏ်၄ပါးနဲ့တကွာစောစောကဘုရားမိန့်ထားသလိုပဲမင်းမြောက်တန်ဆာ၅ပါးကိုဆင်ရင်နဲ့ပဲအာသောကင်းတဲ့ယဟနာဖြစ်သွားပြီ။ဘာဖြစ်သွားပြီလဲ။ဩမြတ်စွာဘုရားမိန့်တဲ့စကားမှတ်မသွားဘူးလား။အာသောကင်းတဲ့ယဟနာမထေရကြီးဖြစ်သွားပြီမြတ်စွာဘုရားမိန့်လိုက်တဲ့တတိယစကားပါတယ်လေ။အာသောကင်းတဲ့ယဟနာဖြစ်ပြီးတဲ့မကြာသောအချိန်တွင်မှာပဲထန်း90မြင့်နဲ့ကောင်းကင်မှာတင်ပလင်းခွေအနေအထားနဲ့ပြိဋိဘံဆံလိမ့်မယ်ဟုတ်လားကြည်ညိုတဲ့ဗုဒ္ဓရဲ့စကားကိုယုံကြည်တဲ့သူတော်ကောင်းတွေကတော့စောင့်ပြီးတော့ကြည်ညိုဖို့လာနေတာအို့တောင်းနေမကြည်ညိုတဲ့မိစ္ဆာဒိဋ္ဌိကလည်းကဲ့ရဲ့မလို့စောင့်နေတာအင်းနဲ့အားနဲ့စောင့်နေတဲ့အချိန်20တော့ပါမသွားဘူးလားဒီတော့မြတ်စွာဘုရားကလည်းတည်နေတယ်တန်တတိအမတ်လည်းရွှေဉဏ်တော်စက္ခုနဲ့ကြည်လိုက်တော့ဩငါပြိဋိဘံစံဖို့အချိန်တန်ပြီတဲ့သိမသွားဘူးလားသိသွားတော့ဘုန်းတော်ကြီးတော်မူသောမြတ်စွာဘုရားတပည့်တော်တန်တတိအမတ်ဟောဒီအသွင်ပြင်းနဲ့ပဲပြိဋိဘံစံခွင့်ပြုတော်မူပါတပည့်တော်ပြိဋိဘံစံပါရစေဘုရားတဲ့ဘယ်အသွင်နဲ့လဲမင်းမြောက်တန်ဆာ၅ပါးဟုဆင်ရင်နဲ့ဟုတ်လားဒီတော့မြတ်စွာဘုရားကအဲ့ဒီမှာသိလိုက်ပြီတရားဓမ္မပေါင်းသူတော်ကောင်းတွေလည်းကြည်ညိုခွင့်ရဖို့ရန်မိစ္ဆာဒိဋ္ဌိတွေလည်းသုတ္တတတပါဇက်ဟောင်းလောင်းနဲ့အံ့ဩသွားစေဖို့ရန်တန်တတိအမတ်ကိုအမိန့်တစ်ခုချလိုက်တယ်အမောင်တန်တတိတဲ့မင်းရဲ့ကိလေသာကင်းတဲ့ဂုဏ်တွေမင်းရဲ့ကောင်းမြတ်တဲ့ကြော်ကြားစေမဲ့ဂုဏ်တွေကိုအလုံးတရားဓမ္မတွေကြည်ညိုခွင့်ပေးလိုက်ပါမင်းဟောဒီနေရာမှာပဲတကုတ်ပြာလေးကပြပြီးတော့ပြိဋိဘံစံွာလို့မြတ်စွာဘုရားကမိန့်တော်မူလိုက်တဲ့အခါမှာမန္တဘာဘုံတော်ကြီးတော်မူသောမြတ်စွာဘုရားရှင်တော်မြတ်ဘုရားမိန့်တော်ထားတဲ့အတိုင်းတပည့်တော်ပြိဋိဘံစံပါတော်မင်းလို့အာနုပရိသတ်တွေအာယုံစိုက်နေတဲ့အချိန်မှာပဲတန်တတိအမတ်ကြီးဇံပင်ရှင်တကုနဲ့ထန်တပြားကံကိုတက်ပြီးတော့ရှင်တော်မြတ်ဘုရားရဲ့ခြေတော်အစုံကိုကောင်းငင်ကနေပြန်ဆင်းလို့ရှိခိုးပူဇော်လိုက်တယ်တကြည်
တခါပြန်ပြီးတော့ကောင်းကင်ရဲ့တက်လိုက်တော့ထန်းနှဖျားလောက်ထိတက်သွားတယ်ထန်းနှဖျားတက်ပြီးတဲ့အချိန်ရှင်တော်မြတ်ဗျာရဲ့ခြေစုံကိုပြန်ပြီးတော့ဥတော်တစ်ကြိမ်ဖူးပြန်နေအဲ့ဒီလိုနဲ့တစ်ကြိမ်ပြီးတစ်ကြိမ်တက်သွားလိုက်တာပြိဿရဲ့ထန်း90ရောက်ပြီဆိုတဲ့အခါကျတော့စောစောတော့ကစောင့်မျှော်နေရတဲ့ဗုဒ္ဓဘာသာဝင်တွေရောကြည်နူးစရာကြီးတွေ့မသွားဘူးလားစောစောကအပြစ်ပြောဖို့အတင်းတုပ်ဖို့စောင့်နေတဲ့မိစ္ဆာဒိဋ္ဌိတွေရောပလက်လန်မသွားဘူးလားအဲ့ဒီအချိန်ကြမှာမြတ်စွာဘုရားကအာလုံးသောတရားဓမ္မတွေလည်းပဲအတုယိုခွင့်ကြည်ညိုခွင့်ရရအောင်မိစ္ဆာဒိဋ္ဌိတွေလည်းပဲနာကြားခွင့်ရရအောင်ချစ်သားတဲ့သင်ချစ်သားရဲ့အတိတ်ဘဝကာလများစွာကကောင်းမှုကုသိုလ်တွေကိုဟောဒီမှာကြွရောက်လာတဲ့ယဟန်ပရိသတ်လူပရိသတ်တွေကိုပြောကြားရင်ဟောကြားရင်နဲ့ပြိဋိဘံစံပေးပါမြတ်စွာဘုရားကနောက်ထပ်တစ်ခုတောင်းဆိုလိုက်တယ်ဟုတ်လားမင်းရဲ့အတိတ်ဘဝတုန်းကကောင်းမှုကုသိုလ်အထူးတွေကိုဒီလူတွေဒီယဟန်တွေဒီပုဂ္ဂိုလ်တွေသိအောင်မင်းကောင်းငင်ကနေဟောပြစမ်းလို့မိန့်လိုက်တဲ့အခါမှာဘုန်းတော်ကြီးတော်မူသောမြတ်စွာဘုရားတပိတော်တန်တတိအမတ်ဘဝကကိလေသာကင်းတဲ့ယဟန္တာကြီးသည်တဲ့လွန်ခဲ့သော90တကဘာကာလတုန်းကဝိပဿနာဘုရားရှင်ကိုယ်တော်မြတ်ကြီးရဲ့လက်ထက်တော်မှာဗန္ဓုမတိမင်းကြီးအုပ်ချုပ်တဲ့ဗန္ဓုမတိနေပြည်တော်ကြီးမှာလူဖြစ်ခဲ့ဘူးပါတယ်အတိတ်ဆက်ကြောင်းလေးကိုပြန်ပြောတာဟုတ်လားဦးဇင်းဒီလောက်ဟောဖို့မဟုတ်ဘူးပြိဿလည်းငြင်းနေတာနဲ့စိတ်ဝင်စားတဲ့အထင်တော့ဟောနေတာရက်လိုက်ရတော့မလားဒါဆိုဆက်လိုက်အောင်မနေနဲ့လားဟုတ်လားဘယ်မှာလူဖြစ်ခဲ့တာလဲ90လမ်းမှာဗန္ဓုမတိမင်းကြီးအုပ်ချုပ်တဲ့ဗန္ဓုမတိနေပြည်တော်မှာတပိတော်လူဖြစ်ခဲ့ဘူးပါတယ်ပြိဿရဲ့ဘယ်မှာလဲအဲ့ဒီဗန္ဓုမတိနေပြည်တော်မှာတပိတော်လူဖြစ်တဲ့အချိန်ဝိပဿနာရှင်တော်မြတ်ဗျာဟောကြားတဲ့တရားဓမ္မမြောင်များစွာကိုလည်းနာကြားခွင့်ရခဲ့ပါတယ်တရားတော်ရဲ့အေးချမ်းမှုတွေတရားမဟုတ်တဲ့အရာတွေရဲ့ပူလောင်မှုတွေကိုသိလာတဲ့အခါမှာအဲ့ဒီလူသားအားလုံးကိုလည်းတပိတော်ဗျာတဲ့အေးချမ်းမှုအစစ်တရားအနှစ်တွေသိစေခြင်းနဲ့မကောင်းတဲ့အကုသိုလ်ဒုစရိုက်တရားတွေရဲ့ပူလောင်မှုကိုလည်းသိစေခြင်းနဲ့ဗျာတဲ့ဒါကြောင့်တပိတော်ဒီလူသားအလုံးတရားနာခြင်းစိတ်တွေပေါက်လာအောင်ရှိရတဲ့လပြေလာွယ်တွေမှာဥပုသ်ဆောင်သုံးခြင်းနဲ့တရားစိတ်တွေပေါက်လာအောင်မိမိတို့ရလာတဲ့စီဝါဥစ္စာတွေရဲ့အပေါ်မှာပြတ်ပြတ်သားသားဆောင်ကျဲတဲ့ဒါနကုသိုလ်တွေကျင့်သုံးတဲ့သီလကုသိုလ်တွေပွားများထုတ်တဲ့ဘာဝနာကုသိုလ်တွေလည်းပဲစိုက်ထုတ်နိုင်ကြဖို့ရန်တပိတော်တန်တတိအမတ်တိနိဗ္ဗာန်ဆိုတဲ့အလုပ်ကိုလုပ်ခဲ့မှုပါတယ်တန်တတိအမတ်ဝိပဿနာဘုရားလက်ထက်မှာမလုပ်ခဲ့တယ်နိဗ္ဗာန်ဆိုဟုတ်လားဒါကြောင့်ကျုပ်တကာနဲ့တက္ကမနေရတာနိဗ္ဗာန်ဆိုလုပ်တာဟုတ်လားတရားအလူလုပ်တာဒီပြိဿရဲ့ဘာလုပ်တာလဲနိဗ္ဗာန်ဆိုပဲကိုသိတဲ့ကုသိုလ်ရဲ့အေးချမ်းမှုတရားတွေသိစေခြင်းနဲ့ကိုသိနေတဲ့အကုသိုလ်ရဲ့ပူလောင်မှုတရားတွေကိုသိစေခြင်းနဲ့မကောင်းတဲ့အကုသိုလ်ပူလောင်မှုတွေကိုရှောင်ရှားရခြင်းအကျိုးတရားကောင်းတဲ့အေးမြတဲ့ကုသိုလ်တရားတွေဆောင်ထားရခြင်းအကျိုးတရားတွေကိုသိစေခြင်းနဲ့ဒါကြောင့်တန်တတိအမတ်ကြီးတပိတော်ဟာအဲ့ဒီတုန်းကနိဗ္ဗာန်ဆိုလုပ်ခဲ့ပါတယ်တဲ့ရက်ထဲရွာထဲမှာလှည့်အောင်ပြီးတော့ဒါနပြုဖို့သီလဆောက်တည်ဖို့ဘာဝနာပွားများဖို့ဥပုသ်တွေစောင့်ဖို့ဘုရားတရားသံဃာယနာမြတ်ကုလုံးမသာလျင်ကိုယ်ွယ်အားထားရအစစ်ရဲ့လို့တိကြရည်မှန်းပြီးတော့ကိုယ်ွယ်နိုင်ဖို့ရန်ရက်ထဲရွာတဲ့တပိတော်ဒီလိုပဲလှည့်ပြီးတော့နိဗ္ဗာန်ဆိုလုပ်ခဲ့တာတနေ့ကျတော့ဗန္ဓုမတိမင်းကြီးကတိသွားတဲ့အခါဟေးအဲ့ဒီကောင်ငါရဲ့နန်းတော်မှာအခါစားဝင်စေဆိုအမိန့်ပေးပါတယ်ဗျာတဲ့ပရိသတ်ကြီးဘာလုပ်လဲဒီတော့မင်းကြီးနဲ့တွေ့တဲ့ကဟဲ့မင်းဘာလုပ်နေတာလဲမှန်လားပါလူတွေရဲ့နှလုံးသားထဲမှာလူတွေရဲ့ကာယကံဝစီကံမနောကံတွေမှာလောဘဒေါသမောဟမာနတွေကင်းပြီးတော့အေးချမ်းခြင်းအစစ်ဆိုတဲ့တရားအနှစ်တွေတည်သွားဖို့ရန်ကျွန်တော်မျိုးသည်တဲ့လူသားတွေရဲ့အတွက်အေးချမ်းမှုအစစ်ရဖို့ရန်အတွက်နိဗ္ဗာန်ဆိုလုပ်လို့နေပါတယ်ဒါဆိုရင်မင်းနိဗ္ဗာန်ဆိုလို့တော့ဘယ်လိုအရက်သေးကိုသွားပြီးអော်တာလဲအရက်သေးဘယ်လိုသွားអော်တာလဲဆိုတော့မှန်လားပါကျွန်တော်ကတော့ပြည့်စုံတဲ့ပုဂ္ဂိုလ်ဆိုတော့ခြီကျင်မဲလျှောက်ရတာပေါ့တဲ့ဟုတ်လားပြိဿကြီးဘယ်လိုអော်လဲခြီကျင်မဲခြေထောက်နဲ့ပဲသွားပြီးတော့9693နဲ့ပဲអော်တာဟုတ်လားဒီတော့ဗန္ဓုမတိမင်းကသဘောကျတယ်ဩ
ဒီလောက်အေးချမ်းမှုအစစ်တရားအနှစ်တွေကိုသဒ္ဓတရားကောင်းကောင်းနဲ့နှိုးဆော်နေတဲ့မင်းကိုငါရှင်မင်းချီးမြှောက်မှဖြစ်မှာပေါ့ဆိုပြီးတော့စီစဉ်ဥစ္စာမြောင်များစွာနဲ့ဆုချလိုက်တယ်အရက်ထဲမှာနိဗ္ဗာန်ဆိုလုံနိုင်ဖို့ရန်အတွက်လည်းပဲပြိဿရဲ့မြင်းလေးကောင်ခြေတုပ်နှောင်ပြီးတော့မောင်းနဲ့မြင်းရထားတစည်းလည်းပဲဆုတော်လက်တော်ဖြစ်နေပေးလိုက်တယ်။ဘာပေးလိုက်လဲ။မြင်းထားတစည်းကျွတ်တို့နိုင်ငံမှာတော့မြင်းလည်းသိမ့်မရှိတော့ဘူးဟုတ်လား။ပြောရတာစကားတွေအများကြီးပြောချင်တယ်ဟောအမေရိကန်မှာဆိုမြင်းကြီးတွေအကြီးတွေနဲ့မြင်းလည်းအလှစီးတာရှိတယ်ကျွတ်တို့တော့မစည်းခဲ့ပါဘူးဟုတ်လား။အဲ့တော့မြင်းရထားဆိုတာဟိုမှာရှာလို့ရတယ်ဒီမှာတော့ရှာလို့မရတော့ဟုတ်လား။အဲ့တော့မြင်းထားပေးလိုက်ပြီဆိုတော့တန်တတိအမထပ်ပြီးတော့ကြိုးစားပြီပေါ့ဟုတ်တယ်မို့လားအဲ့ဒီကုသိုလ်ကောင်းမှုကိုပြုခဲ့တာပြိဿရဲ့ဘာကောင်းမှုလဲနိဗ္ဗာန်သောကောင်းမှုကုသိုလ်ဟုတ်လားနိဗ္ဗာန်သောကောင်းမှုကုသိုလ်တပိတော်ပြုခဲ့တဲ့အတွက်ပါဖရာဟောဒီမှာတရားတို့တရားမြတ်လေတပိတော်ရခဲ့ပါပြီတောကပရိဒေဝငြင်းယုံလေးတင်ဟောရလားဒါကြောင့်မဟာတတိပဋ္ဌာန်တရားဆိုတာပြိဿရဲ့ဒီဘဝကြုံနေရတဲ့လောဘဒေါသမောဟမာနဓာန်ချက်ကိုလည်းတတ်တာစေတယ်တောကပရိဒေဝကိုလည်းကျော်လွှားစေတယ်ကိုယ်ဆင်းရဲစိတ်ဆင်းရဲကိုလည်းခြုံငိမ့်စေတယ်တဲ့အခုတန်တတိအပတ်ကြီးကနေသွားလိုက်တာတန်တတိယဟန္တာကြီးပြိဿရဲ့ကိလေသာကင်းတဲ့ယဟန္တာကြီးဖြစ်မသွားဘူးလားအဲ့ဒီမှာသူကနေပြီးတော့ဟောနေတာထန်း9ဆင့်9ဖြားကောင်းကင်ယံကနေဟောနေတာဟုတ်တယ်မဟုတ်လားဒီတော့အကုန်လုံးတရားနာပြီးတော့ဒီတရားတွေနာကြတဲ့လူတွေရောပြိဿကြီးလက်တွေ့လိုက်နာကျင့်သုံးသွားရင်အေးမလားပူမလားအေးတယ်ဒါကြောင့်ပြိဿနိဗ္ဗာန်ဆိုလဲများများလောက်ရတယ်ဟုတ်လားတရားဓမ္မဆိုတာဥစဉ်တို့ဆိုရင်အခုဥစဉ်တို့တရားခွေတွေဟာရောင်းစားနေကြတာကြားတယ်ကားနေကိုယ်လည်းတပြားမှမလူစိတ်ထဲလည်းမအောင်မိဘူးဟုတ်လားဟုတ်ဘာပဲပြောပြောကိုတရားအကြောင်းပြုပြီးရောင်းတဲ့လူလည်းစီးပွားဖြစ်တယ်နားတဲ့လူလည်းအကျိုးတစ်ခုတော့ရသွားတယ်ဆိုဒါနဲ့ပဲနိဗ္ဗာန်စောလုံပြီးတိဖြစ်နေရဟုတ်လားရရင်တော့လည်းကောင်းတာပေါ့ဟုတ်လားအဲ့တော့တန်တတိအမတ်ကြီးတရားလဲဟောပြီးရောမြတ်စွာဘုရားရဲ့ခြေတော်ဆုံးကိုလာရောက်ပြီးတော့ဥတင်တပည့်တော်ပြိဋိဘံစံပါတော့မယ်ဖရာသူတောင်းကြည်မသွားဘူးလားအဲ့ဒီတော့မှတခါလဲတကိုးတော်နဲ့ထန်း9ပြားပြန်တက်ပြီးတော့ပြိဋ္ဌာရဲ့တေဇောကတိုင်းလို့ခေါ်တဲ့မိကတိုင်းကိုထိုင်ရက်နဲ့ဝင်စားလိုက်တာထိုင်ရက်ဝင်စားရင်းနဲ့ပဲတန်တတိယဟန္တာကြီးရဲ့ခန္ဓာကိုယ်ဟာအဲ့ဒီထိုင်ရက်အနေထားနဲ့တေဇောတက်လောင်ကျွမ်းပြီးတော့မိလောင်သွားတာကောင်းငင်ကနေရုပ်အလောင်းကြီးထိုင်ရက်အနေထားနဲ့မိလောင်လို့သွားတဲ့အချိန်အေးပန်းလေးတွေဇဝေပန်းလေးတွေကြက်ယုံပန်းလေးတွေဆွန်ပန်းလေးတွေမြေပြင်ကိုကျလာသလိုပါပဲတန်တတိယဟန္တာမထေရမြတ်ကြီးရဲ့ဓာတ်တော်တွေမြေပေါ်ကိုကျလာလိုက်တာပြိဿဘုရားရှင်ကိုတော်မြတ်ကိုယ်တိုင်အဲ့ဒီဓာတ်တော်တွေကောက်ယူပြီးတော့တန်ရှင်းစင်ကြယ်တဲ့ဟိုထဲမှာထက်လူတကာဖူးမြော်ကြည်ညိုနိုင်ဖို့ရန်အတွက်တန်တတိအမတ်ကိုမြင်တိုင်းဓမ္မတန်ဝေကညာရပြီးတော့တရားဓမ္မအားထုတ်နိုင်ဖို့ရန်အတွက်တဲ့လမ်းစုံလမ်းကွာတွေမှာဌာပနာသွင်းပြီးတော့ဇေဒီတည်ခဲ့ပါတယ်။ဘာတည်ခဲ့လဲ။ဇေဒီတည်ခဲ့တယ်။ဒါကြောင့်အာလုံတို့တရားဓမ္မပေါင်းသူတော်ကောင်းတွေဒီကနေ့ဒီလောက်စုံမဟုတ်ပါဘူးခုကစုံသွားပါပြီဟုတ်လား။ဇေဒီတည်ပြီးတော့ပြီးတဲ့အချိန်အရက်ထဲမှာလည်းပြောနေကြတယ်ဘု து အကြောင်းနဲ့တန်တတိအမတ်အကြောင်းအေးဘုန်းကြီးเจ้าမှလည်းပြောနေတယ်ဘု து အကြောင်းနဲ့တန်တတိအမတ်အကြောင်းနောက်တနေ့မြတ်စွာဘုရားရဲ့ကျောင်းတော်မှာယဟန်တွေပြောနေတယ်ဟာတန်တတိအမတ်ကြီးကပြိဋိဘံဆံသွားတာကောင်းကင်ယံမှာကိုပြိဋိဘံဆံပြီးတော့ဓာတ်တော်တွေကိုမြေပြင်ပေါ်ပြန်ကြခဲ့တာဒီပုဂ္ဂိုလ်ကြီးကိုကိလေသာငြိမ်းတဲ့တမနာဖြမနာလို့ခေါ်လို့ရပါမလားသင်္ကန်းမှာမဟုတ်ဖဲနဲ့တဲ့ကဲပြိဋ္ဌာန်အံ့ဩမကောင်းဘူးလားသင်္ကန်းမဟုတ်တော့သူ့ကိုကိလေသာငြိမ်းတဲ့တမနာလို့ဖြမနာလို့ခေါ်ရင်ဖြစ်ပါမလားတဲ့မမှန်ဘူးလားတွေးတာအဲ့ဒီတော့မှမြတ်စွာဘုရားအားလုံးရဲ့တန်တရားကိုနောက်ဆုံးရှင်းတဲ့အနေနဲ့ခြေသားတို့ဟောဒီလောကကြီးထဲမှာကိလေသာငြိမ်းအောင်ကျင့်သုံးသွားတဲ့ပုဂ္ဂိုလ်သည်အမျိုးသားပဲဖြစ်ပါစေအမျိုးသမီးပဲဖြစ်ပါစေလူရောက်လူပဲဖြစ်ပါစေယဟန်ပဲဖြစ်ပါစေဘယ်လိုပုဂ္ဂိုလ်မျိုးပဲဖြစ်ပါစေကိလေသာငြိမ်းအောင်တကယ်ကျင့်သွားရင်တော့သမဏအမည်နဲ့ခံထိုက်ပါတယ်ဖြမဏအမည်နဲ့ခံထိုက်ပါတယ်ရှင်းပြီနော်ဒါဒီစကြောင်းကုန်သွားပြီဒီတော့ပြိဿဒီတရားလေးကိုအနှစ်ချုပ်ကြည့်ရင်တန်တတိအမတ်ရဲ့သောကပရိဒေဝမျိုးဒုပရိသမကြုံဘူးလားအလုံးကြုံဘူးတယ်ဟုတ်လား
တန်တတိအမကြီးဂျုံရတဲ့သောကပရိဒေဝဂျုံရတယ်လို့ဂျုံရပေမဲ့တန်တတိအမကြီးတရားလမ်းကြောင်းပေါ်တကယ်ရှောင်နှံတယ်လို့မရှောင်နှံသမျှပရိသတ်ရဲ့တတ်တာမလားပင်မမလားပင်မမယ်ဒါကြောင့်သောကဖြည့်စည်းဆိုတာအဝေးကြီးမှမရှာနဲ့ပရိသတ်ရဲ့လောကနဲ့ဆန့်ကျင်တဲ့အရာတွေကိုအဟုတ်ထင်ပြီးတော့ကိုယ့်ရဲ့ဉာဏ်တွေကိုမပါဘဲနဲ့ဒုံးတိကြီးတွေနဲ့မရှာကြနဲ့သောကဖြည့်စည်းဘယ်မှာရှိလဲဟောဒီခန္ဓာကိုယ်ထဲမှာပဲဖျားပေးတဲ့တတိပဋ္ဌာန်၄ပါးနဲ့ဖြည့်ကြည်စမ်းမှာဒီတဲ့ကောင်းတဲ့သောကဖြည့်စည်းရှာလို့ရပါမလားမရနိုင်ပါဘူးဒါကြောင့်အာလုံးသောဒုဒကာဓမ္မတွေဒီလောက်ဆိုရင်သောကဖြည့်စည်းဖြည့်ခြင်းတော့ပါပြီဖြည့်ခြင်းပြီလားဧကဝေပရိသလေးပါးจิตသားจิตမိတော်သတ္တရောလေးပါးကုန်သောယတိတယေဣမေတတိပဋ္ဌာနာအကျဉ်ကာယဝေဒနာစိတ်ဓမ္မလို့ခေါ်တဲ့တတိပဋ္ဌာန်တရား၄ပါးတို့သည်အဋ္ဌိတန်ဒီလောက၌ထင်ရှားမသွေရှိလို့နေကြပါပေကုန်၏အယံမကောငါဘုရားရှင်ကိုယ်တော်မြတ်မိန့်ကြားလိုက်တဲ့ဤတတိပဋ္ဌာန်တရား၄ပါးတို့သည်တတ္တနာဟောဒီလောကမှာရှိကြတဲ့လူနတ်ဗျာမတတ္တဝါပေါင်းတို့ဤဝိသုဒ္ဓိယကိလေသာအငြိအကြီးအပြည့်ဘေးတို့မှကင်းဝေးစင်ကြယ်ဖို့ယံသောကပရိဒေဝနာဆိုရင်သောကငိုကြွေးရင်ပရိဒေဝတရားတွေကိုသမတေကမာယာကျော်လွှားနိုင်ဖို့ယံဒုက္ခဒေါမနတနာကိုဆင်းရဲတရားစိတ်ဆင်းရဲတရားတွေကိုအထင်ကမာယာချုပ်ပြောက်ချုပ်ငြိမ်းဖို့ယံညာယတမညာဘုံညာကိုအဓိကမာယာရရှိဖို့ယံနိဗ္ဗာန်တသစ္စိကရဏဒါယနိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်ဖို့ယံအယံမကောအကျဉ်တတိပဋ္ဌာန်လမ်းစဉ်သည်ဧကယနာမကောနှစ်ကြောင်းမကွယ်တဲ့တကြောင်းနေသောတကယ်လမ်းပြောက်လမ်းမှန်ကြီးပါဟု၍ဘဂဝါဘုန်းတော်၆ပါးသခင်ဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်အဟောစာကရုဏာရှိသွားမေတ္တာအဖြင့်မိန့်ကြားတော်မူခဲ့ပါပေသတည်းတေသေတံသုဒ္ဓဗုဒ္ဓေနာသုနေတဝါဓမ္မဒေသနာအဘိနန္ဒနာစိတ်တေနာသာဓုသာဓုတိပါသထာသာရောတရားနာလာကြပါတဲ့မြတ်တရားဓမ္မပေါင်းသူတော်ကောင်းတို့တုံမေသင်သူတော်ကောင်းအပေါင်းတို့သည်သုဒ္ဓဗုဒ္ဓေနာဒါနသီလသမာဓိပညာနှင့်ဆက်ရှင်သောဘုသုဒ္ဓအဖျားဖျားကိုပြီးစွမ်းတော်မူသောဘုရားရှင်ကိုယ်တော်မြတ်ကြီး၏တန်ဒီကံအထံတော်မှာဒေတိတံတဆင့်ခံငါဟောကြားအပ်သောဣမဓမ္မဒေသနာသောကရီဝိုင်းအောင်လာကြပြီဆိုရင်ဖြင့်အမာနတွေနဲ့သာဖြည့်ရှင်းနေတာအတော်များလို့အတော်ကြားရတဲ့အတွက်ကြောင့်သောကဖြည့်စည်းအစစ်ပြီးနိုင်တဲ့ဤတရားဒေသနာတော်မြတ်ကိုသူနှိတ်တဝါကောင်းစွာယောသိနာကြားကြကုန်ပြီးသည်ဖြစ်၍အဘိနန္ဒနာစိတ်ဒေနာအလွန်နှစ်သက်ရွှင်လန်းဝမ်းမြောက်ဝမ်းသာပီတိဖြာကြကုန်လျက်အဘိနန္ဒနာစိတ်ဒေနာဟောဒီကိုယ်တော်မဏိတော်ကတဏှာဤခွဲဟောလို့ငါတို့ကစိတ်ကူးလို့ယင်လာလိုက်တာဒီကိုယ်တော်အမြင်မှရသွားပြီဒီနေ့လေတဏှာဤခွဲတော့ပဲဟောပေးလိမ့်မယ်လို့ထင်လို့လာမိပါတယ်အောင်မယ်လေးသူထုံးစံတိုင်းပြန်ပြီးတော့2 နာရီတော့ရောက်သွားပြန်တာပါပဲရင်လို့နိုင်ဝက်ပန်းထားတာပို့သွားတာစိတ်ထဲမှာသောကတွေများကျုံလို့သွားကြမယ်ဆိုရင်ပရိသတ်ဤသောကတွေလည်းကျုံမနေနဲ့ဒေါသတွေလည်းပွားမနေနဲ့ဒီကိုယ်တော်မနဗံဒီပလင်ပေါ်မှာလည်းမမြင်ရတော့ဘူးလို့စိတ်ထဲမှာဖြေသောကဖြေစေလည်းတကယ်ပြီးနိုင်ပြီဖြစ်တဲ့အတွက်ကြောင့်နိုင်ဝက်ပို့သွားတဲ့အသံလေးကိုကြားတယ်လို့ရအောင်မှတ်ပါလို့သောကပြေချောင်းနီလန်ကောင်းလေးကိုပြန်ပြောရင်ဖြင့်ပြေနဲ့ဝမ်းမြောက်ဝမ်းသာပီတိဖြာကြကုန်လျက်သာဓုသာဓုတိသာဓုသာဓုသာဓုလို့ခေါ်သောသူတော်ကောင်းသူမြတ်လောင်းတို့ရဲ့ကောင်းမြတ်တဲ့ကြွေးကြော်သံကိုဘာသထာသုံးကြိမ်သုံးဝါနှုံညွတ်ဟာ၍
ကောင်းစွာမသွေကျူရင်လိုက်ကြလေကုန်ရာ